DBO ကြည့်နေတဲ့သူပါဗောနော်အရင်တုန်းကငယ်တုန်းကဆိုလို့ရှိရင် genius လို့ခေါ်တဲ့ permission တယောက်ဖြစ်ကောင်းဖြစ်ခဲ့နိုင်ပါတယ်ဖြစ်ကောင်းဖြစ်ခဲ့နိုင်တယ်ဆိုပေမဲ့လည်းဖြစ်နိုင်ကြီးတော်များတယ်ဗျဘာဖြစ်လို့လဲဆိုတော့သူတေသနာတစ်ခုမှဆိုလို့ရှိရင်ဗောနော်ဒီအသက်9နှစ်ရွယ်ကလေးတွေကိုစစ်တမ်းတေချာကောက်ကြည့်တဲ့အခါတေချာစမ်းသပ်ကြည့်တဲ့အခါမှာအဲ့ကလေးတွေရဲ့98%လောက်ကတကယ် genius တွေဖြစ်နေတာကိုတွေ့ရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကအသက်30ဝန်းကျင်လောက်လေရောက်လာအောင်ကျွန်တော်တို့ရဲ့ခုန genius ဖြစ်နေတဲ့စိတ်ကူးစိတ်တန်းတွေတည်ရင်ဖန်တီးနိုင်စွမ်းတွေကဘယ်ရောက်သွားကြလဲဘလို့အငွေ့ပြန်ပြီးတော့ပျောက်ကွယ်သွားကြတယ်အဲ့ဒါတွေဘလို့များတက်ပစ်ခံရလိုက်ရတယ်စဉ်းစားမိကြလားဗောနော်အဲ့လိုမျိုးပေါ့တော့ကျွန်တော်တို့ရဲ့9နှစ်ရွယ်မှာရှိခဲ့တဲ့စိတ်ကူးစိတ်တန်းတွေ creativity တွေကိုလုံးဝကျွန်တော်တို့တဖြည်းဖြည်းနဲ့တက်ပစ်လိုက်တဲ့တရားခံတော့ကြောင်းလို့ခေါ်ပါတယ်တော်ရက်ဆက်တဲ့နာမည်ကြီးပဲเนาะဘာလို့ဆိုတော့ကျွန်တော်တို့အမြဲတမ်းဖြတ်တန်းခဲ့ရတဲ့ကိစ္စတခုကိုကျွန်တော်တရားခံဖြစ်နေကျွန်တော်တို့ပြန်မြင်ခဲ့ရတယ်ပေါ့အဲ့တော့ဘူးစရာ brain ကနေပြီးတော့ကျိုးလိုပါတယ်ဒီ video မှာတော့ကျွန်တော်တို့တောက်လျှောက်တက်ခဲ့တဲ့အကြောင်းတွေကကျွန်တော်တို့ရဲ့ creativity တွေတီထွင်ဖန်တီးနိုင်စွမ်းတွေကိုဘယ်လိုတွေအစိတ်ကပ်ပြီးဘယ်လိုတွေတက်ပြစ်တယ်ဆိုတာကိုကျွန်တော်တို့အစိုးရအခြေတွေနဲ့စနစ်တကျနဲ့ကျွန်တော်တို့ဆွေးနွေးသွားကြတာပါเนาะအဲ့တော့ဒီကောင်းစဉ်လေးကိုကျွန်တော်တို့မဆွေးနွေးကြကြမှာပါเนาะကျွန်တော်နည်းနည်းလေးပြောစရာရှိရပါเนาะအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကဒီဆရာဝန်တယောက်ဖြစ်ပေမဲ့ပေါ့เนาะပညာရေးနယ်ပယ်မှာလည်းအချိန်တိုင်းတာတခုလောက်ကျင်လည်ခဲ့တဲ့လူတယောက်ဖြစ်တယ်ပေါ့เนาะပြောရရင်တော့ကျွန်တော်ဘွားတက်တန်းရေးပေါ့เนาะဒီ၄ပုံတစ်ပုံလောက်ကိုကျွန်တော်ဒီပညာရေးနယ်မှာကျင်လည်ခဲ့ဘူးလေပေါ့အခုတော့ကျွန်တော်ပညာရေးနယ်မှာမရှိတော့ပေမဲ့အခုချိန်ဒီပညာရေးရဲ့တိုးတက်မှုတွေကိုကျွန်တော်အခုချိန်ဒီစိတ်ဝင်စားတော့မယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်ဒီကောင်းစဉ်လေးကိုကျွန်တော်လုပ်လိုက်တာပေါ့เนาะအဲ့တော့ဒီကောင်းစဉ်လေးကပညာရေးနယ်ပယ်မှာရှိတဲ့ကျောင်းသားတွေရောပေါ့เนาะမိဘတွေရောဆရာတွေရောတတိချာချာနဲ့နားတော်ပြီးတော့ပေါ့เนาะကို့အမြင်တွေဆွေးနွေးစီခြင်းနဲ့ခေါင်းစဉ်တစ်ခုဖြစ်တယ်ပေါ့เนาะဘာလို့ဆိုတော့ဒီခေါင်းစဉ်မှာကျွန်တော်ကဒီခေါင်းစဉ်မှာတော့နည်းနည်းရဲရဲဆက်ဆက်နဲ့ပြောထားရမယ်တကယ်ကြတော့ဒီထဲမှာကျွန်တော်နှစ်ပိုင်းခွဲပြီးတော့ဆွေးနွေးသွားမှာဖြစ်တယ်ပေါ့နော်တပန်းကတော့ကျောင်းတွေကကျွန်တော်တို့ရဲ့ creativity တွေကိုတကယ်ပဲတတ်နေရလားပေါ့နော်နောက်တစ်ပိုင်းကျတော့အဲ့ဒါဆိုကျွန်တော်တို့ကျောင်းနေမလို့တော့ဘူးလားပေါ့နော်ကျောင်းမလို့ပဲဒီတိုင်းပဲကျွန်တော်တို့တွေက creativity ကိုဒီတိုင်းပဲထားလို့ရပါလားပေါ့အဲ့ဒီအရာတွေကိုနှစ်ပိုင်းခွဲပြီးတော့ကျွန်တော်သေချာနဲ့ဆွေးနွေးပြီးတော့မှာဖြစ်တဲ့အကြောင်းမလို့ဒီနှစ်ပိုင်းလုံးသေချာနဲ့ကြည့်သိချင်ပါတယ်ဒီဗီဒီယိုကနည်းနည်းတော့ရှည်မယ်ဗျာဒါပေမဲ့သေချာနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေတွေးခေါ်ဖို့အတွက်လိုအပ်နေတဲ့အပိုင်းတွေကျွန်တော်တို့ငယ်တော့တွေးခေါ်ဖို့အတွက်ကျွန်တော်တို့တွေမိနေခဲ့တဲ့အပိုင်းတွေပေါ့နော်အခုကျွန်တော်တို့ရဲ့မျိုးဆက်တဲ့ကလေးတွေအတွက်ကျွန်တော်တို့ကမိဘတွေဆရာတွေနေရရောတကယ်လို့ဒီဗီဒီယိုအကြောင်းသားတွေကြည့်မယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အနာဂတ်အတွက်ပေါ့အများကြီးစဉ်းစားဖို့ကောင်းမဲ့မိကုန်းတွေအများကြီးထွက်လာနိုင်ပါတယ်ပေါ့နော်အဲ့ဒီမိကုန်းတွေကိုလည်းကျွန်တော်တို့တွေ comment တွေမှာအတူတူဆွေးနွေးကြမယ်ဒါမှမဟုတ်ရှင်နောက်ထပ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ပဲပေါ့နော်ဒီဟာနေဆင့်ပွားပြီးတော့ဗီဒီယိုတွေနောက်တစ်ချက်က debate တွေအပြန်အလှန်ဖြစ်လာကြမယ်ဆိုလို့ရှိရင်ဒီနိုင်ငံရဲ့ပညာရေးတိုးတက်မှုတွေလည်းအများကြီးထောက်ကူပြုမယ်လို့ပြောနေတဲ့ကြောင့်မလို့ဒီဗီဒီယိုလေးကိုကျွန်တော်ဖန်တီးလိုက်ခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဗီဒီယိုလေးမှာကျွန်တော်အရင်ဆုံးပေါ့နော်ကျွန်တော်ရဲ့ခေါင်းစဉ်နဲ့ပတ်သက်တဲ့အဆိုပိုင်းကိုကျွန်တော်တစ်ခုချင်းအရင်ဆုံးဆွေးနွေးပေးသွားပါမယ်အဲ့တော့ဗီဒီယိုလေးကိုစလိုက်အောင်နော်အဲ့တော့အရင်ဆုံးပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့သူကကျွန်တော်မေးတဲ့မေးခွန်းတွေအရင်ဆုံးဖြေကြည့်လိုက်ပါဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီကျောင်းစနစ်ကြီးอ่ะပေါ့နော်ကျွန်တော်တို့ကိုတကယ်လူသားတယောက်ကိုဆက်ဆံလိုက်တာလားဒါမှမဟုတ်လို့ရှိရင်စက်ရုံမှာထုတ်လိုက်တဲ့ကုန်ပစ္စည်းတစ်ခုလိုဆက်ဆံလိုက်တာလားဆိုတော့ပါတယ်ပေါ့နော်အဲ့တော့ဒါကိုကြိုက်တယ်လို့ဖြေလို့ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကျောင်းစနစ်ကြီးอ่ะပေါ့နော်တင်ကြားရေးစနစ်ကြီးอ่ะကျွန်တော်တို့စက်ရုံမှာထုတ်လိုက်တဲ့ပစ္စည်းလေးတွေပုံစံနဲ့ဆက်ဆံခံလိုက်ရတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ကလည်းဘွေးရပညာတက်တွေဖြစ်သွားကြတဲ့အခါပညာတက်လို့တော့ကျွန်တော်ပြောထားတယ်ပေါ့နော်တကယ်လည်းတက်ချင်မှတော့တက်မယ်ကျုပ်လူတွေကတော့အဲ့တော့ခမ ्या အောင်ဆိုရင်ကျွန်တော်တို့လည်းအတူတူပဲဘွေးရပြီးရဲ့နောက်ပိုင်းမှာဆက်လက်လာတဲ့အရာတွေကပဲကျွန်တော်တို့တက်မွန်ဝမ်းကြောင်းအတွက်အဆင်ပြေခဲ့တာပေါ့ဘွေးရတဲ့အခါမှာဘွေးလက်မှတ်တစ်ခုပဲကျွန်တော်တို့ရှိခဲ့တာပေါ့ကျွန်တော်ဆိုဆရာဝန်ဘွေးရခဲ့တယ်ပေါ့ဗျာဒါပေမဲ့တကယ်ဘွေးရပြီးချင်းမှာကျွန်တော်တို့စေးကူရတယ်ဗျာအရင်တန်းပြီးတော့အဆင်ပြေခဲ့တာမဟုတ်ဘူးအဲ့နောက်ပိုင်းထပ်ပြီးတော့လေးလာခဲ့တဲ့အရာတွေကမှကျွန်တော်တို့တက်မွန်ဝမ်းကြောင်းအတွက်အဆင်ပြေခဲ့တာပေါ့အဲ့တော့ထားပါတော့ဘွေးရသွားတဲ့အခါမှာကျွန်တော်ပြန်တွေးကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဘာသွားတွေးလိုက်လဲဆိုတော့ကျွန်တော်တို့တွေကတကယ်စက်ရုံတရုံမှာထုတ်လိုက်တဲ့ဒီပစ္စည်းလေးတွေသွားတူနေတယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်အကြောင်းပြချက်နဲ့ပြောပြပေးမယ်ပေါ့အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီကျောင်းမှာပေါ့ကျောင်းတက်ပြီဆိုလို့ရှိရင်တက်ကတူတော့ထားလိုက်ဗျာကျွန်တော်ဒီအခုဆိုလို့ရှိရင်တော့ grade 1ကနေ grade 12ပေါ့ဗျာကျွန်တော်တို့ခေတ်ကတော့10တန်းထိပေါ့ကျွန်တော်တို့က10တန်းထိစနစ်ဟောင်းနဲ့ကျွန်တော်နောက်ဆုံးနှစ်မှာကျွန်တော်ပြီးခဲ့တာပေါ့နော်ကဲထားပါတော့စနစ်ဟောင်းနဲ့စနစ်သစ်တွေထားလိုက်ပါတော့ပြောရရင်တော့ဗျာကျွန်တော်တို့တွေခေတ်တုန်းကဆိုလို့ရှိရင်ဖြစ်ဖြစ်ဒီခေတ်မှာပဲဖြစ်ဖြစ်ပေါ့နော်ကျောင်းတက်ပြီဆိုရင်ခြေကပညာကျောင်းတွေမှာဆိုရင်ကျောင်းတက်ခေါင်းလောင်းထိုးတယ်ပြီးလို့ရှိရင် interval တွေမှာခေါင်းလောင်းထိုးတယ်ကျောင်းဆင်းရင်ခေါင်းလောင်းထိုးတယ်အဲ့ခေါင်းလောင်းထိုးတဲ့ယဉ်ကျေးမှုနဲ့ကျွန်တော်အများကြီးကြီးပြင်းခဲ့ရတယ်ပေါ့နော်အဲ့ဒါကစက်ယုံတွေရဲ့ယဉ်ကျေးမှုနဲ့သွားတူတယ်စက်ယုံတွေမှာဆိုလို့ရှိရင်အလုတ်တက်တဲ့ချိန်အလုတ်ဆင်းတဲ့ချိန်မှာခေါင်းလောင်းတီးတဲ့ပုံစံလုပ်တယ်ပေါ့နော်အလုတ်သမားတွေကိုအဲ့ဒီပုံစံနဲ့ကျွန်တော်တို့ရိုက်သွင်းထားခဲ့ကြတယ်ပေါ့နော်အဲ့ပြီးတော့နောက်တစ်ချက်ကကျောင်းမှာဆိုလို့ရှိရင် uniform ဝတ်ကြတယ်
uniform ဝတ်ရတယ်ခုံနေစီစီထားရတယ်ပေါ့နော်ပြီးတော့ဆရာကြီးရဲ့အမိတ်အတန်းမိုင်ဆရာရဲ့အမိတ်ပြီးတော့ကျောင်းရဲ့အမိတ်ဆရာမရဲ့အမိတ်ကိုကျွန်တော်တို့ကတသိမသိနဲ့နာခံရတယ်နားထောင်ရတယ်ပေါ့နော်ကျွန်တော်ပုံသွင်းထားတာပေါ့စက်ရုံကအလုပ်သမားတွေပုံစံမျိုးပဲအဲ့လိုပဲစက်ရုံကထုတ်တဲ့ပစ္စည်းလေးတွေပုံစံမျိုးပဲပုံသွင်းထားတာပေါ့နော် shape က၄တောက်ဆိုလဲအကုန်လုံး၄တောက်ကြီးပဲအဝိုင်းဆိုလဲအဝိုင်းပဲအဲ့ဒါပို့ချိုးတဲ့ဆရာမနဲ့ဆိုင်တယ်ပေါ့စက်ရုံဒီကုန်းနဲ့ဒီကုန်းတော့မတူကြဘူးဗျာဒီကျောင်းကဒီလိုပုံသွင်းနေဆိုရင်အဲ့ကျောင်းမှာအဲ့ပုံစံလေးတွေကြီးပဲဒီကျောင်းကဒီလိုပုံသွင်းနေဆိုလဲအဲ့ကျောင်းမှာအဲ့ပုံစံလေးတွေပဲစက်ရုံထုတ်တဲ့ပစ္စည်းလေးတွေပုံစံမျိုးပဲကွက်တီပဲနော်နောက်တစ်ချက်ကနောက်ပြီးတော့ကျွန်တော်တို့စက်ရုံကထုတ်လိုက်ပြီဆိုသူက manufacture date ပါတယ် expire date ပါတယ်အဲ့လိုပဲကျွန်တော်တို့ကလည်း manufacture date ပါတယ်ဗျာကျွန်တော်တို့ကကျောင်းတက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကခုမှ10နှစ်ဆိုရင်အဲ့10နှစ်နဲ့ထိုက်တန်တဲ့အတန်းမဲ့တက်ခွင့်ရတယ်တကယ်လို့ကလေးလေးတယောက်က6နှစ်စပြီးတော့ပညာသင်မဲ့အချိန်မှာအရန်ကိုပါရမီရှင်ဖြစ်ပြီးတော့ genius ဖြစ်နေလို့သူ့ရဲ့အတန်းပညာအနေထားပေါ့နော်တကယ်လို့10တန်းအနေထားဒီဖြစ်နေမယ်ဆိုလဲ10တန်းကိုတန်းကျော်တက်ခွင့်မပေးဘူးသူကမင်းကဒီတက်မို့လို့ဒါပဲတက်ရမယ်လုံးဝကွက်တီပဲအကုန်လုံးခုနှစ်တစ်ခုထဲမှာမွေးတဲ့လူတွေအကုန်လုံးစနစ်တစ်ခုထဲမှာလုံးဝရိုက်သွင်းလိုက်တယ်စာတွေကဒီစာပဲတင်မင်းသေအောင်တော်နေပြီတစ်နှစ်ကိုမင်းတန်းပဲတက်ခွင့်ရမယ်အဲ့ပုံစံကျွန်တော်တို့ရိုက်သွင်းထားခဲ့ကြတယ်အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီ3ချက်နဲ့တွေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကတကယ်ကိုစိတ်ယုံထုတ်တဲ့ပစ္စည်းလေးတွေဖြစ်နေရောပေါ့ဗျာဟုတ်တယ်မလားအဲ့တော့ကျွန်တော်စဉ်းစားကြည့်အောင်စဉ်းစားကြည့်တဲ့အခါမှာကျွန်တော်တို့ဒီစိတ်ယုံထုတ်တဲ့ပစ္စည်းလေးတွေလိုပုံစံဖြစ်တဲ့အခါမှာကျွန်တော်တို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကလည်းလုံးဝကျဆင်းသွားတယ်ဟုတ်တယ်မလားအဲ့တော့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်အောင်နော်တကယ်တော့ကျွန်တော်တို့ကြောင်းနေဆိုတာကျွန်တော်တို့တကယ် creativity ကောင်းအောင်လို့သင်္ကာတွေဖြစ်အောင်ပေါ့နော်တွေးခေါ်ဆင်ခြင်မှုတွေကောင်းလာအောင်လို့မွေးထုတ်ပေးလိုက်တာတော့မဟုတ်ဘူးဒီစိတ်ယုံအလုပ်ယုံတွေမှာတကယ်ရုံးနေမှာပေါ့နော်တကယ်သူတို့ရဲ့တတ်မှတ်ထားတဲ့စနစ်ပေါင်ထဲမှာစနစ်တကျနဲ့လုံနိုင်ပြီးတော့အပေါ်ကပြောသမျှကိုခေါင်းညိတ်ခေါင်းခါအကုန်လုံးတေချာလုပ်ပြီးစနစ်တကျအမိတ်နာခံမဲ့ဝန်ထမ်းကောင်းတွေစိတ်ယုံလုပ်သမားကောင်းတွေမွေးထုတ်ဖို့ပဲဖြစ်တယ်လို့ကျွန်တော်ပြောကြတယ်ဆိုရင်ခင်ဗျားတို့ဘယ်လိုညင်းမလဲပေါ့နော်အဲ့တော့စဉ်းစားကြည့်အောင်ကျွန်တော်တို့ယူပပေတာမှာဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝပါနော်ဒီနိယာမတခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်စွမ်းအင်တည်မြဲမှုနိယာမပေါ့ loss of conservation of energy လို့ခေါ်တယ်ပေါ့ဗျာအဲ့တော့စွမ်းအင်ကဖန်တီးလို့လည်းမရဘူးဖြည့်ဆည်းလို့လည်းမရဘူးတနေရာကိုပဲပြောင်းလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တွေငယ်တုန်းကကျွန်တော်တို့တွေရှိခဲ့တဲ့9နှစ်လောက်မှရှိခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီ creativity တွေနောက်ကျွန်တော်တို့ရဲ့လုံးဝ critical thinking တွေကျွန်တော်တို့တွေးခေါ်စိတ်ဉာဏ်နိုင်စွမ်းတွေပြီးတော့ကျွန်တော်တို့မိကုန်းတွေအများကြီးထုတ်လာကြတာလေအဲ့ဒါတွေအကုန်လုံးကအသက်15နှစ်လောက်ရောက်တဲ့ဒီလူမျိုးပေါ်ပြိုပေါ်ဝင်တဲ့အခါကျဘာလို့ပျောက်ဆုံးသွားတာလဲဘာလို့မမေးရပြူရဖြစ်သွားတာလဲအဲ့တော့အဲ့ဒီຢာတွေအကုန်လုံးကကျွန်တော်တို့ဒီကြက်မှတ်လိုက်တဲ့အလွတ်ကျက်ပညာကြီးထဲမှာတကယ်ပဲပျောက်အငွေ့ပြောင်းသွားတာလားဒါမှမဟုတ်ရှင်ကျွန်တော်တို့ရတဲ့ရမှတ်တွေထဲမှာပြန်ကျွန်တော်တို့အားလုံးပျောက်ဆုံးသွားတာလားအသွင်ပြောင်းသွားတာလားဒါမှမဟုတ်ရှင်ကျွန်တော်တို့နောက်ထပ်အသုံးဝင်တဲ့စွမ်းရည်တစ်ခုဖြစ်နေအသွင်ပြောင်းသွားတာလားအဲ့ဒါကိုကျွန်တော်တို့ဘူးမှမသိနိုင်ဘူးပေါ့နော်အဲ့ဒါတော့လုံးဝသိကြပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ creativity တွေကတေချာပေါက်တော့ကျွန်တော်တို့တွေလုံးဝတင်းသက်ခံလိုက်ရတာပဲကျွန်တော်ငယ်တုန်းကဆိုလို့ရှိရင်9နှစ်အရွယ်လောက်မှဆိုလို့ရှိရင်ဒီစပြီးတော့လုံးဝစကားပြောတဲ့ခါသာရွယ်ဆိုတော့အဲ့ဒီအချိန်မှာမမေဖေဖေတို့ကျွန်တော်မေးကြတာရှိတယ်မမေငှက်ကလေးကဘာလို့ပြန်လာလဲခွေးကဘာလို့ဝုန်းဝုန်းလို့អော်တာလဲနေရဘာဖြစ်လို့အလုံးကြီးဖြစ်နေရလဲကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေအားလုံးကျွန်တော်တို့ why ဆိုတဲ့မေးခွန်းတွေကိုအများကြီးရှောက်မေးကြတယ်စူးစမ်းလေ့လာကြတယ်အဖြေတွေရအောင်ထုတ်ကြတယ်အဲ့လိုမျိုးနီးမျိုးစုံနဲ့ကျွန်တော်တို့ကကစားတဲ့အခါမှာလည်းကျွန်တော်တို့ creativity ကိုသုံးပြီးတော့နီးမျိုးစုံနဲ့အယုံလေးစက်ကစားတာတွေပစ္စည်းတွေလိုက်လုပ်တာတွေပျက်စီးရလည်းရှိတာပေါ့ဗျာအကုန်လိုက်စော့ကြတယ်ဘာလို့တော့ risk ကလည်းဘယ်လောက်ရှိကျွန်တော်တို့ကကြောက်မှမကြောက်တာဟုတ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကအသက်ကြီးလာတဲ့အခါကျောင်းကိုဖြတ်တန်းပြီးတဲ့အခါ15နှစ်16နှစ်ရွယ်လည်းရောက်တော့ကျွန်တော်တို့ creativity ကလုံးဝမရှိတော့ဘဲနဲ့ကျွန်တော်တို့ကပုံစံတူထုခံရတဲ့စိတ်ယုံတွေကပစ္စည်းတွေအားလုံးဖြစ်သွားကြတယ်အဲ့တော့တေချာတစ်ခုကတော့ကျွန်တော်တို့ creativity တွေလုံးဝအသက်ခံရတာပါပဲအဲ့တော့ပညာရေးစနစ်ကြီးကအရန်ကိုဆိုးရွားနေပြီပေါ့နော်ပြက်စီးနေပြီဒါကြောင့်မလို့ပညာရေးစနစ်ကြီးကိုလုံးဝဖြတ်စည်းလိုက်ပြီးတော့ကလေးတွေကိုသူ့ဘာသူပဲတည်တွင်ဖန်တီးနိုင်စွမ်းကောင်းအောင်လုပ်ရမယ်လို့မင်းကဆိုချင်တာလားလို့မေးတရားရှိရပါတော့ကျွန်တော်အဲ့လိုပြောချင်တာတော့မဟုတ်ဘူးဗျာတကယ်လဲကျွန်တော်တို့ရဲ့ကဘာကြီးကိုဖွဲ့စည်းထားတာတော့တကယ်အလုပ်သမားတွေနဲ့အများကြီးဖွဲ့စည်းထားတာပါနော်အဲ့ဒီအလုပ်သမားကောင်းတွေဝန်ထမ်းကောင်းတွေကြောင့်လဲကဘာကြီးကတိုးတက်ပြောင်းလဲလာသလိုပေါ့သူတို့ရဲ့စီကန်းနေနဲ့သူတို့ရဲ့လုပ်ရည်ကိုင်တွေကြောင့်လဲတဘာဝတရားကြီးရောလူဖွဲ့စည်းကုန်တော့ရောဟန်ချက်ညီနေတာဖြစ်တယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ကဒီစီကံမိုင်းဆိုင်ရာတေချာမရှိဘူးထိုက်တဲ့တက်ပညာလည်းမရှိဘူးပေါင်းသင်းဆက်ဆံရေးလည်းတေချာမရှိဘူးဆိုလို့ရှိရင်လူဖွဲ့စည်းရလုံးဝဗရမ်းမတာနဲ့ဖြစ်သွားမှသိကြတယ်အဲ့တော့ကျွန်တော်တို့ကျောင်းတွေကဘာအဓိကတင်ပေးလိုက်ရဆိုတော့စီကံကောင်းမှုတင်ပေးလိုက်တယ်ပြီးတော့ဘာပဲပြောပေါ့နော်ဘလို့ချီဒီမှာဖြစ်လုံးဝအမိတ်နာခံပြီးတော့မဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ခံနိုင်စွမ်းအောင်လည်းကျွန်တော်တင်ပေးလိုက်တယ်နောက်တစ်ချက်ကကျွန်တော်တို့တွေလူမှုဖွဲ့စည်းမှာလိုအပ်တဲ့ထိုက်တဲ့တက်ပညာတွေလည်းအများကြီးတင်ပေးလိုက်တဲ့ခါကျတော့ကျောင်းမှာ
တက်ခါတဲ့ပညာတွေကတော့လူဖွဲ့အစည်းမှာဝန်ထမ်းကောင်းဖြစ်ဖို့အလို့သမားကောင်းဖြစ်ဖို့တော့တကယ်သုံးဝင်တာတော့အမှန်ပဲအဲ့တော့ကျောင်းတွေကလုံးဝစနစ်ကြီးကလုံးဝဖျက်ဆီးရမယ်လို့တော့ကျွန်တော်ပြောချင်တာတော့မဟုတ်ဘူးဗျဒါပေမဲ့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေသေချာစဉ်းစားကြည့်ပါကျွန်တော်တို့အခုအသက်အရွယ်တစ်ခုကိုရောက်လာတဲ့အခါမှာပေါ့နော်ကျွန်တော်တို့တွေပြန်တွေးကြည့်လိုက်တဲ့အချိန်မှာငါတို့ငယ်တုန်းကငါ creativity ရှိခဲ့တာတွေတခုခုဆိုစူးစမ်းလေ့လာခြင်းတွေဖြစ်ခဲ့တာတွေအကုန်လုံးဟာဒီကျောင်းမှာတောက်လျှောက်ဆရာမတွေကဒါမေးတာကျန်တဲ့တေချာဖြေပြီးတော့သူတို့ပြောတာမဟုတ်ဘဲနဲ့နောက်ထပ်တစ်ခုကိုထပ်ပြီးတော့ကိုကအတက်ဆန်းပြီးဖြေလို့ရှိရင်အများနဲ့အမားချစ်ခံရတယ်စူပူချင်းမောင်းခံရတဲ့ကြောင့်မလို့အများနဲ့ပုံဒီကားချက်နဲ့လုပ်နေရတဲ့ကိုယ့်ရဲ့အပြုတ်မှုတွေကြောင့်မလို့လုံးဝ creativity တွေတင်းသက်ခံခဲ့ရတယ်လို့တွေးမိလားဒါမှမဟုတ်လို့ရှိရင်ကျောင်းမှာတက်ခဲ့တဲ့အတတ်ပညာတွေကြောင့်ကျောင်းကသင်ပေးလိုက်တဲ့ဟာတွေကြောင့်ငါ့ဘဝကြီးကပို့ပြီးတော့တိုးတက်သွားတယ်တကယ်တော့ကျောင်းကငါ့အတွက်ကိုပိုကောင်းတဲ့အရာတခုလို့တွေးမိတာပါเนาะအဲ့တော့ဗီဒီယိုလေးကိုခဏ pause လုပ်ပြီးတော့အဲ့ဒီမေးခွန်းတွေသေချာစဉ်းစားပြီးတော့ကျွန်တော် comment မှာဖြည့်ပေးဖို့လည်းကျွန်တော်တောင်းဆိုပါတယ်အဲ့တော့နောက်တစ်ပိုင်းကြလို့ရှိရင်ကျွန်တော်တို့တီထွင်ဖန်တီးနိုင်စွမ်းနေနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့သွားအောင်เนาะကဲဒီဘက်မှာတော့ကျွန်တော် creativity အကြောင်းဆွေးနွေးကြအောင်ပေါ့เนาะအဲ့တော့ creativity ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတီထွင်ဖန်တီးနိုင်စွမ်းပေါ့အဲ့ဒါပြောလိုက်ပြီဆိုတော့တော်တော်များများဂီတတွေအမှုပညာတွေစာပေတွေပဲပြင်းမြင်သွားကြတယ်ပေါ့နော်ဒီကောင်လေးကကြပြရေးတတ်တယ်ဝတ္ထုရေးတတ်တယ်ပေါ့နော်ဒီကောင်လေးကတချင်းကောင်းကောင်းဆိုတတ်တယ်ဂီတာကောင်းကောင်းတီးတတ်တယ်ပေါ့နော်ဒီကောင်လေးအာကစားထူးချွန်တယ်ဒါမျိုးတွေပေါ့နော်အဲ့တော့ तू ကပကြီးကောင်းကောင်းဆွဲတတ်တယ်ပေါ့နော်အဲ့လိုတခုခုပေါ့နော်ဟိုအမှုပညာပိုင်းဆိုင်ရာမှာကျွမ်းကျင်တာကို तू က creativity ကောင်းတယ်လို့သတ်မှတ်ကြတယ်ပေါ့နော်အဲ့တော့အထူးသဖြင့်ပေါ့ခုနပကြီးဆွဲတတ်တာတို့ဒီတချင်းလေးပဲကောင်းကောင်းစက်တတ်တာလို့ပါညာပေါ့နော်အမှုပညာလိုင်းတစ်ခုပဲ creativity လို့သတ်မှတ်တဲ့အခါကျတော့တချင်းကောင်းကောင်းဖြောက်အောင်မဆိုနိုင်တဲ့သူတွေပကြီးကောင်းကောင်းဖြောက်အောင်မဆွဲနိုင်တဲ့သူတွေအဲ့လိုမျိုးတွေဆိုလို့ရှိရင်ဒီကောင် creativity ကောင်းတဲ့ကောင်မဟုတ်ဘူးတီတွင်ဖန်တီးနိုင်တဲ့ကောင်းတဲ့ကောင်မဟုတ်ဘူးဆိုပြီးတော့သူ့ရဲ့ဒီငငယ်ဘဝမှာတည်းကတီတွင်ဖန်တီးနိုင်စွမ်းတွေအကုန်လုံးတင်းသက်လိုက်ကြတယ်ပေါ့နော်တကယ်တော့ creativity ဆိုတဲ့မူရင်းတိတ်ပဲဒီ problem solving ဖြစ်ပါတယ်ကျွန်တော်တို့ပေးထားတဲ့အရင်းမြစ်တွေကိုသုံးပြီးတော့ပြဿနာတွေကိုဖြေရှင်းပြီးနောက်ထပ်အသစ်သောကိစ္စတွေကိုဖန်တီးတာကိုကျွန်တော်တို့ကအဲ့ဒါ creativity လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ပြောရရင်ဗျာကျွန်တော်တို့ကျောင်းမှာသင်္ချာပုံစံတစ်ပုဒ်ကိုဖြည့်ရှင်းလိုက်တာလေအဲ့ဒါ creativity ပဲတဲ့ဒီ physics ပုံစံတစ်ပုဒ်တွက်လိုက်တာလေ creativity ပဲတခါကြလို့ရှိရင်ပုံစံတွက်တဲ့အခါကြလို့ရှိရင် formula နဲ့ term တွက်တဲ့ပုံစံတွေရှိရပါတော့သင်္ချာမှာလည်းတူတူပဲ physics တို့ဘာလို့ chemistry တို့မှာလည်းတူတူပဲပေါ့နော်အဲ့တော့တခါကြလို့ရှိရင်သူ့ရဲ့နောက်ခံ background definition တွေရယ်သူ့ရဲ့ပေါ့နော်နောက်ခံအကျိုးအကြောင်းတွေရယ်စီလိုအောင်လုပ်ပြီးတော့ပေါ့နော်နောက်ထပ်ဖောက်ထွက်တွေးပြီးတော့ပုံသင်ကြီးအပြင်ဘက်ကတွေးပြီးတော့မှတွက်ရတဲ့ပုံစံတွေအများကြီးရှိတယ်အဲ့ဒီအခါမှာအဲ့ပုံစံတွေဖြည့်ရှင်းနိုင်တဲ့စွမ်းအားရှိတဲ့ကလေးတွေ creativity ကောင်းတဲ့ကလေးတွေပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ပတ်ဝန်းကျင်မှာအဲ့တော့ကလေးတွေပေါ့နော် creativity မကောင်းပါညာကိုကျွန်တော်တို့အဲ့အမှုပညာတစ်ခုတည်းနဲ့တော့မစိုးပြတ်စေချင်ဘူးသူတို့ဒီ problem solving skill ကောင်းကောင်းလုပ်တတ်တယ်ဆိုရင်ဒီကလေးတွေ creativity ကောင်းတယ်လို့ကျွန်တော်သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ဥပမာနောက်တစ်ခုချက်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီဆေးပညာမှာပေါ့ဆေးပညာမှာဆိုကျွန်တော်တို့ကိုဆေးကြောင်းမှာသင်ကြလိုက်တာတွေကတော့ဗျာ anatomy တို့ physiology တို့ pharmacology တို့ပေါ့နော်ခန္ဓာဗေဒတို့နော်ဇီဝကမ္မဗေဒတို့ဆေးဝါးဗေဒတို့အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့သင်လိုက်တယ်အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့အလွတ်ချက်သင်မှတ်နဲ့လည်းမှတ်ခဲ့ရရတော့ရှိတာပေါ့ဗျာနမိုးနှစ်တွေနဲ့မှတ်ခဲ့ရရလည်းရှိတယ်အတူကောက်လေးတွေပေါ့ဗျာဒါပေမဲ့တကယ်နှစ်ပူးတွေဒူတွေလူနာကိုတွေ့တဲ့အခါကျတော့အဲ့ဒီစာကြီးတွေအလွတ်ချက်ပြီးတော့ကျွန်တော်တို့ယောဂကူလို့မရအောင်အဲ့တော့ကျွန်တော်တို့ငယ်ငယ်ကချက်ခဲ့တာပေါ့ဗျာ TB ယောဂဆိုဘာတွေ့မယ်ဘာညာပေါ့ HIV ဆိုဘာတွေ့မယ်ညာဘာညာတလကာပေါ့နော်အဲ့လိုမျိုးကျွန်တော်ယောဂဘောင်းဆောင်တေချာနဲ့ကျွန်တော်တို့ချက်ခဲ့ပြီးမဲ့ကျွန်တော်တို့လူနာကြီးကယောဂစိတ်နာမည်ကြီးတက်ပြီးတော့ဈေးကန်းကိုရောက်လာတာမဟုတ်ဘူးဈေးဥမှာတွေ့တာမဟုတ်ဘူးကျွန်တော်ကတော့ TB ယောဂဖြစ်ပါတယ်အဲ့တော့ TB ယောဂ treatment တိုင်းဆရာကူပေးပါကျွန်တော်ကတော့အသေးအောင်တော့ဘီဘိုးသမားဖြစ်ပါတယ်ကျွန်တော်အဲ့ treatment တိုင်းကူပေးပါဆိုရောဘူးမှလာတာမဟုတ်အဲ့ကကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့မှာကြီးပူးခဲ့တဲ့ medicine ပိုင်းဆိုင်ရာတွေပေါ့နော်ကျွန်တော်တို့ရဲ့ medical knowledge တွေဆေးကြောင်းမှာတက်ခဲ့ရတဲ့ knowledge တွေရဲ့ပြင်ပမှာသူ့နဲ့ဆွေးနွေးရတဲ့ဟာတွေ history taking တွေ physical examination တွေနောက်ပြီးတော့ investigation တွေပေါ့သူ့ရဲ့ရာသဝင်တွေမေးမြန်းမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့စမ်းသပ်မယ်ပြီးလို့ရှိရင်လိုအပ်လို့ရှိရင်သွေးတွေပါတွေစစ်မယ်စီးတွေပါတွေစစ်မယ်ဓာတ်မှတ်တွေပါရိုက်မယ်အဲ့လိုတွေပါလုပ်ပြီးတော့မှကိုယ့်ရဲ့အုံနောက်ထဲမှာဒီဟာကတော့ဘာဖြစ်နိုင်လဲဘာယောဂတွေပါတွဲဖြစ်နိုင်တယ်အဲ့တော့ဘယ်ဆေးကိုတော့သုံးရင်တော့ငါဆင်ပြေမယ်ဘယ်လို treatment ပိုင်းကိုသွားရင်တော့ဆင်ပြေမယ်ဆိုကျွန်တော်တို့ကြီးအကုန်လုံးပေါင်းဆက်ပြီးတော့ problem solving လုပ်ရတာပဲအဲ့တော့ဒါကကျွန်တော်ဆေးပညာမှာပဲရှိသေးတယ်နော်ကျန်တာတွေလည်းအကုန်တူတူပဲ engineer မှာလည်းတူတူပဲကျန်တာတွေလည်းအကုန်တူတူပဲတကယ်လူလောကတွေရောက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့တင်ယူထားတဲ့ data တွေအကုန်လုံးပေါင်းဆက်ပြီးတော့လက်ရှိကြုံလာတဲ့အခက်အခဲတွေကိုပေါင်းဆက်ဖြေရှင်းကြတာအဲ့ဒါကိုကျွန်တော်တို့က problem solving လို့ခေါ်လို့ creativity လို့လည်းခေါ်တယ်ပေါ့နော်ဒါဆိုကျွန်တော်တို့တွေက creativity ဆိုတာဒီအမှုပညာတစ်ခုတည်းလို့ကျွန်တော်တို့တွေးလို့တော့မရတော့ဘူးပေါ့နော်အဲ့တော့ကျောင်းကကျွန်တော်တို့ရဲ့ creativity တွေဘာလို့တက်လဲဆိုတာကိုကျွန်တော်ပြောရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကျောင်းကမေးခွန်းတွေသိချပြန်ကြည့်အောင်အဲ့တော့ကျ
ကျွန်တော်တို့ဘာဖြစ်ပါသည်ဖြေပါပေါ့နော်ဖြေပါပေါ့ for example မြန်မာစာပဲထားလိုက်ပါတော့ဗျာမြန်မာစာပဲထားလိုက်ပါမေကွန်းလေးတစ်ခုထားလိုက်တယ်မေလူလူကြပြပဲဖြစ်ဖြစ်စကားပြေပဲဖြစ်ဖြစ်မေကွန်းတစ်ခုထားလိုက်တယ်ပေါ့နော်မိဖုရားဖွားစောစကားပြေမှမိဖုရားဖွားစောစိတ်နဲ့သဘောထားကိုပြောပြပေးပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အထူးတို့ပေါင်းများစွာဆီယာမတွေရေးထားတဲ့ပုတ်ပေါင်းများစွာရဲ့မိညမ်းပြီးကျွန်တော်တို့တွေပြောကြတယ်အဲ့ဒီအချိန်မှာအားလုံးဒီမိဖုရားဖွားစောနဲ့ပတ်သက်တဲ့စိတ်နဲ့သဘောထားကိုပြောတဲ့အချိန်မှာအကုန်လုံးကအတူတူပဲညီပါရေးထားကြတယ်ဒါပေမဲ့အဲ့ဒါကိုတယောက်ယောက်ကဖောက်ပြီးတော့ចောင်းသားတယောက်ကအဲ့ဒီသူတို့များတွေကမကောင်းပြောတာကိုကောင်းတာပဲပြောင်းပြီးတော့ရေးလိုက်တာပဲဖြစ်ဖြစ်သူများတွေကကောင်းတယ်လို့ရေးထားပြီးအမွှန်းတင်တာကို तू ကတော့မဟုတ်ဘူးကျွန်တော်တို့ဒီလိုပုံစံမြင်နေဆိုပြီးတော့သူ့အမြင်ကိုသူ့ဘာသူပြောတာပဲဖြစ်ဖြစ်ရေးလိုက်တယ်ဆိုဒေဂျာပေါက်ဆောင်းဝန်းမှာအမှတ်မရတော့ဘူးပြီးတော့ကျွန်တော်တို့တွေ bio ပဲဖြစ်ဖြစ် eco လို့ပါပဲဖြစ်ဖြစ်သူတို့ဓာကြီးကိုပေါ်ပြပါလို့ပြောတဲ့အချိန်မှာကိုနားလဲတယ်လို့ကိုယ့်ဘောက်ကိုပြန်ရေးမယ်နောက်ပြီးတော့ definition တွေကိုနားလဲတယ်လို့ကိုယ့်ဘောက်ကိုပြန်ရေးမယ် definition ကလုံးဝစာသားပြောင်းလာလွယ်အဓိပ္ပာယ်ကလုံးဝမှန်တယ်သို့တော့အမှတ်ရမယ်ထင်လားလုံးဝမရပါဘူးနောက်တစ်ခုစက်ကြည့်အောင်ကျွန်တော်တို့တွေဒီအဖြေမှန်တွေချို့ပါရွေးကြတယ်ပေါ့နော်အဖြေမှန်တွေရွေးကြတဲ့အခါမှာတော့ပေါ့နော် yes or no true or false တွေပေါ့နော် true or false တွေရှိမယ် multiple choice တွေရှိမယ်တခါလေကြာရင်တို့မေးထားတဲ့မေးခွန်းတွေမှာအဲ့လို true လို့ပြောပေမဲ့ကျွန်တော်တို့တွေက false လို့ထင်တာတွေရှိတယ်အဲ့လို false လို့ထင်ဖို့အတွက်လည်းကျွန်တော်တို့မှာတက်တည်တာတကားရှိတော့အဲ့ဒီ false လို့ကျွန်တော်တို့ရွေးပြီးကျွန်တော်ဒါကြောင့် false လို့ထင်ပါလေလို့ရေးလဲခင်ဗျားမှတ်ပေးမှာမဟုတ်ဘာလို့လဲဆိုတော့အဖြေမှန်က true လို့သတ်မှတ်ထားပြီးသားအဲ့လိုမေးရရှိတယ်မင်းရလဲကွာ true က true ပေါ့ဘာလို့ false ဖြစ်ရမှာလဲကွာအဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအခုတိုးတက်လာတဲ့အရာတွေမှန်တယ်မှာသိပ္ပံပညာပဲကြည့်သိပ္ပံပညာမှာဟိုးရင်တုန်းကခေတ်ဆက်မှာ true လို့ပြောခဲ့တဲ့အရာတွေကို false လို့တက်တည်ပြရင်နဲ့တိုးတက်လာခဲ့တာမဟုတ်ဘူးလားဒီနေ့မှာမှန်တဲ့အရာတကူကနောက်နေ့ချက်ချင်းမှားသွားနိုင်တယ်မဟုတ်လားဒါဆိုရင်ကျောင်းသားတယောက်ရဲ့အတွေးခေါ်ရတယ်ဘာပဲပြောအရင်တုန်းကပုံနှိပ်ကပြောထားတဲ့ true ဆိုတာသူ့အတွက် false မဖြစ်နိုင်ဘူးလားတကယ်လို့အကြောင်းပြလိုက်တာခိုင်လုံနဲ့ပေးထားနိုင်မယ်ဆိုရင်အဲ့ကျောင်းသားရဲ့ false အဖြေကိုတေချာပြန်ပြီးတော့မစင်းစားတယ်ဘူးလားမစင်းစားပါဘူးကျွန်တော်တို့အားလုံးကတော့အမှားပေးလိုက်ကြပါတယ်အမှားပေးလိုက်တဲ့ပြင်ကျောင်းသားကိုစူးတယ်တကယ်လို့မြန်အမှတ်တွေလိုအပ်တဲ့အမှတ်မရဘူးကြားတယ်ဆိုရင်မိဘခေါ်တွေ့တယ်ကျောင်းသားကိုစူးပူချိန်မောင်းတယ်အဲ့ဒီခါကျတော့အဲ့ဒီမှာကျောင်းသားဟာသူ့ရဲ့ creativity ဉာဏ်စွမ်းတွေကိုမလုံနိုင်တော့ဘူးမှားမှကြောက်တဲ့စိတ်ဖြစ်သွားတယ်အဲ့လိုကြောက်တဲ့စိတ်မှားမှကြောက်တဲ့စိတ်က creativity ရဲ့အဓိကရန်သူပဲနောက်တစ်ခုဆက်သွားအောင်မယ်အဲ့ဒါ multiple choice question တွေပဲတကယ်ကျွန်တော်တို့အဖြေမှန်တွေကို ABCD နဲ့ယူထားတဲ့ဟာတွေလက်ရှိကျွန်တော်တို့ရဲ့တကယ်လောကမှာကျတော့ဘာမှအသုံးဝင်တဲ့ကိစ္စတွေပဲဘာဖြစ်လို့လဲဆိုတော့ ABCD လို့တေချာဖို့ယူထားတယ်ဒါပေမဲ့တကယ်လက်တွေ့မှာ A ရော B ရောမှန်တာဖြစ်နိုင်တယ် A ရော B ရော C ရောမှန်တာလည်းဖြစ်နိုင်တယ် A ရော B ရော C ရော D ရောမှန်တာဖြစ်နိုင်တယ်လို့အကုန်မှားတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့တွေကအဲ့ထဲကမှအမှန်ဆုံးအဖြေကိုရွေးပါဆိုလည်းပြောလို့မရဘူးဗျတကယ်လက်တွေ့မှာအားလုံးမှန်လို့လုပ်မယ်မေးခွန်းတွေမေးထားတဲ့ပုံစံမှာဟိုကခုနပြောလို့ပေါ့တစ်ခါကျရင်ဟာကွက်တွေရှိနေတတ်တယ်ဒါပေမဲ့ခမားကမှန်တယ်လို့မှားတယ်လို့မလုပ်နဲ့သူတို့က A လို့တတ်မှန်ရင်ခမား A လို့ဖြေမှအမှတ်ရမယ်အဲ့ဒါကိုကျွန်တော်တို့ကအလွတ်လဲကြက်ထားရတယ်ဒါဒီလိုမေးခွန်းတွေမေးတတ်တယ်ဒီလိုခါဒီမှာအဖြေဒီ A ပဲဖြစ်ပါတယ်အဲ့ဒါကိုမင်းထောက်ပြီးတော့အထွန်းလိုက်မှတ်တယ်နဲ့မရဘူးဒါပေမဲ့ကျွန်တော်တို့လက်ရှိလောကကြီးရောက်လာတဲ့ခါကျတော့ကျွန်တော်တို့က multiple choice question တွေဖြေရတာမဟုတ်တော့ပြဿနာတခုတက်ပြီဆိုရင်ကျွန်တော်တို့ရရှိရတဲ့ source ကနေပြီးတော့ဖြစ်နိုင်ရရှိတဲ့ answer ပေါင်းများစွာကိုလုပ်ကြည့်ရတယ် ABCD တွေမကောက်ဘူး A to Z တောင်မကောက် A to Z ကိုနှစ်ပြန်သုံးပြန်လောက်ထိအောင်ကျွန်တော်တို့ရှာရတာရှိတတ်တယ်အဲ့လိုရှာရတော့မှအဖြေမတွေ့တာရှိနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကငယ်တည်းကအခုလိုမျိုးလုံးဝအလွတ်ကျက်အသေးမှဓာတ်ထပ်ပြီးတော့လုံးဝကိုယ့်ရဲ့ creativity နဲ့ဖြေလိုက်ရင်လုံးဝအမှားပေးလိုက်မယ်ပြီးတော့ဒီဖြေကနောက်ထပ်ပြီးတော့စဉ်းစားခွင့်မရှိဘူး multiple choice ဆိုတဲ့အလွတ်ကျက်အဲ့လိုပုံစံမျိုးနဲ့လောက်ထားတာဒီဘဝအတွက်တကယ်ရောအသုံးဝင်ရလားကျွန်တော်တွေးခေါ်စရာရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ creativity ကတော့တေချာပေါက်တော့ကျွန်တော်တို့ကျောင်းပါတောက်လျှောက်ဖြေခဲ့တဲ့ဆောင်းပွဲတွေဟာတင်းသက်ခံခဲ့ရတော့လုံးဝတေချာပါတယ်1968ခုနှစ်က NASA အာကာသ agency တခုကလုပ်ခဲ့တဲ့သုတေသနတခုကိုပြောပြကြပါတယ်အဲ့တော့သူတို့ရဲ့ agency မှာသုံးဖို့တော့အတော်ဆုံးပညာရှင်တွေပေါ့နော် engineer တွေလိုချင်တဲ့အခါကျတော့သူတို့ကြီးကပညာရှင်2ယောက်ဖြစ်တဲ့ George Land နဲ့ Bud German ကိုသွားမှားလိုက်တယ်ပေါ့နော်အဲ့တော့ problem တစ်ခုပေါ့နော်ပြဿနာတစ်ခုကိုပေါ့နော် divergent thinking လို့ခေါ်တဲ့နီလန်ပေါင်းစုံနဲ့တွေးတက်တဲ့ပုံစံ problem solving skill ပေါ့နော်တခုတည်းမဟုတ်ဘဲနဲ့နီလန်ပေါင်းစုံနဲ့ဘယ်လောက်ထိတွေးနိုင်လဲဆိုတော့အဲ့ဒီ power တစ်ခုပေါ့နော်စွမ်းအားတစ်ခု skill တစ်ခုကိုစမ်းသပ်ဖို့လုပ်ကြည့်ပါအဲ့ဒီစမ်းသပ်တဲ့နေရာမှာအရန်ကျွမ်းကျင်တဲ့သူတွေသူခေါ်ကျင်လို့ပေါ့နော်အဲ့ဒီအချိန်မှာတဲ့အဲ့ဒီခုနပညာရှင်2ယောက်ကပေါ့နော်လူကြီးတွေမှာနေမကပဲနဲ့အသက်9နှစ်အရွယ်ရှိတဲ့ကလေး1600လောက်ကိုပါတွဲပြီးတော့စမ်းသပ်ကြည့်တဲ့အခါမှာထူးခြားတဲ့အရာတခုတော့တွေ့တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်9နှစ်တော့9နှစ်အဲ့9နှစ်အရွယ်ကလေးငယ်68%လောက်မှာအဲ့ဒီခုန divergent thinking လို့ခေါ်တဲ့
ပြဿနာတစ်ခုကိုနီးမျိုးစုံနဲ့တွေးခေါ်တတ်တဲ့ဉာဏ်ရည်ဉာဏ်သူရှိနေတယ်ပြောနေတာကတော့68%လောက်က genius ဖြစ်နေတယ်ဗျာအဲ့တော့ကျွန်တော်ဗီဒီယိုအစပိုင်းမှာ intro မှာပြောခဲ့သူပေါ့လူကြီးမင်းကလည်းအဲ့ဒီ genius ထဲမှာပါနိုင်တယ်ဆိုတော့ပါနိုင်တာပေါ့68%ကနဲတဲ့ပမာဏမှာမဟုတ်တာလူ100မှာ68နော်လူ100မှာ68နဲတဲ့ပမာဏမဟုတ်အဲ့ဒီမှာသူတို့တော်တော်အံ့ဩသွားတယ်အံ့ဩသွားတဲ့အချိန်မှာဒီကလေးတွေကကြီးလာတဲ့အခါမှာပိုတော်တဲ့ကလေးများဖြစ်လာမလားဆိုပြီးတော့အသက်10နှစ်မှာအဲ့ကလေးတွေခုနစမ်းသပ်ခဲ့တဲ့ကလေးတွေကိုပဲနောက်တစ်ခါထပ်ပြီးတော့ခုနလိုမျိုး divergent thinking နဲ့စမ်းသပ်ကြည့်တဲ့အခါမှာ68%မကြံတော့ဘူးလေဗျာ30%ပဲကြံတော့တယ်เนาะအဲ့ကလေးတွေကိုပဲနောက်ထပ်15နှစ်လောက်မှာထပ်ပြီးတော့စမ်းသပ်ကြည့်တဲ့အခါကျတော့30%လောက်မရှိတော့ဘူး12%လောက်ပဲ genius ဖြစ်တဲ့ကလေးကြံတော့တယ်အဲ့တော့လူကြီးတွေရောက်လာတယ်ပြီးလည်းပြောအဲ့ကလေးတွေကိုပဲအသက်30ဝန်းကျင်လောက်အရွယ်လောက်ရောက်တဲ့အချိန်မှာထပ်စမ်းသပ်ကြည့်တဲ့အခါမှာတော့အဲ့ဒီကလေးတွေက 2% 2%ပဲကျန်တော့တယ်တကယ်ကိုနှမျောစရာအဲ့တော့စဉ်းစားကြည့်ရင်ဒီစမ်းသပ်ချက်ကြီးကဘာလို့တော့ပြတယ်ဆိုတော့ကလေးတွေရဲ့ creativity ကမွေးလာတွေကပါလာတာတင်ပေးထားတာမဟုတ်ဘူးသူတို့9နှစ်ဆိုတာဘာမှတော့မသိရသေးဘူးသူတို့ဒီစူးစမ်းလေ့လာခြင်းစိတ်ပြဿနာကိုဖြေရှင်းခြင်းစိတ်တွေသူတို့မှာအများကြီးရှိတယ် creativity ကမွေးရပါမှာအများကြီးပါလာပြီးသားတဘာဝတရားကြီးကျွန်တော်ပေးထားပြီးသားဗျဒါပေမဲ့ကျွန်တော်တို့အဲ့ဒါတွေကိုတင်းသက်ခံလိုက်ရတယ်အစားထိုးခံလိုက်ရတယ်အဲ့ဒါဘာလဲဆိုတော့အမိတ်နာခံမှုနဲ့အစားထိုးခံလိုက်ရတယ်အဲ့တော့ကျောင်းမှာဒါလို့ဒီတိုင်းပဲကြက်ဒီတိုင်းပဲဖြည့်ဒါမှမဟုတ်ရင်လုံးဝအမှတ်မပေးဘူးအဲ့ဒါနဲ့တင်းသက်ခံလိုက်ရတဲ့အခါမှာကျွန်တော်တို့ရဲ့ creativity ကတဖြည်းဖြည်းနဲ့9နှစ်ကနေ15နှစ်လောက်ရောက်တဲ့အချိန်မှာတော်တော်ကျဆင်းသွားတာတွေ့ရတယ်အဲ့တော့ကိုကခုနက15နှစ်မှာသူစမ်းသပ်ထားတာဟာ12%ဆိုတော့ကိုကအဲ့12%မှာကြံခဲ့မလားဒါမှမဟုတ်ရှင်ကြံတဲ့ဖွဲ့ထဲမှာပါသွားမှဆိုတော့ဗီဒီယိုလေးခဏ pause ပြီးတော့နည်းနည်းတော့စဉ်းစားကြည့်စေချင်ပါတယ်ကဲကျွန်တော်တို့ဒီအသက်15နှစ်ရွယ်ကျောင်းသားတယောက်နဲ့နေရာခဏလောက်ဝင်ကြည့်လိုက်အောင်ပေါ့နော်အဲ့ဒီအရွယ်ဆိုလို့ရှိရင်အရာရာကိုနှင်းမြန်နဲ့စုပ်နိုင်တဲ့အရွယ်ရောက်နေတဲ့အပြင်ပေါ့နော်ဝေဖန်ပိုင်းကြားနိုင်တဲ့အရွယ်လည်းရောက်လာပြီပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့တီထွင်ဖန်တီးနိုင်ဆိုတာတွေဘာဖြစ်လို့ပျောက်ဆုံးသွားတာလဲအဲ့တော့ဖြစ်နိုင်ရည်ရှိတဲ့အချက်ကတော့2ချက်ရှိရပေါ့နော်ပထမတစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်သူကျောင်းကပြောတဲ့အတိုင်းတည်တည်ချာချာနဲ့မနာခံဘူးကျောင်းကပြောတဲ့အတိုင်းအဖြေမဟုတ်ဘဲနဲ့နောက်ထပ်အဖြေတွေကိုမှားဖြေမိမယ်ဆိုလို့ရှိရင်ဆရာမအပြစ်ပေးခံရမှာကြောက်တယ်ပေါ့နော်အဲ့ဒါကြောက်တဲ့တစ်ချက်နောက်တစ်ချက်ကတော့ peer pressure လို့ခေါ်တာပေါ့နော်အတန်းသားတွေထဲမှာထူးဆန်းတဲ့လူတစ်ယောက်ဖြစ်နေကိုကမေကုန်းနေရှောက်ထုတ်နေတယ်တခုခုကို creativity လုပ်ပြီးတော့ဆရာမနဲ့မတူတဲ့အဖြေတွေဖြေတဲ့ခါကျလို့ရှိရင်ဒီကောင်ငရှုပ်ကွာငါတို့စတင်တော့ဘာလို့နောက်ဆက်နေရလဲမသိဘူးဒီကောင်ငပေါ်ပါကွာငကြောင်ပါကွာလို့ပြောမှကိုကြောက်တာလည်းတစ်ချောင်းအဲ့ဒီခါကျတော့ကိုယ့်ရဲ့ creativity တွေတီထွင်ဖန်တီးနေတဲ့တွေကိုလုံးဝတင်းသက်ခံရသလိုပဲကိုတိုင်းမျိုးသိပ်ထားကြတယ်မေကုန်းထုတ်ချင်ပေမဲ့နောက်ထပ်အတန်းထဲမှာလည်းမေကုန်းမထုတ်ရဲသလိုကျူရှင်ကြောက်တော့လည်းထုတ်ရရဆိုကျူရှင်ကြောက်တော့လည်းမထုတ်ရဲပြန်ဘူးနော်အဲ့တော့ guide ကိုလည်းထုတ်ရရဆို guide ကိုလည်းမထုတ်ရဲပြန်ဘူးအဲ့တော့ကျွန်တော်တို့အစင်းစင်းဖြတ်တန်းရတဲ့ကျောင်းဆရာမကျူရှင်ဆရာမ guide ဆရာလုံးဝတစ်ခုချင်းမှလုံးဝကျွန်တော်မေကုန်းထုတ်ရတာမရှိတဲ့ခါကျတော့15နှစ်အရွယ်ရောက်ပေမဲ့ကျွန်တော်တို့ရဲ့တီထွင်ဖန်တီးနိုင်ဆိုတာတစ်ဖြည်းဖြည်းနဲ့နေသွားရပါတော့ဒါပေမဲ့လည်းခုနကကျွန်တော်တို့အသက်ကြီးလာတဲ့အထိ2% ရှိနေသေးတယ်နော်တကယ်နာမည်ကျော်ကြားခဲ့တဲ့တီထွင်သူတွေဖြစ်ခဲ့တယ်ပေါ့နော်ဒီ Steve Jobs လိုလူမျိုးတွေနောက် Einstein လိုလူမျိုးတွေနောက်ချက်က Edison လိုလူမျိုးတွေပေါ့နော်နာမည်ကျော်ကြားခဲ့တဲ့တီထွင်တဲ့လူတွေပေါ့နော် inventor တွေအများကြီးရှိတယ်အခုချိန်ထိလည်းကြီးလာတဲ့ဒီ critical thinking ရော creativity ရောကောင်းနေသေးတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်ဒါဆိုရင်သူတို့တွေကဘာကြောင့်မလို့သူတို့အဲ့လောက်ထိဆက်ပြီးတော့အောင်မြင်နေရလဲဆိုတော့သူတို့ငယ်စဉ်တောင်ကြီးကလေးဘွား9နှစ်လောက်မှတည်းကရှိခဲ့တဲ့သူတို့ရဲ့တီထွင်ဖန်တီးနိုင်ဆိုတာမေကုန်းထုံနိုင်ဆိုတာတွေကိုကျောင်းမှာလုံးဝတင်းသက်မခံခဲ့ကြဘဲနဲ့သူတို့ရဲ့ creativity ကိုအမြဲတမ်းထိမ့်သိမ်းထားခဲ့ကြလို့ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဗီဒီယိုလေးကိုခဏပြန် pause ပြီးတော့မိတ်ဆွေလည်းတွေးကြည့်ပါဦးတကယ်လို့ဒီကြည့်နေတဲ့မိတ်ဆွေကအဒီရွယ်မှာပေါ့နော်မင်းကိုထုံနိုင်စွမ်းနေဆက်ရှိနေပြီလား creativity ဆက်ကောင်းနေတော့မဲ့လားတကူဆိုလို့ရှိရင်ဘာကြောင့်လဲဖြစ်နိုင်မဖြစ်နိုင်ဆိုတော့သုံးသက်စဉ်းစားတဲ့လေ့ကျင့်ရောရှိလားရှိတယ်ဆိုတော့ဂုဏ်ယူပါတယ်မိတ်ဆွေဒီအခုချိန်ဒီကိုယ့်ရဲ့ creativity ကိုထိမ့်သိမ်းနိုင်တဲ့လူတယောက်ဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့တကယ်လို့မရှိတော့ဘူးအရာရာကိုအမိတ်နာခံတက်ပြီးတခုခုဆိုလို့ရှိရင်ပေါ့နော်ကြောင်းရွံ့တုံလို့ပြီးတော့မေးခွန်းလည်းမထုတ်ရဲတခုခုဆိုမဆုံးဖြတ်မကန်ရဲတဲ့အနေအထားတွေဖြစ်နေခဲ့မယ်ဆိုခဲ့ရင်တော့မိတ်ဆွေပြန်စဉ်းစားနေတာကမိတ်ဆွေရဲ့မေးခွန်းထုတ်နိုင်စွမ်းတခုခုဆိုလို့ရှိရင်မေးခွန်းပြန်ထုတ်ချင်တာတွေပြန်တွေးခေါ်ချင်တဲ့လေ့ကျင့်တွေကဘယ်နှတန်းလောက်မှမြန်ပျောက်သွားသလဲဆိုတာကိုမိတ်ဆွေတွေးကြည့်နေကြပါလေအဲ့တော့ဆီယာမလက်ထဲကအနီရောင်ဘောပင်လေးကိုမြင်မှုကြမှာပေါ့နော်ကျွန်တော်ငယ်တော့တအားကြောက်တဲ့အရာအဲ့ဒီဘောပင်လေးနဲ့အမှန်လေးချက်လိုက်ရင်ကျွန်တော်တို့ပျော်သွားကြတယ်အမှားချက်ရင်ကျွန်တော်စိတ်ညစ်သွားကြတယ်ပေါ့နော်အဲ့တော့တကယ်ဘယ်ချိန်မှာအမှန်ချက်ခံရလဲဆိုတော့ဆီယာမအပြေနဲ့တူတဲ့အချိန်ပေါ့ဘယ်ချိန်မှာအမှားချက်ခံရလဲဆိုတော့ဆီယာမအပြေနဲ့မတူတဲ့အချိန်ပေါ့ကျွန်တော်မှန်တယ်မှားတယ်မပြောဘူးနော်
ကိုယ့်အပေါက်ကိုမှန်တာမှားတာကိုခဏပေးချိန်တာဆီယမအဖြစ်နဲ့တူတဲ့ချိန်တိုင်းအမှန်ချစ်ခံရတယ်ဆီယမအဖြစ်နဲ့မှားတဲ့ချိန်တိုင်းအမှားချစ်ခံရတယ်အဲ့ဒီခါကျတော့မှန်ရင်ကျွန်တော်တို့ချီးကျူးခံရတယ်အမှတ်ပြရရင်ချီးကျူးခံရတယ်ဂုဏ်ပြုခံရတယ်အမားရတာများလို့ရှိရင်အတန်းထဲမှာအဆူခံရတယ်အောင်မတ်မရရင်အရိုက်ခံရတယ်အပြစ်ပေးခံရတယ်အဲ့တော့ကျွန်တော်တို့ခေါင်းထဲမှာဘာတွေစွဲနေလဲဆိုတော့ကျွန်တော်တို့တခုခုဆိုလို့ရှိရင်မှန်တယ်မှားတယ်ဆိုတာကိုကိုယ့်ရဲ့အတွေးခေါ်နဲ့စဉ်းစားတာတက်ဆိုင်ရင်ဆီယမပြောတဲ့အဖြေနဲ့မှန်လားမမှန်လားဆိုတာပဲကျွန်တော်တို့ကတိုက်ကြည့်တဲ့ဟာကိုပဲကျွန်တော်တို့ခေါင်းထဲမှာအမြဲတမ်းရောက်နေအဲ့တော့အဲ့လိုမျိုးပေါ့နော်အမှန်အမှားတစ်ခုတည်းနဲ့ကျွန်တော်တို့ကိုဒီပြစ်ပေးတာတွေစုပေးတာတွေကိုတောက်လျှောက်လုပ်ခဲ့တဲ့အခါမှာကျွန်တော်တို့အုံနောက်ကဘာမှတ်ထားလဲဆိုတော့ဆီယမပြောတဲ့အတိုင်းတူစမတိန်လို့အဲ့ဒါငါတို့အတွက် safe ဖြစ်ဆုံးပဲဆီယမပြောတဲ့အတိုင်းမဟုတ်ဘဲနဲ့ကိုယ်အုံနောက်နဲ့စဉ်းစားမိလို့မြန်မှားသွားခဲ့မယ်ဆိုတော့မင်းအပြစ်ပေးခံရမယ်လှောင်ရင်ခံရမယ်ဆိုပြီးတော့ကျွန်တော်တို့အုံနောက်ထဲမှာပေါ့နော်မတိမတာနဲ့တန်မိုးရိုက်ထားသလိုဖြစ်နေကြတယ်အဲ့တော့ဒါဟာ critical thinking ကိုသတ်တာမို့လို့ပါလဲပေါ့နော်ကျွန်တော်တို့ရဲ့ဒီ neuroscience မှာဆိုလို့ရှိရင်ပေါ့နော်အုံနောက်ရပါတော့ဒီအကြောက်တရားကိုတုတ်ပြန်တဲ့ amygdala ဆိုတဲ့အစိတ်ပိုင်းလေးတူရှိတယ်ပေါ့နော်ကျွန်တော်တို့တခုခုနာကျင်တဲ့ခါမျိုးပေါ့နော်ခလုတ်တိုက်တာပဲဖြစ်ဖြစ်တခုခုထိခိုက်ရှာနာဖြစ်တာပဲဖြစ်ဖြစ်တယောက်နဲ့ရန်ဖြစ်လို့ပဲဖြစ်ဖြစ်ကိုထိခိုက်မှုဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒီ amygdala ဆိုတဲ့အစိတ်ပိုင်းလေးကနာကျင်မှုကိုပြန်တုတ်ပြန်တယ်ပေါ့နော်အံ့ဩဖို့ကောင်းတာကပေါ့နော်ကျွန်တော်တို့တခုခုအပြစ်ပေးခံရတာတွေအဆူခံရတာတွေခုနကပေါ့အမားချစ်ခံရလို့အဆူခံရတဲ့ကိစ္စမျိုးတွေပေါ့နော်အဲ့လိုမျိုးပတ်ဝန်းကျင်ကနေပြီးတော့ဖယ်ထုတ်ခံရတာမျိုးအဲ့လိုမျိုးနာကျင်စေတဲ့ကိစ္စမျိုးမှဆိုလို့ချင်းလေခုနကနာကျင်စေတဲ့အစိတ်ပိုင်းလေးရပဲအလုပ်တူတူလုပ်တာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ခေါင်းထဲမှာအဲ့တော့ဘာဖြစ်လာလဲဆိုတော့နှစ်ပေါင်းများစွာအဲ့ဒီနာကျင်မှုတွေကတန်မိုးဆွဲသူမျိုးဆွဲနေရတယ်အဲ့တော့မီးကိုသွားထိမြင်ပူတယ်ပူတော့နောက်ခါကျရင်မီးကိုသွားပြီးတော့မထိတော့ဘူးအဲ့လမ်းသွားလို့ရှိရင်ခွေးကက်ခံမယ်ဒီကျွန်တော်စိတ်ကအလိုအဲ့လမ်းမသွားပြတော့အဲ့တော့ကျွန်တော်တို့အုံနောက်ကအမြဲတမ်းကျွန်တော်တို့ခန္ဓာကိုယ်ကို safe ဖြစ်အောင်လုပ်ပေးတယ်ခန္ဓာကိုယ်မှာ defense mechanism ဆိုတာရှိတယ်ပေါ့နော်ကိုယ့်ကိုယ်ကာကွယ်တဲ့ဖြစ်စဉ်ပေါ့ဗျာအဲ့ဒီခါကျတော့ကျွန်တော်တို့အုံနောက်ကအဲ့ဒီလိုပြင်ပကိစ္စတွေကိုကာကွယ်မဲ့အစားဒီចောင်းစာတွေမှာပေါ့နော်အမားချစ်ခံရလို့ရှိရင်ငါတို့လုံးဝငါတို့ဒီအပြစ်ပေးခံရမယ်ဆိုတော့နာကျင်မှုပါပဲအမြဲတမ်းကင်းအောင်နေတဲ့ခါကျတော့တကူဆိုရင် safe ဖြစ်အောင်လို့ဆရာမပြောတဲ့အတိုင်းပဲလုပ်မယ်ဘာမှထပ်တွေးမတွေးနေတော့ဘူးအဲ့လိုမျိုး risk ယူပြီးတော့ like တွေးတာ critical thinking နဲ့တွေးတာတွေ creativity လုပ်တာတွေအဲ့လိုတီထွင်ဖန်တီးနိုင်တဲ့ကိုယ့်အတွင်းနဲ့ကိုယ်လုပ်တာတွေကငါတို့အတွက်အန္တရာယ်ရှိရဆိုပြီးတော့တွေးလာအောင်အဲ့တော့ဘာဖြစ်လာလဲဘဝမှာပါပြဿနာတက်လာတယ်ကဲတကယ်လို့လုပ်ငန်းခွင်မှာတခုကြောက်လာပြီပေါ့နော်လုပ်ငန်းခွင်မှာစီဝဲထိုင်ကြတဲ့ခါကျတော့အဲ့တော့ဒီကိစ္စတခု project တခုစီဝဲလုပ်နေချိန်မှာကို့မှာအဲ့ဒီ project နဲ့ပတ်သက်ပြီးတော့တကယ်အတွေးကောင်းတွေရှိတယ်ဒါပေမဲ့အဲ့အတွေးကောင်းတွေကိုမပြောရဘူးငါပြောလိုက်လို့မှားသွားရင်ငါပြောလိုက်လို့အဲ့ဒါကြီးကငါတို့တော့ကောင်းမယ်အားလုံးအတွက်ကြီးကြီးဖြစ်သွားရင်ငါတော့ပို့ပြီးတော့အပြစ်တင်ခံရမလားဝိုင်းလှောင်ခံရမလားဆိုတဲ့စိတ်ကြီးကစိုးမိုးနေ risk မယူရဘူးအဲ့ဒါဘာကြောင့်လဲငယ်တုန်းတွေကတန်မိုးဆွဲသူရိုက်သွင်းထားတဲ့ကိစ္စကြီးကြောင့်ပဲပေါ့နော်နောက်တစ်ခုပါတယ်စဉ်းစားကြည့်လိုက်မယ်ပေါ့နော်လုပ်ငန်းတစ်ခုလုပ်မယ်အဲ့လုပ်ငန်းတစ်ခုလုပ်လို့ရှိရင်အောင်မြင်နိုင်ကြီးရှိရလို့ကိုယ်ကောင်းတယ်မှာမြင်မိရဒါပေမဲ့အဲ့ဒီလုပ်ငန်းကိုအစပြုပြီးတော့မလုပ်ရဘူးဘာကြောင့်လဲဆုံးရှုံးသွားရင်ဒုက္ခပဲဆိုပြီးတော့ risk လုံးဝမယူရဘူးအဲ့ဒါကလေငယ်တုန်းတွေကအယိုးဆွဲလာတဲ့စိတ်ကြောင့်ပဲပေါ့နော်အဲ့တော့ relationship ကအဆင်မပြေဘူးအိမ်တော်ရဲ့အဆင်မပြေဘူးဒါပေမဲ့အဲ့ဒီကောင်ကြီးကိုလုံးဝပေါ့နော်ရုံထွက်နိုင်မှုအတွက်မရုံထွက်နိုင်ဘူးအဲ့ထဲမှာပဲတဝဲတလဲဖြစ်နေတယ်ဘာဖြစ်လို့လဲဒီတရားတွေရုံထွက်လိုက်တဲ့အခါကျရင်ငါကပူဆိုးတဲ့ဘဝမြန်ရောက်သွားမလားငါမှပူခက်ခဲသွားမလားဆိုပြီးတော့ပူကြောက်လာတယ် risk မယူရဘူးအဲ့ဒါတွေကဘာကြောက်လဲငယ်တွေကတန်မိုးဆွဲသူရိုက်သွင်းထားတယ် risk ယူရင်အန္တရာယ်ဖြစ်မယ်ဆိုလေကျွန်တော်ရဲ့မသိစိတ်ကကြောက်လန့်တော်လုံးမှုကြောင့်ဖြစ်ပါတယ်ဒါတွေကကျောင်းအောင်သင်ပေးလိုက်တာမဟုတ်လို့ပါရလေပေါ့နော်ပြင်ပလောကအောင်မြင်မှုနဲ့သဘောတဘာဝနဲ့ကျောင်းကပြောတဲ့အောင်မြင်မှုရဲ့သဘောတဘာဝတော့တော်တော်လေးကိုစန့်ကျင်မှဖြစ်နေတာပေါ့နော်အဲ့တော့ကျောင်းကအောင်မြင်တယ်လို့ပြောရဲဆိုရင်ဆရာမပြောသမျှအကုန်လုံးမှန်တယ်အမှတ်ပြရတဲ့သူကလုံးဝအဆင်ပြေတယ်သူကအရန်တော်တဲ့သူအောင်မြင်တဲ့သူပေါ့နော်ကိုယ့်အကူ creativity နဲ့ရှောက်ပြီးတော့စတန့်ထွင်ပြီးတော့တွက်ထားတာမျိုးတွေပေါ့နော်ဒါတော့မှားတယ်လို့ထင်လို့သူ့ multiple choice ကိုနောက်တစ်မျိုးရွေးလိုက်တာမျိုးတွေအဲ့လိုမျိုးဆိုရင်ကျောင်းကတော့မှားတယ်ကြာရှုံးတယ်လို့သတ်မှတ်တယ်ပြင်မလောကရလို့မဟုတ်ဘူးပြင်မလောကသဘောတဘာဝကြတော့ကြာရှုံးခြင်းသည်လမ်းသစ်ဖောက်တာရဲ့အစဖြစ်တယ်ပေါ့နော်ခဏခဏကြာရှုံးတော့မှလမ်းသစ်ကိုဖောက်နိုင်မယ်ပေါ့ဘာလို့ဆိုတော့လမ်းသစ်တွေမှန်သမျှအားလုံးဟာကျွန်တော်အရင်တော့မတွေ့ခဲ့ဘူးတဲ့ကိစ္စတွေဖြစ်တဲ့ကြောင့်မလို့ဒီ innovation တွေအားလုံးပဲအခုကျွန်တော်သုံးနေတဲ့ခေတ်သစ်တည်ထွင်မှုအားလုံးဟာကြာရှုံးမှုများစွာနဲ့ဖွဲ့စည်းထားတာပေါ့နော်အဲ့တော့ Thomas Alva Edison ဆိုလို့ရှိရင်ညက်စစ်မီလုံးတည်ထွင်တဲ့အချိန်မှာသူကအချိန်ပေါင်း1000လောက်တောင်ဆုံးရှုံးမှုရှိခဲ့တယ်ပေါ့နော်အဲ့ကြမှာသူကအောင်မြင်တာဒီအဲ့တော့1000နဲ့တစ်ချိန်မှအောင်မြင်တာအဲ့ဒီစောင်းတွေမှာချုပ်ရည်100 1000တွေမဟုတ်တကယ်အချိန်1000အဲ့ဒီကမှာသူ့ကိုပေါ့နော်တကယ်အောင်မြင်သွားတဲ့အချိန်မှာစာနေစင်းတွေကမေးကြတယ်ပေါ့ခမရဗျာဒီအချိန်1000တောင်ခမရကြရှုံးတာခမရကိုခမရလုံးဝဟိုစိတ်တက်မကြဘူးလားဆိုဘာလို့စိတ်တက်ကြမှာလဲတဲ့ငါအချိန်1000မအောင်မြင်တာမဟုတ်ဘူးလေအချိန်1000တိတိ
မအောင်မြင်တဲ့လမ်းကြောင်းတွေတွေ့သွားတာအဲ့ပြောချင်တာမအောင်မြင်တယ်လို့သူကသတ်မှတ်တာမဟုတ်ကြရှုံးတယ်ဆိုတာတကယ်တော့ကြရှုံးတယ်လို့သူကသတ်မှတ်တာမဟုတ်ဘဲနဲ့မအောင်မြင်တဲ့လမ်းကြောင်းသွားတာလို့သူကသတ်မှတ်တယ်ကျွန်တော်တို့ကျောင်းသတ်မှတ်ထားနေတော့စန့်ကျင်ဘက်ပဲကျောင်းမှာတော့အမားဖြစ်ပြီးများလာပြီလို့ရှိရင်ဥမာပေါ့ဗျာဆောင်းမခဏခဏကြပြီဆိုရင်တေချာပေါက်အဲ့ဒီကျောင်းသားကိုဆရာမခဏခဏနဲ့ကောမယ်သုံးစားမရတဲ့လူတို့တန်းထဲမှာပြောမယ်နှိမ်မယ်တခါကြလို့ရှိရင်တန်းထဲမှာချင်းချင်းလောင်ကြီးတွေလုပ်ကြမယ်လူထဲမှာဖယ်ထားကြဒါတွေလုပ်ကြမှာနော်အပြင်မှာတော့တကယ်အဲ့လိုမဟုတ်ဘူးအဲ့လိုမျိုးတာပေါ့နော်အဲ့ဒီစင်တာအဲ့လိုမျိုးတွေးခဲ့မယ်ကျောင်းသားဘဝတွေကနာကျင်မှုတွေသူ့မှာတွေးထားခဲ့မယ်ဆိုလို့ရှိရင်ရှုံးနေမှုကိုသူကအမြဲတမ်းနာကျင်မှုပြမှတ်ထားခဲ့မယ်ဆိုရင်ကျွန်တော်တို့ဖြစ်စစ်ပြီးတော့တောင်းအောင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကဘာကျော်ဒီ ID နဲ့ပတ်သက်ပြီးတော့လုံးဝဒီတိရဲ့လူတွေနေပယ်မှာဆိုရင် Silicon Valley ဆိုတာနာမည်ကြီးရပါတော့အဲ့ Silicon Valley မှာဆိုစောင်းဖို့တစ်ပုတ်ရှိတယ်အဲ့ဒါပါလဲဆိုရှင် fail fast fail often ပြောချင်တာကတော့ဗျာအဲ့တော့မြန်ကြရှုံးမှာခဏကြရှုံးမှာအဲ့တော့သူတို့က innovation တွေလုပ်နေတာလေအခုကဘာကျော်တီဖင်မှုတွေအားလုံးဒီ Silicon Valley ကထွက်လာတာအများကြီးပဲပေါ့နော်အဲ့တော့ဒီ Silicon တောင်ကြားတွေကထွက်လာတဲ့ကိုပညာရှင်တွေအားလုံးဒီခဏကြရှုံးမှုတွေတူတယ်ကြရှုံးမှုပေါင်းများစွာနဲ့အသစ်စမ်းတွေအများကြီးတည်ထွင်ပြီးကျွန်တော်တို့အခုဆိုရင်ခက်ပေါ်ပစ္စည်းပေါင်းများစွာကိုကျွန်တော်တို့သုံးနေရတယ်ပေါ့နော်အဲ့တော့သူတို့တွေအကုန်လုံးက risk ယူရတဲ့လူတွေဖြစ်တယ်စွန့်သားရဲလူတွေဖြစ်တယ်သူတို့တွေငငယ်တဲကသူတို့တွေကလုံးဝသူတို့ဆရာမတွေပြောတဲ့စကားတွေထဲမှာသူတို့လမ်းဆုံးခဲ့တဲ့သူတွေမဟုတ်ဘူးဆရာမတွေပေးတဲ့အမှားတွေကြားထဲမှာကိုကိုအသုံးမကျလို့တွေးတဲ့လူတွေမဟုတ်ဘူးအမြဲတမ်းတီထွင်စမ်းသစ်မှုတွေတွေးနေတဲ့လူတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့သူတို့တွေကအဲ့ risk ကိုယူရတဲ့အတွက်ကြောင့်မလို့သူတို့တွေကတိုးတက်လာတာလုံးဝသူတို့တွေကတကယ်ပညာရှင်တွေတီထွင်သူတွေဖြစ်လာကြတာပေါ့နော်အဲ့တော့ခဏတော့ pause လာပြီးကိုချက်တော့ပြန်ပြီးကြည့်လိုက်ပါလားငါကတကယ်ပေါ့နော်တကယ်ဘဝမှာမအောင်မြင်ဘူးတခုခုနဲ့ပတ်သက်ပြီးတော့ငါမလုပ်ရဲမကန်ရဲဖြစ်တာအဲ့ဒီအလုပ်ကိုငါမလုပ်ရဲတဲ့ကိစ္စတွေကများလာတာဒါမှမဟုတ်လို့ရှိရင်ငငယ်တွေကလှုပ်လိုက်လို့ရှိရင်မှားမှာကြောက်တဲ့စိတ်တိုင်ကအယိုးဆွဲပြီးတော့တခုခုဆိုရင်ခြီတုံချတုံဖြစ်သွားပြီးတော့ကိုလုံးမဲ့ကိစ္စတွေမလုပ်ဘဲနဲ့အခွင့်အလမ်းတွေလက်လွတ်သွားလားဆိုတာကိုတွေးကြည့်နေတယ်အဲ့လိုတွေးကြည့်လို့အဖြေတစ်ခုရပြီဆိုတော့အခုကျွန်တော်ပြောတာကိုကောင်းကောင်းမွန်နဲ့သဘောပေါက်တော့မှသိကြပါလေကဲအဲ့တော့ကျွန်တော်တို့ရဲ့အမှတ်ပေးစနစ်ကြီးကိုနည်းနည်းလေးသုံးသပ်ကြည့်လိုက်အောင်အဲ့တော့ကျွန်တော်တို့အမှတ်ပေးစနစ်ဆိုတော့မြန်မာနိုင်ငံလေးမဟုတ်ပါဘူးကျွန်တော်တို့ဒီအာရှတိုက်မှာရှိတဲ့နိုင်ငံတော်တော်များများရဲ့အမှတ်ပေးစနစ်ကဒီလိုပုံစံမျိုးပဲအဲ့တော့အဲ့လိုကျွန်တော်ပြောလိုက်တဲ့အခါမှာမြန်မာနိုင်ငံတစ်ခုတည်းတော့မထေသေးဘူးပေါ့နော်ဒီပညာရေးစနစ်နဲ့အကျုံးဝင်တဲ့အကုန်ပါတယ်ပေါ့နော်အဲ့တော့အောင်မှတ်ကိုကျွန်တော်40သတ်မှတ်တယ်ဂုံလူက80ဆိုလို့ရှိရင်ဂုံလူထွက်တယ်မြန်မာသားအင်္ဂလိပ်စာလို့ပါဆိုရင်85ဆိုဂုံလူထွက်တယ်တရားနာကတ်တဲ့ဘာသာတွေများလာပြီဆိုရင်တနိုင်ငံလုံးအစင်း1 2 3 4 5တွေပဲဝင်မယ်ပေါ့နော်အဲ့တော့စဉ်းစားကြည့်အောင်အဲ့တော့ဒါတွေအကုန်လုံးကတကယ်သူတို့ရဲ့ creativity တွေကို critical thinking တွေကျွန်တော်စစ်ထားတာမဟုတ်ဘူးကျွန်တော်တို့အကုန်လုံးတွေကြက်ထားလိုက်များမှတ်ထားလိုက်များအကုန်လုံးတစ်နှစ်လုံးမှတ်ထားလိုက်များအကုန်လုံးကျွန်တော်တို့ root learning နဲ့လုပ်တယ်လို့ခေါ်တယ်ပေါ့နော်ပြောရရင်တော့အလွတ်ကျက်အသေးမှတ်နဲ့လုပ်တဲ့နည်းလမ်းတွေအကုန်လုံး memory တွေကို cramming လုပ်ထားတာအကုန်သွင်းထားတာတွေအကုန်လုံးညီးကန်နေကြတော့အကုန်လုံးကိုစောင်းမမေးခွန်းနဲ့ချအကုန်လုံးပြန်အန်ချပြီးတော့အဲ့ဒီထဲမှာ memory card မှာ storage များတဲ့ကောင်တွေကအဆင့်1 2 3တွေဝင်တယ် memory card မှာ storage နေပြီးတော့ခဏ error တက်တဲ့ကောင်တွေကတော့ကြားတယ်ပေါ့ဗျာပြောနေတာတော့ကျွန်တော်တို့က memory card ကိုစက်တာကျွန်တော်တို့အုံနောက်ထဲမှာ memory card မှာဘယ်လောက် gig ဆက်လဲ gig များဆက်တဲ့ကောင်အဲ့ဒါ double format fast ဝင်တာပဲเนาะ gig နည်းနည်းပဲဆက်နေဒါမှမဟုတ် gig ကတော့ရှိနေပါတယ်ဒါပေမဲ့သူ့ထဲမှာတိတ် memory ရဲ့ error ခဏကြောင်တဲ့ကောင်တွေပြန်အန်လို့မရတဲ့ကောင်တွေပေါ့နော်အပြင်ပြန်ထွက်လို့မရတဲ့ကောင်တွေ output ထွက်လို့မရတဲ့ကောင်တွေကတော့အမှတ်40အောက်ရောက်ကြတယ်ပေါ့ဗျာအဲ့လိုနည်းနဲ့ကျွန်တော်တို့ကစက်ကြတယ်အဲ့တော့ DI ကြီးကတကယ်မှန်လားပေါ့နော်ပြန်တွေးကြည့်မယ်ဆိုရင်အဲ့တော့ပညာရေးစိတ်ပညာရှင်တွေကပြောတာရှိတယ်ကျွန်တော်တို့ရဲ့အခု root learning လို့ခေါ်တဲ့ပေါ့နော်အလွတ်ကျက်အသေးမဲ့ပညာရေးစနစ်ကဘာနဲ့တူလဲဆိုရင် bulimic learning လို့သတ်မှတ်ရတယ်ပေါ့နော်အဲ့တော့ bulimic learning ဆိုတာဘာလဲဆိုတာကိုရှင်းပြမယ်ဆိုကျွန်တော်တို့ဒီ medical term တစ်ခုကိုရှင်းပြလိုက်မယ် medical term မှာ bulimia ဆိုတဲ့ယောဂတစ်ခုရှိတယ်အဲ့ bulimia ဆိုတာဘာလဲဆိုလို့ရှိရင်စားလို့များတွေပြန်အန်ထုတ်တဲ့ယောဂအဲ့တော့ရှင်းပြောလို့ရှိရင်ဗျာသူကမဝကျင်မဲ့စားကျင်တယ်မဝကျင်မဲ့စားကျင်တယ်နင့်ငံတွေ့တယ်အဲ့တော့စားကျင်စိတ်ကိုထိန်းချုပ်လို့မရတဲ့အတွက်ကြောင့်မလို့နင့်ငံတယ်ရယ်စိုင်ရောက်ပြီဆိုလို့ရှိရင်အဲ့မာလာရှန်ကောနှစ်ပွဲနော်ကုံသွားပြီလားမကုံသေးဘူးကုံသွားပြီဆိုတာထပ်မှာတယ်အဲ့ဖာလူတာနှစ်ခွက်နော်ပြီးလို့ရှိရင်ရှန်ကောက်တဲ့နှစ်ပွဲမှာထပ်ပြီးအကုန်တွေ့တယ်ဟာစားလိုက်စားပြီးဟာငါမြောက်ဝါသွားမှမသိဘူးဟို तू မစားမဲမနေဘူးနော်စားတယ် तू စိတ်ကသူ့ကိုသူလိုလိုက်တယ်ပြီးတာနဲ့နောက်ဖေးသွားပြီးလက်ထိုးပြီးသွားအဲ့လိုမျိုးအမြဲတမ်း तू အကျင့်ရှိတယ်စားတော့ဆိုင်ထိုင်ရဲ့နင့်ငံတွေ့တယ်ပြီးရင်သွားလက်ထိုးအန်တယ်ဝါမာလဲကြောက်ပြီးစားတာလည်းစားကျင်သည်အဲ့တော့နင့်ငံသိပြီးရင်ပြန်အန်နင့်ငံသိပြီးရင်ပြန်အန်အဲ့ဒါကိုဘူလီမီယာယောဂါလို့ခေါ်တယ်အဲ့တော့ဘူလီမက်လန်နီဆိုတာမြင်ကြပြီလို့ထင်တယ်နော်မက်မိုရီကတ်တဲ့အတင်းထိုးထည့်ကောင်းတယ်ကုန်တဲ့ဆောင်းဝင်းကြီးကလည်းဟာအကုန်ချက်ဟာအသေးချက်ဟာမနေ့ကဟိတ်စာရီမရသေးလားဟိတ်ချက်အဲ့နောက်လို့ကြောက်လို့ရှိရင်ဆောင်းဝင်းကရောက်အကုန်အန်လိုက်ပြီးတော့အကုန်ပါသွားပြီဘာလို့ဘူလီမက်လန်နီလို့ခေါ်ရလဲအန်လိုက်အကုန်ပါသွားပြီအခုစောင်းမဖြေပြီးတဲ့သူတွေအခုအောင်ရင်းထွက်လို့ဟိုပါပေါ့နော်အရန်တော်တဲ့လူတွေပဲထားလိုက်ပါတော့အဲ့ဒီအရင်ကမေးခဲ့တဲ့တရားတွေတော့ပြန်ပြီးတော့အလွတ်ပြန်ချက်ခံပြီးအလွတ်ဆိုခံကြည့်လိုက်အဲ့ဒီထဲမှာယာခိုင်တုံးတစ်ဝက်လောက်ပြန်ရရင်နော်
တော်ရဲ့လူပဲကျွန်တော်ပြောတာနော်ညံ့တဲ့လူတွေကျွန်တော်မပြောတော့တာမန်လူတွေကျွန်တော်မပြောတော့နော်ညံ့တဲ့လူတွေဆိုတော့ကျွန်တော်ပြောတော့ခင်ဗျားပြောတာနဲ့မကိုက်ဘူးထင်တယ်ကျွန်တော်ပြောတာဒီစနစ်ကတတ်မှတ်ထားတဲ့ညံ့တဲ့လူတွေပြောတာနော်ခုနက memory card error တက်တဲ့ကောင်တွေပြောတာနော်အဲ့ကောင်တွေကျွန်တော်မပြောဘူး memory card အမတန်မှ git များတဲ့ကောင်တွေပြန်အန်ခိုင်းကြည့်သူဘာမှမထွက်လာတော့ဘူးကြိုးပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တင်ကြားခဲ့တဲ့ဒီစနစ်က limit learning နဲ့တင်ကြားခဲ့တာ critical thinking နဲ့တင်ထားတာမဟုတ်တဲ့အခါကျတော့အဲ့စာတွေပြန်အန်လိုက်ပြီးဆိုကျွန်တော်တို့ဘာမှပြောမှမသိတော့နမူနာကိုယ့်ကိုယ်တော်ပြလို့ရတယ်ကျွန်တော်တို့တွေစေးချောင်းအောင်ပြီးတဲ့အချိန်ဘွဲရပြီးတဲ့အချိန်မှာစာရေးချိုးရမှတ်ပြီးတော့ကျွန်တော်တို့ကပြန်လှုပ်စားနေတာကျွန်တော်တို့ပြန်ပြီးတော့ကုစားနေတာအကုန်လုံးပါစေးချောင်းတက်ပြီးရဲ့နောက်ပိုင်းမှာကျွန်တော်ပြန်လေးလာပြီးတော့မှတက်လာတဲ့အရာတွေကကျွန်တော်တို့ကိုထမင်းပြန်ကျွေးနေတာအဲ့တော့ဒါမဲ့တစ်ခုတော့ရှိရပါဗျာအရင်ကတင်ထားခဲ့တဲ့အခြေခံတော့ရှိရအောင်ဒါမဲ့အဲ့ဒါကိုပြန်ပြီးတော့စေးချောင်းဆောင်ပွဲပြန်ချိန်ခိုင်းဒီခေတ်မှာကျွန်တော်ကြာမှသိကြတယ် first year ဆောင်ပွဲအောင်ကြာလောက်တယ်ပြောနေတာတော့နော်ဟို final ပတ်1တွေပတ်2တွေထားလိုက်တော့အဲ့တော့အခုချိန်မှာကျွန်တော်တို့တက်ကြီးလာအကြောက်ဆုံးအိမ်မက်ဆိုတော့ဘာလဲဆို10ရန်ဆောင်ပွဲပြန်ပြင်နေတာကျွန်တော်တို့10ရန်ဆောင်ပွဲပြန်ဒီအိမ်မက်ဆိုတွေမှာတော်တော်ကြောက်တာအထူးသဖြင့်မြန်မာစာတွေလူမှုရေးတွေပြန်ပြင်နေတာကြောက်တာဘယ်နဲ့ဗျာအင်္ဂလိပ်စာတို့သင်ချာတို့ဆိုကိုကနည်းနည်းမှတ်မိသေးတယ်နည်းနည်းတော့ဘာပဲပြောအောင်မှတ်လောက်ကတော့ပြန်တွက်နိုင်သေးတယ်ဟို physics တို့ဘာလို့လဲထားပါတော့ဗျာ definition တွေမှာရှောက်ရေးလို့ရတယ်ဒါတော့မှမြန်မာပြည်ရဲ့ root learning စနစ်နဲ့ဆိုကျွန်တော်ကြာမှာဘာလို့ကိုနားလေလို့ကိုရေးမှာသူတို့ definition နဲ့ကိုက်မှာမဟုတ်အဲ့တော့ကျွန်တော်ပေးမှာမဟုတ်မှတ်ကြတယ်စိုးတာဘာလဲမြန်မာစာတွေအဲ့ဒီလူမှုရေးတွေကြက်နေရတာဟာအဲ့ဒါတွေပြန်ပြင်နေစောင်းမကန်းရောက်တော့ကြည့်မိခွန်းနားမလို့နားလေဖြေးတတ်လားဘာမှမဖြေတတ်ဘူးမှတ်မိရောလေခုနှစ်တက်ကလေးတွေကစားဘယ်လိုမှတ်မိတော့မှာအเจ้าတွေတော့နည်းနည်းတော့သိတယ်ရေးတွေပဲဒါပေမဲ့အဲ့ဒါကိုကျွန်တော်ငယ်တော့ကြက်ခဲ့ပြီးသားအော်ကြက်ပြီးတော့အမလီအဲ့ဒါကြီးကျွန်တော်တို့ဂုံတူးကထွက်ခဲ့ပြီးသားအခုမှတ်မိလားလုံးဝမှတ်မိတော့မမှတ်မိတော့ပဲကျွန်တော်တို့မှာအိမ်မက်ဆူတောင်ပြန်ဖြစ်နေတယ်အဲ့ဒါဘာကြောင့်လဲငယ်တွေကကျွန်တော်တို့ critical thinking နဲ့တင်ထားတာမဟုတ်ပဲねလုံးဝဒီ memory gate ကိုဘယ်လောက်ထိစအောင်လုပ်မလဲဆိုတော့နီလန်နဲ့သင်ကြားပေးရလို့ပဲဖြစ်ပါတယ် critical thinking လို့ပြောတဲ့အခါကျတော့ဒီ critical thinking တိတ်ပဲလေကျွန်တော်နည်းနည်းရှင်းပြပေးရနေပါတော့ critical thinking ဆိုတာတကယ်တော့ကျွန်တော်တို့နဲ့သိစိတ်နဲ့ကိစ္စတော့မဟုတ်ဘူးအကြောင်းအရာတစ်ခုလာပြီဆိုရင်အဲ့အကြောင်းအရာတစ်ခုကတကယ်ရောမှန်လားဘယ် source ကသာလားလဲဘယ်လိုထောက်ထားနေတာကိုမှန်တယ်လို့ပြောတာလဲဒီလိုအမြင်နဲ့ရောထပ်ပြီးတော့စဉ်းစားလို့မရဘူးလားနောက်ထပ်ရှုတော့တွေကထပ်တွေးလို့မရဘူးလားဆိုပြီးတော့နီးမျိုးပေါင်းစုံနဲ့အဖြေရှာကြည့်တာအဲ့ဒါကိုကျွန်တော် critical thinking လို့ခေါ်တာပါเนาะအဲ့ဒီ critical thinking ကကျွန်တော်တို့လက်တွေ့ဘဝမှာတကယ်အသုံးဝင်တဲ့ပညာတစ်ခုပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ရေလက်တွေ့ဘဝမှာဆိုမိသားစုပြဿနာကြီးဖြေရှင်းနေရတယ်လုပ်ငန်းဝင်ပြဿနာတွေဖြေရှင်းနေရတယ်စီးပွားရေးပြဿနာတွေလူမှုရေးပြဿနာတွေဖြေရှင်းနေရတဲ့အခါမျိုးကြရင်နီလန်းတစ်ခုရဲ့သွားလို့မရတဲ့အခါကျတော့အဲ့ဒီမှာနီလန်းပေါင်းစုံနဲ့ဆက်တွေးတောဖို့လိုတဲ့အခါကျရင်ဒီ critical thinking skill ကအရေးကြီးရပါတော့နောက်တစ်ချက်ကကျွန်တော်တို့ကိုအလိမ်မခံရဖို့လေ critical thinking ကအရေးကြီးတယ်ခုနကကျွန်တော်ပြောတဲ့ဒါမှန်ရောမှန်ရဲ့လားတကယ်ရောဟုတ်ရဲ့လားဖြစ်နိုင်တယ်ရောရှိရဲ့လားရုပ်တည်ရောတန်ရဲ့လားအဲ့ဒါမျိုးတွေကိုကျွန်တော်တို့ကသေချာနဲ့သိဖို့ဆို critical thinking skill လိုတယ်အဲ့တော့တကယ်ကြတော့ကျောင်းကပေးတဲ့ပညာတွေ critical thinking မပါဘူးဒါမေးတာချက်ပဲကကြီးဆိုကကြီးလို့ချက်ခောက်ဝေးဖို့မဟုတ်လားပြန်မေးခွင့်မရှိဘူးမှန်ရင်မှန်တယ်လို့ချက်လိုက်ဒါလေးကမှားွားလားလို့ပြန်မေးခွင့်မရှိဘူးမှားွားရင်လည်းမှားရလို့ချက်လိုက်ဘာကြောင့်မှားရဲဆိုတာပြန်မေးခွင့်မရှိဘူးပြန်မေးတော့ပြန်ပြောပြရတယ်လည်းရှိတယ်ဒါပေမဲ့သူတို့အဖြေကိုစန့်ကျင်ပြီးဒီလိုမျိုးပြန်တွေးမယ်ဆိုရင်လုံးဝလက်ခံကြတာမရှိဘူးအဲ့တော့နောက်ပြဒီတခုခုဆိုလို့ရှိရင်ဘသူရဲ့အမြင်ကိုပြောပြပါဆိုရင်တော့မှတင်းရဲ့အမြင်ကိုဖော်ပြပါဘာညာမျိုးတော့မေးခွန်းတွေမှာမြန်မာစာတို့လူမှုရေးတို့ပါမှာတွေ့ဘူးမှာပေါ့ဗျာဒါပေမဲ့လည်းအောက်ကနေပြေးထားတာကတော့ဘာလဲဆိုလို့ရှိရင်တကယ်မေးခွန်းတော့ကျွန်တော်ပြန်ပြောလိုက်ချင်တယ်ပေါ့နော်တင်းရဲ့အမြင်ကိုဖော်ပြပါမဟုတ်ဘူးဆရာမကြီးအမြင်ကိုဖော်ပြပါဘာလို့လဲဆိုတော့ဆရာမရေးပြီးတော့ကျွန်တော်ကြက်ရတာဟုတ်သူ့အမြင်ဆရာမအဲ့ဒါဆရာမတော့ဆရာမအမြင်မဟုတ်ဘူးအထူးတော့ဆရာရဲ့အမြင်ကိုဖော်ပြတာဘာလို့လဲဆိုတော့အထူးတော့တွေကပြန်ကူးတာအဲ့လိုဖြစ်နေတဲ့ခါကျတော့တကယ်ကျွန်တော်တို့ရဲ့အမြင်တွေတကယ်ဖော်ပြခွင့်မရတဲ့ခါမှာကျောင်းသင်ပေးလိုက်တဲ့ပညာနဲ့ critical thinking တွေကစန့်ကျင်မှဖြစ်နေတယ်အဲ့တော့ဘာဖြစ်လဲအခု social media မှာဘာဒါကိုရှင်းငွေဘလောက်ဝင်မယ်ဆိုဟာနင့်က share ကြကြည့်လိုက် share တွေမှာထောင်နဲ့တောင်းနဲ့ချီတယ်ဒီပုံလေးကို like နှိပ်ပါဘာလေးပေါ်လာမယ်အကုန်လိုက်တော့တယ်အဲ့တော့နောက်တစ်ချက်ကတခုဆိုရင်ဘာလာဝင်ဆဲတယ်ဘာလာဝင် congratulation ဝင်လုပ်တယ်အဲ့လိုမျိုးတွေပေါ့နော်ဘာမှစဉ်းစားရလည်းမရှိဘာမှတွေးတော့လည်းမရှိမှန်လားမှားလားလည်းမတွေးနောက်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ်တိုင်မတွေးနိုင်တော့ idol ရှာတယ် hero ရှာတယ်ယုံကြည်တဲ့သူတယောက်ရှာတယ်အဲ့တော့ကိုယုံကြည်လောက်တဲ့လူတယောက်လို့ထင်သွားပြီဆိုရင်အဲ့ဒီလူအဓိက10တွေပေါ့ဗျာ influencer တွေ10တွေပြောသမျှနောက်ကိုအကုန်လိုက်တယ်သူတို့ဆဲတာကိုနားထောင်တယ်ဆဲရင်သူတို့ဆဲပြီသူတို့ကောင်းတယ်ပြောရင်နောက်ကကောင်းတယ်လည်းပြောတကယ်တော့ဘာဆိုင်လဲဗျာဒီ influencer တွေကဘလောက်ထိကိုယ့်တက်ကိုတော်နေလို့လဲသူတို့တွေအကုန်လုံးကနာမည်ကြီးကျင်လို့ကြီးနေတဲ့ပုံစံပဲရှိတယ် influencer ဖြစ်တိုင်းတကယ်ကြီးကိုထူးချွန်နေရပဲလားသူ့ဘာလို့တရားအောင်ထူးချွန်တော့နောက်တော့ပါမောက္ခဖြစ်တော့ဗျာအရန်ကျွမ်းနေတဲ့လူဖြစ်တော့ဗျာကိစ္စတစ်ခုမှကျွန်တော်တို့ကကိုယ့်ဘာဘူးအုံနောက်မရှိဘူးလားမစဉ်းစားတတ်ဘူးလားဒါပေမဲ့ကျွန်တော်တို့ကမစဉ်းစားကြဘူးအဲ့နောက်ကိုပဲလိုက်ကြတယ်အဲ့ဒါတွေရဲ့အဓိကတရားခံဟာကျွန်တော်တို့ကျောင်းမှာ critical thinking မတင်ထားပေးတဲ့အဓိကဖြစ်ရကြောင်းလို့ပဲကျွန်တော်ကပြောချင်ပါတယ်
အခုကျွန်တော်တို့ကျင့်သုံးနေတဲ့အမှတ်ပေးစနစ်ကြီးရပါတော့ကျွန်တော်တို့ကတော်တဲ့ចောင်းသားတွေကိုဘလောက်တောင်များရိုက်ချိုးနေလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးဦးမယ်ဗျအဲ့တော့တော်တဲ့ចောင်းသားတွေကများသောအားဖြင့်တော့ A class ចောင်းသားတွေပေါ့ဗျာတကယ်ကျွန်တော်ပြောခဲ့ရနော်ကျွန်တော်တော်တဲ့ចောင်းသားညံ့တဲ့ចောင်းသားဆိုတကယ်တော့မရှိဘူးကျွန်တော်ဗီဒီယိုရှေ့မှာပြောခဲ့သလိုပဲကလေးတွေကို9နှစ်သားရွယ်စမ်းသပ်တဲ့အချိန်မှာ68%တော့ genius တွေပါနေဆိုတော့100%တော့မှဒါ genius မဟုတ်တာပဲရှိရယ်နော် genius မဟုတ်တာပဲရှိတယ်အဲ့တော့လူတိုင်းကညံ့နေတာမဟုတ်ဘူးကလေးတိုင်းကသူ့နည်းသူ့ဟန်နဲ့တနေ့ကမဟုတ်တော့တော်နေကြတာပဲအခုကျွန်တော်ပြောတဲ့တော်တယ်ဆိုတဲ့ A ចောင်းသားဆိုတာចောင်းကသတ်မှတ်ထားတဲ့ A ចောင်းသားအဲ့ចောင်းကသတ်မှတ်ထားတဲ့အဲ့ A ចောင်းသားတွေကအာဂုံဆောင်တဲ့အခါမှာစကလုံးပိုင်းစွမ်းရည်တွက်ချက်မှုစွမ်းရည်အញ្ញမ်းကောင်းတဲ့ចောင်းသားတွေပေါ့ဗျာအဲ့ចောင်းသားတွေကိုចောင်းကနေပြီးဘယ်လိုမျိုးဖြတ်စည်းလိုက်လဲဆိုတော့အဓိကကတော့ဒိုပါမင်းထောင်ချောက်တွေနဲ့ဖြတ်စည်းလိုက်တာပေါ့နော်ចောင်းကအမှတ်တွေပေးတယ်သူတို့အာဂုံဆောင်နိုင်တယ်အာဂုံဆောင်တော့အမှတ်ပြရတယ်ဂုံလူတွေထွက်တယ်ပြီးတော့ចောင်းမှာအတော်ဆုံးပါတုကြတွေဝင်တယ်အဲ့ကဆရာတွေရဲ့ကြီးကျူးခြင်းကိုခံရတယ်ចောင်းမှာစုပေးပွဲမှာတက်ယူခွင့်ရတယ်ចောင်းသားတွေအကုန်လုံးကလည်းသူ့ကိုလေးစားအားကြကြတယ်အဲ့ဒီအချိန်မှာသူတို့တွေကလုံးဝသူတို့ရဲ့ခေါင်းထဲမှာဒိုပါမင်းစနစ်ကအလုပ်လုပ်လာတယ်အဲ့လိုမျိုးကျွန်တော်တို့စုတွေပါရပြီဆိုရင်ခန္ဓာကိုယ်မှာဒိုပါမင်းလို့ခေါ်တယ်ပျော်ရွှင်ခြင်းဟော်မုန်းတွေထွက်လာတယ်အဲ့တော့ဟော်မုန်းတွေထွက်လာချိန်မှာသူတို့ခေါင်းတွေကဘာအသေးမှတ်သွားလဲဆိုတော့အုံနောက်ကငါတို့ဒီလိုတွေခဏခဏလုပ်ရင်ခဏခဏငါတို့တွေအဲ့လိုမျိုးပျော်ရွှင်ခြင်းကိုရမယ်ဆိုပြီးတော့သူတို့ကအဲ့ထောင်ကြောက်တယ်မှာပိတ်မိပြီးတော့သူတို့ဒီအလွတ်ကျက်အသေးမှတ်ကိုပဲလုပ်တော့တယ်ဆရာပြောတာနဲ့စန့်ကျင်ဘက်လုံးဝမလုပ်ဘူးဆရာကိုအမှတ်မပေးပါဆိုလို့ဆရာမညိုညင်ပါဆိုလို့ဆရာကိုစန့်ကျင်ခြင်းနဲ့မလုပ်အဲ့ဒီချိန်မှာတော့ကျောင်းအောင်သတ်မှတ်ထားတဲ့ C class ကျောင်းသားတွေ D class ကျောင်းသားတွေကတော့ဘာမှမထူဘူးလေသူတို့ကတော့ရှင်းပြောလို့ရှိရင်ပေါက်တဲ့နေဘူးမထူးဆိုပြီးတော့သူတို့ကဘောင်ပြင်ကတွေးတယ်ရှောက်တွေးတယ်ပေါက်ကရတွေးတယ်အဲ့တော့ကျောင်းမှာဆိုတော့သူတို့ကလူဆိုးလူမိုက်ကလေးတွေပေါ့ဗျာဆရာကိုပြင်ပြီးတော့ဂလန်တိုက်တဲ့ကောင်လေးတွေပေါ့ဒါပေမဲ့ဒီကောင်လေးတွေကကြီးလာတဲ့အခါကျတော့သူတို့ကဘောင်ပြင်ကအမြဲတမ်းဖောက်ထွက်တွေးတာကောင်းတဲ့အခါကျတော့တကယ်လူဘဝတွေရောက်တဲ့အခါမှာသူတို့တွေကဘက်ပေါင်းစုံနဲ့ critical thinking လုပ်တဲ့အခါမှာတကယ်ခေါင်းဆောင်ကောင်းတွေဖြစ်လာကြတယ်စီးပွားရေးမှာဆိုလည်းအောင်မြင်တဲ့သူတွေဖြစ်လာကြတယ်အများစုက A class ကျောင်းသားတွေကတော့ဘာဖြစ်လာလဲဆိုတော့သူတို့တွေကအလွတ်ကျအသေးမှတ်တယ်ပဲအမြဲတမ်းဖြစ်သွားတဲ့အခါမှာသူတို့ခေါင်းကြီးကအမြဲတမ်းဒိုပါမင်းထောင်ချောင်မိသွားပြီးတော့အသက်ကြီးလာတဲ့အခါမှာ A class ကျောင်းသားအများစုပါခုန critical thinking ဘက်မှာတည်တည်ကြကြနဲ့ post လုပ်တဲ့အနေအထားမျိုးကိုကျွန်တော်တို့10တန်းအောင်ပြီးတဲ့နောက်မှာစက်မလုပ်ခဲ့ဘူးဆိုရင်ကျွန်တော်ဒီစကားခံတယ်နော်ချို့ကြောင့် critical thinking ကိုဆက်ပြီးတော့ကြိုးစားတယ်တင်တယ်စာအုပ်စာရင်းနဲ့အများကြီးဖတ်တယ်အဲ့ကလေးတွေကတော့ငငယ်တုန်းကသူ့ဘာသူဘယ်လိုပဲထောင်ချောင်းမိခဲ့နေတယ်ကြီးလာလို့ရှိရင်တော့ပြောင်းလဲသွားအဲ့ထဲမှာကျွန်တော်တို့လည်းအပါဝင်ဖြစ်တယ်ကျွန်တော်တို့လည်းငငယ်ကဒိုမင်းထောင်ချောင်းတွေမိခဲ့တာပေါ့ဗျာပြောရရင်တော့ကိုယ်တိုင်မှားခဲ့တဲ့ကိစ္စပါဒါပေမဲ့ကြီးလာတဲ့အခါကျတော့ critical thinking တွေတွေးတတ်တာဒီစာများများဖတ်တာရဲ့နောက်တစ်ချက်ကဒီပညာရှင်တွေမှာဆက်ပြီးတော့စီးပူးတာတွေနောက်တစ်ချက်ကတခုဆိုလိုက်ပြီးတော့တွေးတာတွေပေါ့နော်အဲ့ဒါတွေကြောင့်မျိုးနောက်ပိုင်းကျတော့တဖြည်းဖြည်းတိုးတက်လာတာတဖြည်းဖြည်းတိုးတက်လာတာနော်ကျွန်တော်တို့အဲ့ထောင်ချောင်းတွေတော်တော်မနေရုံထွက်ခဲ့ရသေးတယ်အဲ့တော့ကြီးလာတော့ဘာဖြစ်လာလဲကြီးလာတော့ဘာဖြစ်လာလဲဆိုတော့ A class ကျောင်းသားတွေပညာရှင်တော့ဖြစ်လာကြတယ်ကြာဒါပေမဲ့သူကဘောင်တစ်ခုတည်းကပညာရှင်ပေါ့ဆရာအောင်ဖြစ်မယ်ထူးခုဖြစ်မယ် okay အင်ဂျင်နီယာဖြစ်မယ်လုံးဝတကယ်အင်ဂျင်နီယာမှာအကြီးတန်းအင်ဂျင်နီယာတွေဖြစ်သွားမယ်အဲ့လိုပဲပညာရှင်ရောဖြစ်သွားမယ်ဒါပေမဲ့သူတို့တွေကဘောင်တစ်ခုတည်းမှာပဲပိတ်မိနေတဲ့အခါကျတော့သူတို့ဒီပညာရှင်တော့ဖြစ်တယ်လူလေးသားမခံအောင်လားခံရတယ် critical thinking မှာအားနည်းကြမှုသူတို့တွေကတကယ် company ပိုင်ရှင် D class C class သမားတွေရဲ့အောက်မှာအလုပ်လုပ်ရတဲ့သူပြန်ဖြစ်သွားကြတယ်တကယ်လည်းဟုတ်တယ်ကျွန်တော်ပတ်ဝန်းကျင်မှာအဲ့လိုပဲတွေ့နေရတာဘာဖြစ်လို့လဲသူတို့တွေကပိုတော်တာဆိုတော့ critical thinking မှာသူတို့ကပို့ပြီးတော့အားထုတ်ဖို့အခွင့်အလမ်းပို့ရပါတယ်ကျွန်တော်တို့တွေကတော့အဲ့လိုမျိုးခွင့်လန်းပို့ပြီးတော့နေသွားတယ်အဲ့တော့ပြောရရင် C class D class သမားတွေလုံးဝကြီးအောင်မြင်သွားလာတော့လေမဟုတ်ပြန်ဘူးဆုံးရှုံးသွားပြီလည်းရှိပြန်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်သူတို့တွေ C class D class ကျောင်းသားတွေကိုအတန်းထဲမှာပေါ့နော်ဆရာမတွေကအမြဲတမ်းနှိမ်နေပြုတ်တယ်တန်းထဲမှာလည်းလုံးဝညံ့တဲ့ကျောင်းသားဖြစ်နေအမြဲတမ်းသတ်မှတ်ထားကြတဲ့ခါကျတော့တချို့တွေကြတော့လုံးဝ critical thinking ဘိုင်းတွေအဲ့လိုမျိုးခုနလိုကျွန်တော်ပြောလို့တွေးရတယ်မလုပ်တော့ဘူးပေါ့နော်မလုပ်တော့ဘဲနဲ့စိတ်ထဲကျသွားတယ် depression ဝင်သွားတယ်ပြီးတော့ကိုလုံးဝတစိတ်တက်လာတယ်ငါလုံးဝသုံးစားလို့မရတဲ့ကောင်ပဲပေါ့ကျွန်တော်တို့တကယ်ကြရှုံးသွားတဲ့အချိန်ကျွန်တော်တို့တကယ်မရတဲ့အချိန်ကိုလုံးဝသုံးစားမရတဲ့ကောင်တတ်မှတ်လိုက်တဲ့အချိန်ပဲဆိုတာလုံးဝကျွန်တော်ပြောချင်တယ်ဘာလို့ဆိုတော့လူတိုင်းဟာတကယ်သုံးစားမရတယ်ဆိုတာလုံးဝမရှိဘူးဘလို့နည်းနဲ့ဘလို့ပြပြစူးစမ်းရင်ရတဲ့အနေထားအကုန်ရှိတယ်ကျွန်တော်တို့တွေကငယ်တော့ဘာမှမသိခင်တော့ကတော့ကိုဘဝင်လေးဟတ်ကြတာပေါ့ဗျာမြန်မာနိုင်ငံထဲမှာအတော်ဆုံးကြောင်းတက်ရတာဘာညာတာလကားပေါ့တကယ်သေချာပြန်လေ့ကျင့်တဲ့အခါကျတော့ကျွန်တော်တို့လူအနေထားမျိုးလူတိုင်းဖြစ်နိုင်တယ်ဗျဒါပေမဲ့ကျွန်တော်တို့ကကံတရားကြောက်တော်လကောင်းငယ်တော့အာကုံဆောင်လိုက်ဒါကြောက်တော်လကောင်းပေါ့နော်ပညာရေးစနစ်ရဲ့အနေထားတစ်ခုမှာကျွန်တော်တို့ကအဲ့ဒီစနစ်တွေကအတော်ဆုံးကျောင်းသားတွေအုပ်စုတွေမှာပါသွားတော့ဆရာအောင်ဖြစ်ခွင့်ရတယ်ဒါပေမဲ့ဒီခေတ်မှာတော့အဲ့ဒါတွေကအခုပြောသွားပါပြီဆရာဝန်အင်ဂျင်နီယာရှိသမျှအားလုံးနီးပါးဘယ်မှာရှိတဲ့အလွှာအားလုံးဒီလူတော်ဖြစ်နိုင်လို့အားလုံးမှာလည်းကျိုးကျွနိုင်ဆိုအကုန်သိနိုင်ကြပြီပေါ့နော်အရင်တော့ဆိုလို့ရှိရင်တော့အဲ့လိုမဟုတ်ဘူးခွဲခြားဆက်ဆံမှုတွေလည်းရှိခဲ့ကြတယ်ဘယ်လိုင်းဆိုဘာဖြစ်တယ်ညာလိုင်းဆိုဘာဖြစ်တယ်တကယ်ကြတော့ကျွန်တော်တို့အကုန်လုံးဟာဒီပညာရေးစနစ်ရဲ့တင်းသက်ခြင်းနဲ့ခြေကျွန်းတစ်ခုဖြစ်မှန်မသိဖြစ်နေတာကိုကျွန်တော်တို့မသိကြဘူးเนาะကျောင်းပညာရေးဆိုတာအချက်လက်တွေကိုမှတ်သားဖို့လိုရတယ်ဆိုတော့ကျွန်တော်ငင်းချက်သိမ့်မထုတ်ချင်ပါဘူး
တကယ်လည်းကျွန်တော်တို့အဲ့ဒီအချက်လက်တွေပေါ့နော်အချက်လက်တွေကို memorization လုပ်တော့မှပဲကျွန်တော်တို့ကအဲ့ဒီအချက်လက်တွေပြန်ပေါင်းစုပြီးတော့ကျွန်တော်တို့ကပြန်ပြီးတော့တွေးခေါ်စင်ကြယ်မှုအသစ်တွေထပ်ပြီးတော့တည်ထွင်လို့ရမှာလေပြောချင်တာတော့ဗျာဒီလီဂိုတုံးလေးတွေမရှိဘဲနဲ့ကျွန်တော်တို့အဲ့အရုပ်တွေစောက်လို့မရဘူးပေါ့ကျွန်တော်တို့မှာအချက်လက်တွေမရှိဘဲထပ်လို့မရအောင်ဒါပေမဲ့တကယ်လူဘဝမှာအဲ့အချက်လက်တွေတခုတည်းနဲ့ကျွန်တော်တို့ဘာမှသုံးစားလို့မရအောင်ကျွန်တော်တို့တကယ်လူလောကကြီးမှာ Einstein ရဲ့ relativity theory ကိုရေးပြပါလို့မပြောဘူးဒီမှာ Archimedes principle ကိုအလွတ်ချရေးပြပါလို့ပြောဘူးဘာမှမပြောဘူးအဲ့တော့ကျွန်တော်တို့တကယ်လူဘဝကမှာကျွန်တော်တို့ရှင်းရမယ့် problem တွေကဘာလဲဆိုလို့ရှိရင် AI လာပြီးမင်းဘယ်လိုပုံစံမျိုးနဲ့ရှင်းမလဲအထက်လူကြီးက project တစ်ခုချပြီးမင်းဘယ်လိုပုံစံမျိုးနဲ့ problem ကိုရှင်းမလဲအဲ့တော့ problem solving လုပ်တဲ့အခါမျိုးမှာကျွန်တော်တို့ငယ်ငယ်ကသင်ထားခဲ့တဲ့အချက်လက်တွေကိုပြန်သုံးချပြီးတော့ critical thinking နဲ့ပြန်တွေးတဲ့ပုံစံတွေပဲလောကမှာအများကြီးလာပါအဲ့တော့လောကမှာကျွန်တော်တို့တကယ်ရင်ဆိုင်ဖြေရှင်းရမယ့်ပုံစံတွေအားလုံးဟာကျောင်းဝသင်ကြားတဲ့အချက်လက်တွေနဲ့အရေးကြီးတယ်လောက်ရမယ်ဆိုရင် critical thinking ကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအချက်လက်တွေမှာပဲပေါင်ထဲမှာပဲမပိတ်မိနေသင့်ဘူးကျောင်းပညာရေးအပြင်ပေါက်ကိုထွက်ပြီးတော့ point မေးခွန်းတွေအများနဲ့မေးသင့်တယ်ကျွန်တော်ထင်တယ်အဲ့တော့ဒီလိုပြောလိုက်လို့ကျောင်းမှာရှိတဲ့အမှတ်ပေးစနစ်ကြီးဟာအားလုံးလုံးဝသုံးစားလို့မရဘူးဒါကြောင့်အမှတ်ရအောင်လုပ်စရာမလိုဘူးကွာလို့မောင်ယူပါမင်းပြောချင်တာလားဆိုမဟုတ်ပါဘူးအမှတ်ရအောင်လည်းလုပ်ပါအမှတ်ရအောင်လည်းလုပ်တော်အောင်လည်းလုပ်အဲ့လိုမျိုးပေါ့နော်ကျောင်းက root learning နဲ့လုပ်နေတဲ့အချိန်မှာဒီကောင်ကြီးကိုလုပ်နေတဲ့အချိန်မှာဒါကြီးကတကယ်ကိုယ့်ရဲ့တန်ဖို့မဟုတ်ဘူးအဲ့ဒါကြီးကိုလုံးဝမตายရဖို့နဲ့ဒီမှာရတဲ့အမှတ်တွေဒီမှာရတဲ့ဂုဏ်လူတွေဒီမှာရတဲ့အောင်မြင်မှုတွေကကိုယ့်ရဲ့ဘဝတကယ်အောင်မြင်မှုဆိုတော့နည်းနည်းသိဖို့အဲ့ဒါလေးကျွန်တော်ပြောနေနေဖြစ်ပါတယ်ပေါ့နော်ပြီးတော့အမြဲတမ်းအဲ့ root learning နဲ့လုပ်နေတဲ့အချိန်အမှတ်တွေရနေတဲ့အချိန်အလွတ်ကျက်မှတ်နေတဲ့အချိန်မှာဘေးကနေ critical thinking နဲ့ why မေးခွန်းနဲ့ကိုယ့်ကိုယ်ကိုအမြဲတမ်းမေးနေပြီးတော့အခုကျွန်တော်တို့ဘလုံးမငင်းချက်ထုတ်လို့မရတယ်ကျွန်တော်တို့ရုံးထွက်လို့မရတဲ့ဒီပညာရေးစနစ်ကြီးအောက်မှာဆက်တင်နေရင်းနဲ့ကျွန်တော်တို့ရဲ့ critical thinking တွေကိုအမြဲတမ်းလေ့ကျင့်ပေးဖို့တော့ကျွန်တော်အဓိကပြောချင်နေဖြစ်ပါတယ်ကဘာကျော်သိပ္ပံပညာရှင် Einstein ပြောခဲ့တယ်လို့ယူဆရတဲ့အဆိုမိတ်စကားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်သူကလူတိုင်းဟာပေါ့နော်တကယ်ကြတော့ genius တွေကြီးပဲပါရမီတနည်းမဟုတ်တနည်းတော့ပါရမီရှင်ဖြစ်နေကြတာကြီးပဲဒါပေမဲ့တဲ့ငါးတကောင်ပေါ့နော်သူ့ရဲ့စွမ်းရည်ကိုတစ်ပင်တက်တဲ့စွမ်းရည်နဲ့ဆုံးဖြတ်မယ်ဆိုရင်တော့အဲ့ဒီငါကသူ့ရဲ့ဘဝတစ်လျှောက်လုံးမှာလုံးဝကိုအသုံးမကျလူဖြစ်နေပဲနေသွားရမှာဘဲဆိုတဲ့အဆိုမိတ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ရဲ့ပညာရေးစနစ်တော့လုံးဝကိုက်နေတယ်ကျွန်တော်တို့ပညာရေးစနစ်မှာဆိုလို့ရှိရင်ငါးလည်းရှိနိုင်တယ်မြောက်တွေလည်းရှိနိုင်တယ်နောက်ပြီးတော့ငှက်တွေလည်းရှိနိုင်တယ်တိရစ္ဆာန်ပေါင်းများစွာရှိနိုင်တယ်အဲ့တော့အဓိပ္ပာယ်သဘောတရားကတော့ဗျာပညာရေးစနစ်ထဲမှာဒီကဏ္ဍသင်္ချာထူးချွန်တဲ့လူရှိနိုင်တယ်စကားလုံးတွေမှာထူးချွန်တဲ့လူရှိနိုင်တယ်ဂီတမှာထူးချွန်တဲ့လူရှိနိုင်တယ်အားကစားမှာထူးချွန်တဲ့လူရှိနိုင်တယ်နီးမျိုးစုံပေါ့နော်စီးပွားရေးမှာထူးချွန်တဲ့လူရှိနိုင်တယ်အဲ့တော့ကြီးလာတဲ့ခါကျလို့ရှိရင်ဖြစ်လာနိုင်တဲ့ potential ပေါင်းများစွာသော genius ပေါင်းများစွာရှိနေကြတယ်ကျောင်းတစ်ယောက်ထူးချွန်တာလုံးဝမတူဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ကျောင်းမှာရှိတဲ့ပညာရေးစနစ်ကစောင့်မွေးတွေအကုန်လုံးကတော့ standardization လို့ခေါ်တဲ့ပုံစံကွက်တစ်ခုတည်းအကုန်လုံးပြည့်သွင်းထားကြတယ်အဲ့တော့မင်းဘယ်လောက်ထိလုံးတက်ပါစေမင်းငါရေတေအောင်ကူးတက်ပါစေသူတို့ကတစ်ခုတည်းပဲပုံစံကွက်ချတာတစ်ပင်တက်နိုင်တဲ့စကေးနဲ့ဆုံးပြတယ်အဲ့တော့တစ်ပင်တက်နိုင်တဲ့စကေးနဲ့ဆုံးပြတဲ့ခါကျတော့တစ်ပင်တက်နိုင်တဲ့မြောက်တွေအကုန်လုံးက A class ထဲဝင်သွားတယ်တစ်ပင်မတက်နိုင်တဲ့ငါးတွေအကုန်လုံးက D class ထဲရောက်သွားတယ်နော်တစ်ပင်မတက်နိုင်တဲ့ကျန်တဲ့ကောင်တွေအကုန်လုံးက D class ထဲရောက်သွားတယ်အဲ့တော့ရှင်းလေးပဲအဲ့တော့ကျောင်းမှာရှိတဲ့ standardization တွေတော်တော်ဒုက္ခပေးတယ်ပေါ့နော်အဲ့တော့ကျောင်းမှာဆိုလို့ရှိရင်တကယ်ခုနဘယ်လိုပဲထူးချွန်တဲ့လူပဲလာကျွန်တော်တို့ကျောင်းမှာအဓိကအမှတ်ပေးတာဒီဘာလဲဆိုရင်စကားလုံးစွမ်းရည်တွေရဲ့တွက်ချက်မှုစွမ်းရည်တွေကျောင်းမှာကြီးတဲ့ဘာသာတွေအကုန်လိုက်ကြည့်လိုက်စကားလုံးတွေ language တွေတွက်ချက်မှုတွေအဲ့ဒါတွေပဲနောက်တော့အလွတ်ကျက်အသေးမှတ်နိုင်စွမ်းတွေ creativity တွေလုံးဝမပါဘူးခင်ဗျားပကြီးသေးအောင်တော်နေပါစေခင်ဗျားကျောင်းမှာစာသေးချပေါက်မရဘူးဆိုရင်ခင်ဗျားသေးချပေါက်ကြမှာပဲအဲ့တော့ကျောင်းမှာမလုပ်ခိုင်းနဲ့သင်္ချာပုံစာတွေကိုတွက်ခိုင်းတယ်solving လုပ်ခိုင်းတာလားမဟုတ်ဘူးတေချာအလွတ်မှတ်ထားတဲ့ပုံစံတွေတချို့ဆိုလို့ရှိရင်အဖြေတောင်လွတ်မှတ်မိနေတယ်နော်တင်ချာတူးတဲ့တက်တည်ပြချက်တွေနော် theorem တွေ cora တွေကြက်ထားတယ်အဲ့ဒါတွေကတော့ပြီးတက်တည်ပြခိုင်းတယ်အဲ့ဒါလည်းလွတ်ကြရတယ်အမှန်တကယ်ကြအဲ့လိုမဟုတ်ဘူးတင်ချာတူးရဲ့နှစ်တာကအဲ့တက်တည်ပြချက်တွေနဲ့ problem ကိုဘယ်လို solve လုပ်မယ်ဆိုတာကိုကျွန်တော်တို့ကနီးမျိုးစုံနဲ့တက်တည်ပြရမှာဒါပေမဲ့ကျောင်းအောင်ဆရာမပေးတဲ့တက်တည်ပြချက်မို့တဲ့နောက်တဲ့တက်တည်ပြချက်ခင်ဗျားပြန်ရင်ခင်ဗျားတုံညပေးခံရတယ်အဲ့ဒါအခုကျွန်တော်တို့ရဲ့ပညာရေးစနစ်ပဲအဲ့ဒါရှင်းလေးပဲအဲ့တော့ပြောတင်တာကဗျာဒီပညာရေးစနစ်မှာပုံစံတွေကစားတင်းတက်ထားတယ်ပုံစံတွေကစားဒီဘောင်ထဲမှာ standardize လုပ်ထားတယ်အဲ့ဒီထဲမှာလုံးဝမဝင်လုံးဝမပေးဘူးမပေးတဲ့ခါကျတော့ဘာဖြစ်လာလဲဆိုတော့ A class သမားတွေကအဲ့ဒီဘိုင်းမှာကျွမ်းကျင်တဲ့သူတွေကတော့ပျော်လာကြတာပေါ့ဗျာဒိုပါမင်းတွေရန်ထွက်တာအဲ့ဒီမှာမကျွမ်းကျင်တဲ့လူတွေကတော့ဖြည်းဖြည်းနဲ့စိတ်တက်ကြလာပြီးတော့ပညာရေးစနစ်မှာပို့ပြီးတော့ကို depression တွေဖြည်းဖြည်းနဲ့ဝင်လာကြတယ်ပေါ့ Harvard တက္ကသိုလ်ကနာမည်ကျော်စိတ်ပညာရှင် Howard Gardner ရဲ့ဒီ multiple intelligence ဆိုတဲ့ theory တစ်ခုရှိတယ်ပေါ့နော်အဲ့တော့လူတွေမှာပေါ့နော်တကယ်ကြတော့ intelligence တစ်ခုတည်းရှိတာမဟုတ်ပါဘူးတဲ့ intelligence က10မျိုး9မျိုးတောက်ရှိရပါတော့ပြောချင်တာကျွန်တော်တို့ဉာဏ်သွေးတွေကတစ်ခုတည်းမှတင်ပဲထူးချွန်နေတာမဟုတ်ဘူးအများကြီးရှိနိုင်တယ်ပေါ့တချို့ကြတော့စကားလုံးတွေမှာကျွမ်းကျင်တယ်တချို့ကြတော့တွက်ချက်မှုမှာကျွမ်းကျင်တယ်
ချို့ကြတော့လူမှုဆက်ဆံရေးမှာကျွမ်းကျင်တယ်တချို့ကြတော့ဂီတမှာကျွမ်းကျင်တယ်ဆိုစသဖြင့်ပေါ့ဗျာရှစ်မျိုးကိုမျိုးတော့ရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကျောင်းတွေကအဓိကတိုင်းတာတော့ဘာလဲပဲတိုင်းတာလဲဆိုတော့စကလုံးစွမ်းရည်တွေတွက်ချက်မှုစွမ်းရည်ပဲအဓိကတိုင်းတာတယ်အဲ့ဒီခါကျတော့ဘာဖြစ်လာလဲဆိုတော့ကြံတဲ့စွမ်းရည်တွေရှိတဲ့သူတွေကကျောင်းမှာလုံးဝလူရမဝင်တော့ဘူးလူတယောက်ကဗျာပေါင်းဆက်ဆိုင်ရေး skill တွေတအားကောင်းနေလိမ့်မယ်ပေါင်းဆက်ဆိုင်ရေး skill တအားကောင်းနေမှာဒါပေမဲ့ तू ကစကလုံးစွမ်းရည်နဲ့တွက်ချက်မှုစွမ်းရည်မှာညံ့တယ်ဆိုလို့ရှိရင်ကျောင်းမှာဆိုလို့ရှိရင် monitor တော့ဖြစ်မှာပေါ့ဗျာ monitor တော့ဖြစ်မှာပေါ့ဒါပေမဲ့ငပေါ်ကြီးဖြစ်မှာပေါ့ monitor ပဲပေါင်းဆက်ရေးကောင်းတယ်ဒီကလေးလေးကအရမ်းမိုက်တာစကားပြောလို့တွေကချစ်စရာရမ်းကောင်းတော့စားတော့ညံ့တော့ကွာဒီကောင်ငပေါ်ကြီးပါအဲ့လိုတွေပါလောက်ကြတာတကယ်ကြတော့တကယ်လူလောကမှာပေါင်းတဲ့ဆက်ဆံရေး skill အရန်ကောင်းတာရောင်းဝယ်မှာဘယ်တော့တောင်အရေးကြီးထားတယ်အဲ့ကောင်လေးကကြီးလာတဲ့ခါကျရင်အယောင်းဝယ်လုပ်တဲ့စိုက်ပိုင်ရှင်ဖြစ်ရင်တေချာတော့ချမ်းသာမှာတေချာတယ်ဒါပေမဲ့တကယ်အရေးကြီးတဲ့ skill တစ်ခုမှကျွမ်းနေမယ်ကျောင်းမှာကျတော့ तू ကအပေါ်ကြီးဖြစ်ရတယ်ပေါ့နော်အဲ့တော့ပြဿနာဘာလဲဆိုလို့ရှိရင်တကယ်ကျွန်တော်တို့အဲ့လိုမျိုးကျွမ်းကျင်တဲ့သူတွေအခြားနေရာမှာ skill ရှိရတဲ့လူ intelligence ရှိရတဲ့လူတွေကကျောင်းမှာလုံးဝအနှိမ်ခံရတယ်ကျောင်းမှာလူရအသွင်းမခံရဘူးပေါ့နော်ထင်မလို့ချီးကျူးမခံရတဲ့ခါကျတော့ဘာဖြစ်လာလဲကြတော့ depression တွေဝင်လာတယ်စိုးရိမ်ပူပန်မှုတွေပိုပြီးတော့များလာပြီကျောင်းမှာတက်နေရင်းနဲ့ပဲစိတ်ရောဂါတွေအများကြီးဖြစ်လာအဲ့ဒါကျွန်တော်တို့နိုင်ငံမှာမဟုတ်ဘူးဒီအရှေ့အာရှနိုင်ငံတွေမှာအများနဲ့ကြုံနေရတဲ့ပြဿနာတွေပေါ့နော်အဲ့တော့ပြောရလို့ရှိရင်တော့ကျောင်းတွေဒီခုနပြောတဲ့အဲ့ဒီ multiple intelligences တွေကိုကောင်းကောင်းမွန်နဲ့ဂိမ်းမဆိုင်ကြဘူးပေါ့နော်အဲ့တော့အဲ့လိုပြောတဲ့ခါကျတော့လေမေးစရာဖြစ်လာပြောအဲ့လိုလို့ရှိရင်ကျောင်းကဘယ်လိုလုပ်ရမှာလဲစောင်းမဖြည့်တဲ့ခါကျလို့ရှိရင်ဒီကောင်တွေကိုငါတို့ကဒီဂီတဝါသနာပါတဲ့ကောင်ဆိုကျန်တဲ့ကောင်တွေမတင်နဲ့ဘာမှမတင်နဲ့ဒီရိုက်ထားတာပြီးဂီတပဲထိုင်နေလို့လောက်ရမှာလားဆိုတော့အဲ့လိုတော့လည်းမဟုတ်ဘူးဗျဘာပဲပြောကျွန်တော်တို့နားလဲပါတယ်ဂီတဝါသနာပါလဲ10ရန်အောင်ဖြေဖို့အတွက်ကတော့ပထဝီကြက်ရင်ကြက်ရမယ်တမိုင်းလည်းကြက်ရင်ကြက်ရမှာပဲကိုမကြက်ချင်တဲ့ chemistry deposition နဲ့ကြက်ရင်ကြက်နေရမှာပဲသင်္ချာလည်းကြွချင်ကြွနေရမှာပဲအဲ့တော့ကိုမလုပ်ချင်တာလည်းလုပ်နေရမှာဆိုတော့နားလေတယ်ဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာကတော့ဘာလဲဆိုလို့ရှိရင်အဲ့ဒီကလေးတွေကအဲ့ဒီဘိုင်းမှာအားနေတယ်ဒါပေမဲ့တစ်ဖက်ဘက်မှာအရင်ထူးချွန်နေတဲ့အခါမျိုးမှာပေါ့နော်သူထူးချွန်တာလေးကိုလည်းအတိမတ်ပြုပြီးတော့ဒီဘက်မှာတအားညံ့နေဆိုတာကိုလည်း highlight လုပ်ပြီးတော့မနှိမ်ဖို့ပဲအဓိကပြောချင်တာဖြစ်ပါတယ်ဒီလိုပုံစံခွက်နဲ့ကဲဖြတ်တဲ့ဆိုးကျူးပါကျွန်တော်တို့ဒီလူပေါင်းလောကထဲမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ data တွေရဲ့လူဖွဲ့စည်းမှာဆိုရှင် potential ရှိတဲ့လူတွေပေါင်းများတော့ဆုံးရှုံးနေရတာပေါ့နော်အဲ့တော့ကျောင်းမှာ multiple intelligence ရှိရဆိုတာကိုကျွန်တော်တို့မသိကြတဲ့အခါကျတော့ဒီတစ်ခုတည်းနဲ့ပုံစံခွက်နဲ့ကဲဖြတ်တဲ့အခါမှာအဲ့ဒီကျောင်းစာမှာလုံးဝမထူးချွန်တဲ့ကလေးတွေကဖြည်းဖြည်းနဲ့စိတ်တက်ကြလာတယ်ကိုအမြင်နဲ့တိမ်ငယ်စိတ်ဝင်လာပြီးတော့သူတို့တကယ်ကျွမ်းကျင်တဲ့အပိုင်းတွေသူတို့ဝါသနာပါတဲ့အပိုင်းတွေကကောင်းမှမလုပ်တတ်ကြတော့ဘောနော်မိဘတွေလည်းအတူတူပဲကျောင်းဆရာမလည်းအတူတူပဲအဲ့တော့မိဘတွေတို့ပိုဆိုးသေးတယ်ပေါ့နော်ဘေးကအရာကလေးနဲ့ပြိုင်တာသူ့ဆွေမျိုးတွေရမှာရှိရဲ့ရွယ်တူတွေနဲ့ပြိုင်တာပေါ့နော်ဘေးကကောင်လေးကိုကြည်တန်းတင်ချအမှတ်တရရတယ်နင်း40ပဲရတယ်နင်း30မရဘူးအဲ့လိုပြောလိုက်တယ်ဒါပေမဲ့ဘေးကလေးတဲ့သူကဂီတာမှာလက်တစ်ပတ်ကန်ခတ်အောင်ပေါ့နော်တစ်ပတ်ကန်ခတ်အောင်ပေါ့နော်အရန်ထူးချွန်နေတယ်ဆိုတာကြတော့မိဘလုံးဝအတိမမပြီးဘူးအဲ့တော့တကယ်ကြတော့ကျွန်တော်တို့တွေကတခြားတစ်ခုမှဘယ်လောက်ထိတုံနေပါဘူးကျောင်းစာမှာညံ့တာနေကိုမိဘတွေဆရာတွေကညံ့နေလူဖြစ်နေအတိမတ်မပြူကြတာကိုကျွန်တော်တို့ခံစားနေရတယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ခံစားနေရတဲ့ကိစ္စတွေပဲအဲ့တော့ဒီမျိုးကြည့်နေတဲ့မိတ်ဆွေတကယ်လို့မိတ်ဆွေဟာရေကူးတက်တဲ့ငါးတကောင်ဖြစ်နေမယ်ဆိုလို့ရှိရင်တစ်ပင်တက်နိုင်ဆုံးပဲအများနဲ့ဆုံးဖြတ်နေတဲ့ဒီပညာရေးစနစ်ကခမားကိုညံ့နေလို့ပြောတာနဲ့ကိုညံ့နေငါသုံးစားမရဘူးလုံးဝမတွေးလိုက်ပါနဲ့တကယ်ရေကူးတက်တဲ့ခမားတကယ်ပင်လယ်ပြင်မှာဖြစ်ဖြစ်ရေကန်မှာဖြစ်ဖြစ်တတိချာနဲ့ကူးကလည်းမှာခမားရဲ့ skill ကိုခမားသိမှာဖြစ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဒီကျောင်းပညာမှာအရန်ညံ့နေဆိုတဲ့အနေအထားမျိုးကိုပဝန်းညာအကဲဖြတ်တာကိုမိတ်ထားပြီးတော့ငါတခြားရေကူးနိုင်စွမ်း skill တစ်ခုဒါနမူနာပြောတာပေါ့နော်ခြား skill တစ်ခုများရှိသားဆိုတာကိုကိုယ့်ဟာကိုဖော်ထုတ်ဖို့အတွက်အချိန်တန်ပြီလို့ပြောချင်ပါတယ်ကဲဒီလောက်ထိရောက်လာပြီဆိုရင်တော့ကျွန်တော်တို့တွေပေါ့နော်ဆက်သွားလို့ရပြီပေါ့ဗျာပြောရရင်ပေါ့အရှိပိုင်းထိကြည့်ထားပြီးတဲ့သူတွေကတော့ကျွန်တော်ပေါ့နော်ပညာရေးစနစ်မှာနေရတူဆိုတော့ပက်ဆက်နဲ့ကျွန်တော်ဝင်ဆဲကြမှာသိကြတယ်ပေါ့နော်အဲ့တော့တကယ်ကြောင့်ဒီဗီဒီယိုကကျွန်တော်ကအားနည်းချက်တွေပဲထောက်ပြမှုမနေနှစ်ဖက်ပေါ့နော်ဒင်္ဂါပြနှစ်ဖက်ကိုကျွန်တော်အဓိကပြောချင်တာပေါ့အဲ့တော့ရှေ့မှာပညာရေးစနစ်ရဲ့စိုးဝါတဲ့အချက်တွေကျွန်တော်တို့အတွက်တကယ်စိုးခဲ့တဲ့အချက်တွေပေါ့နော်ကောင်းတဲ့ချက်တွေရှိပါတယ်အဲ့တော့စိုးခဲ့တဲ့အချက်တွေကျွန်တော်ပိုးစိုးပတ်ဆက်ဝေဖန်ပြီးသွားပြီအဲ့တော့ကျွန်တော်နောက်ထပ်ဒင်္ဂါပြတစ်ဖက်ကိုထပ်သွားကြည့်အောင်အဲ့တော့ဒါကတော့ကျွန်တော်ကရှေ့ရအချက်တွေကိုပြန်ပြီးတော့ခြေပမဲ့အချက်တွေပေါ့ဗျာအစိုးနဲ့အခြေဆိုပေမဲ့ကျွန်တော်ကတော့မျက်နှာတတနဲ့ပြောတော့မှာပေါ့အဲ့တော့ဒီပညာရေးစနစ်ကတော်တော်ဆိုးတယ် critical thinking တွေကိုတက်ပြစ်နေရဆိုတော့ကလေးတွေရဲ့ critical thinking တွေမသက်အောင်ကလေးတွေကိုငယ်တင်တောင်ကြီးကလေးဘွားတဲ့အကြောင်းမဖို့ပဲနဲ့သူ့ဘာသူဒီဇိုင်းလေးပဲထိုင်ဆော့ပြီးလွတ်ထားရင် critical thinking skill တွေတက်လာမလားပေါ့ကျွန်တော်မေးစရာရှိရပေါ့နော်တကယ်ကြောင့်ဘယ်တက်မလဲဝါမရှိပဲနဲ့ဝီဝီလုပ်လို့မရဘူးဆိုတာရှိတာပေါ့တကယ်ကြတော့ကျွန်တော်တို့တွေက critical thinking ဆိုတဲ့အရာတွေတွေးတောဆင်ခြင်တဲ့အရာတွေအကုန်လုံးကတကယ်အားလုံးဒီတစ်ခုနဲ့တစ်ခုချိတ်ဆက်တာပေါ့ချိတ်ဆက်မယ်ဆိုသဘောတရားတွေကလီကိုရုပ်တွေလိုပဲပေါ့
လီကိုအတုံးလေးတွေကိုချိတ်ဆက်ပြီးတော့အယုတ်လုပ်မယ်ဆိုအရင်ဆုံးတော့လီကိုတုံးနေရှိဖို့လိုတယ်လေလီကိုတုံးမရှိဘဲနဲ့ဘယ်လိုလုပ်လီကိုရုပ်လုပ်လို့ရမလဲအဲ့တော့ကျွန်တော်တို့ကတစ်ခုနဲ့တစ်ခု problem solving လုပ်တော့မယ်တစ်ခုနဲ့တစ်ခုအရာအလုံးချိတ်ဆက်တော့မယ်ဆိုချိတ်ဆက်မဲ့အရာတော့လိုသေးတာပေါ့အဲ့ဒီအရာတွေကိုကျွန်တော်တို့ကြောင်းအသင်ပေးပါတယ်အဲ့ကြောင်းအသင်ပေးလိုက်တဲ့အရာတွေမရှိဘဲနဲ့ကျွန်တော်တို့ဘယ်လိုလုပ်ဆက်ပြီးတော့သွားလို့ရမယ်အဲ့တော့နေထဲမှာတိုက်ရင်စောက်လို့လည်းလုံးဝမရနိုင်ဘူးပြီးတော့ဘာမှမရှိတဲ့အရာတွေလည်းကျွန်တော်ဘာမှဖန်တီးလို့မရနိုင်ဘူးအဲ့ဒီမှာ Steve Jobs ပြောတဲ့စကားလေးတစ်ခုကိုကျွန်တော်ပြောနေတာပါနော် Steve Jobs ဘာပြောလဲဆိုတော့ creativity is just connecting things တဲ့အဲ့တော့တီထွင်ဖန်တီးနိုင်ဆိုတာတကယ်တော့ကျွန်တော်တို့ရှိပြီးသားအရာတွေကိုပြန်လဲချိတ်ဆက်လိုက်ပြီးတော့အသစ်ထပ်မံတီထွင်ခြင်းဖြစ်တယ်ပေါ့အဲ့တော့ပစ္စည်းတွေကိုချိတ်ဆက်တယ်လို့ပြောတော့အဲ့ဒီပစ္စည်းတွေကျွန်တော်တို့မှမရှိဘဲနဲ့ကျွန်တော်တို့ဘယ်လိုလုပ်ချိတ်ဆက်နိုင်မှာမလဲဒီတော့ကျောင်းမှာသင်တဲ့ပညာတွေဆိုတာတကယ်တော့ကျွန်တော်တို့ခုနပြော critical thinking ကိုခဏမေ့ထားရင်တော့အဲ့ဒီ critical thinking ရဖို့အတွက် problem solving တွေလုပ်ဖို့အတွက်အခြေခံကြတဲ့ဟာတွေအကုန်လုံးပဲပေါ့နော်ခမရကြပြားစရာဖြစ်နေခမရဒရာစီးမြင့်တော့လည်းနည်းနည်းသိမှရမယ်လေကာကြီးခဝေတော့ကောင်းကောင်းရေးတယ်မှရမယ်လေကာကြီးခဝေလည်းမရေးတဲ့ဘူးဒရာစီးမြင့်လည်းမသိမှနဲ့ဘလုံလုံးဂန်ငင်မြောက်တဲ့ကြပြားကိုရေးနိုင်ကြတော့ခမရဂီတပညာရှင်ဖြစ်နေတယ်နော်ဒိုရီမီဖာဆီလာဆိုလာတီလူတော့သိမှရမယ်လေပကြီးပညာရှင်ဖြစ်နေတယ်ဆိုတော့အယောင်လေးရဲ့သဘောတရားအယောင်ဆက်တဲ့သဘောတရားစုပ်တိုင်နိုင်တဲ့သဘောတရားတော့သိမှရမယ်လေအဲ့လားမသိဘဲနဲ့မွေးတွေကဘုံဆိုပါရမီပါလာပြီးတော့အကုန်လုံးတော့တက်လာမှာမဟုတ်ဘူးဒါကြောင့်မလို့ပါရမီရှင်တွေဖြစ်နေဆိုရင်တောင်မှကျောင်းပညာရေးကိုကျွန်တော်လက်လွတ်လို့တော့မရဘူးဗျအဲ့တော့ကျောင်းပညာရေးကကျွန်တော်တို့ကို critical thinking တွေတက်ပြစ်နေရတာမှန်တယ်ဒါပေမဲ့ကျောင်းပညာရေးမပါဘဲနဲ့လေ critical thinking လုံးဝမဖြစ်နိုင်ပါဘူးကဘာကျော်ပကြီးစရာပီကာဆိုတော့တော်တော်များကြားဖို့ကြမယ်ဖြစ်ပါတယ်သူ့ရဲ့လက်ရာတွေကမျက်လုံးကမျက်လုံးနေရာမှာမရှိဘူးနှာခေါင်းကနှာခေါင်းနေရာမှာမရှိဘူးအဲ့တော့နေရာပုံစံတွေကအကုန်လုံးကွဲလွဲနေပြီးတော့ပုံစံမကျတဲ့ပကြီးကားတွေနဲ့လုံးဝနာမည်ကျော်တဲ့ပကြီးဆရာကြီးတယောက်ပေါ့ဗျာဒါပေမဲ့သူ့ရဲ့အသက်15နှစ်လောက်မှာသူဆွဲထားတဲ့ပကြီးကားတွေကိုတေချာလိုက်ကြည့်မယ်ဆိုလို့ရှိရင်လုံးဝသူ့နေရာနဲ့သူခေါင်းကခေါင်းနှာခေါင်းကနှာခေါင်းမျက်လုံးကမျက်လုံးတေချာနဲ့အစီအစဉ်ကျဆွဲထားတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့ဒီမှာသူပီကာဆိုပြောခဲ့တဲ့စကားလေးတော်တော်သဘောကျလေးရှိတယ်အဲ့ဒါပါလဲဆိုလို့ရှိရင် learn the rules like a pro so you can break them like an artist ပြောချင်တာတော့ဗျာအနုပညာရှင်တယောက်လိုတဲ့စီးမြင်းတွေကိုဖောက်ထွက်ချင်တယ်ဆိုလို့ရှိရင်အရင်ဆုံးပညာရှင်တယောက်လိုစီးမြင်းတွေကိုသင်ယူရမယ်ပေါ့အဲ့ဒါဒီကျွန်တော်တို့ကကျောင်းပညာရေးကလိုအပ်နေသေးတယ်ဆိုတာကိုပြနေတဲ့စိုးရိုးတစ်ခုပဲပေါ့နော်အဲ့တော့ပြောရရင်ရှင်းရှင်းလေးဗျာတကယ်ကျွန်တော်တို့စီးမြင်းစည်းကမ်းတွေဖောက်ထွက်ပြီးတော့ critical thinking နဲ့နောက်ထပ်အသစ်တွေကိုဆက်လုပ်မယ်ဆိုရင်အဲ့ဒီအသစ်တွေသိဖို့အတွက်အရင်ဆုံးစီးမြင်းတွေသိဖို့တော့လိုတာပေါ့အဲ့တော့ချို့တွေကြတော့ပြောတယ်ပေါ့ဟာဒီကြပြစရာတရားစီးမြင့်တွေချိုးပေါက်ပြီးရေးထားတာပဲဘာညာဟာဒီဟာတွေလှလိုက်တာသူတရားစီးမြင့်ချိုးပေါက်နိုင်တယ်ဆိုတာတရားစီးမြင့်ကိုသိထားလို့လေတရားစီးမြင့်ကိုသိကြမသိတဲ့ပဲနဲ့ပောက်ကရရှောက်ရေးပြီးချိုးပေါက်ထားတာမဟုတ် तू ကသိရက်နဲ့ကိုလှအောင်လို့စကလုံးအစ်စ်တွေရှောက်ထွင်ပြီးတော့ချိုးပေါက်လိုက်တာအဲ့တော့ကျွန်တော်တို့တွေကရှင်းပြောလို့ရှိရင် critical thinking ရဖို့အတွက်ကျောင်းမှာ memorization တော့လိုတယ်ဗျာ root learning တော့ကျွန်တော်တို့လိုသေးတာပဲအဲ့ဒါတွေကျွန်တော်တို့ခေါင်းထဲမှာအသိမှတ်ထားတဲ့ဟာတွေအကုန်လုံးက Lego ရုပ်သေးလို့ပဲဒီကိုရုပ်တွေဆက်ဖို့အတွက်ကိုအတုံးလေးတွေကျွန်တော်တို့စုနေသလိုပဲအတုံးလေးတွေများလာလေကျွန်တော်တို့တွေဒီအရုပ်တွေအများကြီးဖန်တီးနေတယ်ပဲအဲ့တော့ကျောင်းတွေကကျွန်တော်တို့အဓိကကျွန်တော်ဘာပေးနေတာလဲဆိုတော့အိမ်ဆောက်နေကိုပေးနေရတယ်ဆိုလို့ရှိရင်အိမ်ဆောက်ဖို့အတွက်လိုအပ်တဲ့ကိရိယာကစားပလာတွေပေးနေရတယ်တူတယ်ပေါ့ဗျာအုတ်ခဲတွေပေးတယ်ဘီလက်မြေတွေပေးတယ်သဲတွေပေးတယ်တရွင်းတွေပေးတယ်ဂေါ်တွေပေးတယ်အဲ့ဒါတွေပေးတယ်ဒါပေမဲ့ကျောင်းကအဓိကပြဿနာအဲ့ဒါတွေအကုန်လုံးဒီတိုင်းပြုတ်တိတ်ထည့်ပေးလိုက်တာပဲပြီးတော့အော်တိုဆောက်ပြီးသားအိမ်တွေကိုပြပြီးအဲ့ဒီအိမ်တိုင်းလိုက်ဆောက်ပါလို့ပြောနေတာအဲ့တော့ထွက်လာတဲ့ကောင်တွေမှများအားလုံးကပုံစံနဲ့တူတွေအကုန်ဆောက်တတ်တယ်ဒါပေမဲ့ပို့ပြီးတော့စမ်းတက်လောက်ပါတဲ့အိမ်ကိုတော့မဆောက်တတ်ကြတော့အဲ့ဒါအဓိကပြဿနာအဲ့တော့ကျွန်တော်တို့ကအဓိကပြဿနာဖြစ်တဲ့ critical thinking လို့ခေါ်တဲ့ creativity ကိုမကြရှုံးရင်အိမ်ဆောက်တာတင်တဲ့အဆင့်မှာသူပြောတဲ့အတိုင်းမှတ်ထားရုံနဲ့မှတ်ထားပြီးတော့ကိုယ့်အောက်ကိုဒီကရတဲ့ဟာတွေ material တွေသုံးပြီးတော့အသစ်ဆောက်တဲ့ပုံကျွန်တော်တို့စူးစမ်းရမှာတကယ်လို့ကျွန်တော်တို့ကကျောင်းမှာသာသေးချာမတင်ခဲ့ဘူး root learning မလုပ်ထားဘူးဆိုကျွန်တော်တို့လက်ထဲမှာဘာမှကိရိယာလည်းရှိမှာပေါ့အဲ့တော့ခမရရှင်လေးပဲအိမ်နာစောက်တဲ့ခမရမှာပညာသိအောင်ကျွမ်းနေပြီကိရိယာမရှိရင်ဘာမှလုပ်လို့မရအောင်ကျွန်တော်ဆရာဝန်ဘယ်လောက်ထိသိအောင်တော်နေပြီကျွန်တော်တို့လက်ထဲမှာစေးတဝက်မရှိဘူးစေးမရှိဘူးဆိုဘာစေးမှကုလို့မရသလိုပဲအဲ့တော့ကျောင်းမှာရှိတဲ့ learning process တွေကလည်းလိုအပ်နေသေးတယ်တကယ်လို့အဲ့ဒီ learning process တွေကို critical thinking နဲ့ကိုယ့်ဘောက်ကိုပုံမှန်ပြောင်းဖို့ရပဲအဓိကလိုရင်းလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ငငယ်တုန်းကဆိုလို့ရှိရင်မနက်6နာရီနှိုးဆက်မိတာနဲ့အိယာကနေကုံယုံထားရတယ်ပြီးလို့ရှိရင်ကျောင်းပြေးလွှားသွားရတယ်ကျောင်းမှာစာသင်ခြင်းမသင်ခြင်းညနေက3နာရီခွဲ4နာရီပြီးထိုင်ရတယ်ခါကျအချိန်ပိုဆိုစက်တက်ရတယ်သင်ခြင်းမသင်ခြင်းဆီယမစာသင်တဲ့ခါမျိုးလုံးယူပြူးနေရတယ်အိတ်ငိုက်ပြီဆိုတာနဲ့ဆီယမကနောက်ကနေရင်လာအုပ်တယ်အဲ့ဒါကျွန်တော်တောက်လျှောက်လုံးချင်ခြင်းမလုံးချင်ခြင်းခံနေရတယ်အဲ့ဒီကမှတချို့ကပြောကြတယ်ငါကြီးလာလို့ရှိရင်အစိုးလုံးချင်တယ်ကွာဘာလို့ဒီ chemistry ကြက်နေရမှမသိဘူးဘာလို့ငါဒီ
ဘိုင်ဝေကြက်နေရမှာငါတော်တော်စိတ်ကြည်တာဆရာဝန်လုံးမှလည်းမဟုတ်ဘူးငါဘိုင်ဝေကြက်နေရငါစိတ်ကြည်လိုက်တာကွာပေါ့နော်အဲ့လိုတွေပြောကြတယ်တော့ဒါတွေအကုန်လုံးကကျွန်တော်တို့အတွက်တကယ်ရောလိုအပ်ရတာတော့တွေးတဲ့အခါမှာကျောင်းကသင်ကြားပေးတဲ့ဟာဒီတကယ် formal curriculum ရှိတယ်ပေါ့နော်ပုံမှန်သင်ကြားတဲ့ curriculum ကတော့မြန်မာသားအင်္ဂလိပ်စာသင်ကြားပထဝီသမိုင်းသိပ္ပံဘာညာတာလက physics chemistry bio eco ဒါညာရှိတယ်ပေါ့နော်ဒါကတော့ formal သင်နေရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က informal သင်နေတဲ့ curriculum တွေလည်းရှိတယ်ဗျအဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကျောင်းကကျွန်တော်တို့ဘာတွေသင်ပေးလိုက်တယ် discipline တွေသင်ပေးလိုက်တယ်နောက်ပြီးတော့ resilience တွေသင်ပေးလိုက်တယ်ကျွန်တော်တို့စီးမြင်စည်းကမ်းတွေကျွန်တော်လိုက်နာတဲ့အောင်သင်ပေးလိုက်တယ်တခုခုဆိုကျွန်တော်တို့ကခံနိုင်ရှိအောင် resilience တွေလည်းကျွန်တော်တို့သင်ပေးလိုက်တယ်အဲ့တော့ကျွန်တော်တို့တကယ်လက်တွေ့ဘဝမှာကျွန်တော်တို့တကယ်လုပ်ကြတဲ့အခါမှာကျွန်တော်တို့လုပ်ချင်တဲ့အရာတွေကွက်တိလုပ်လို့ရတာမဟုတ်ဘူးကဲခမရ YouTuber ဖြစ်နေဆိုပါတော့ဗျာခမရဗီဒီယိုပဲရိုက်ချင်လို့သူများကိုပဲပြောချင်တယ်လို့မရဘူးခမရအရင်ဆုံးစရမယ်ဆိုတော့အရင်ဆုံးခမရ editing skill ကျွမ်းမှုလို့တယ်ပြီးတော့ခမရ script ကောင်းကောင်းရေးတတ်ဖို့လို့တယ်အဲ့တော့အဲ့ဒါတွေကိုလုံးလုပ်ချင်ရင်မလုပ်ချင်ရင်ခမရစလုပ်ရမှာပဲခမရအရင်ပတ်စံရှိနေပြီးတော့အဲ့ဒါကိုအရင်ကြီးထုံနိုင်တော့တမျိုးပေါ့ဘဟုတ်ပဲနဲ့ကိုယ့်ဘောက်ကိုစလုပ်ချင်တယ်ဆိုရင်အဲ့ဒါတွေကိုလုံးခမရတက်ဖို့လို့တယ်အဲ့လိုပဲခမရစီးပွားရေးပညာရှင်ဖြစ်ချင်တယ်ငါဈေးပဲရောက်နေတာပေါင်းစပ်တိုင်းပဲလုပ်ချင်တာဆိုပေမဲ့စီးပွားရေးလုပ်ပြီဆိုတာနဲ့ခမရအခွန်အကြောင်းတွေနားလည်အောင်လုပ်ရမယ်ဝန်ထမ်းတွေပတ်သက်တဲ့ထိန်းချုပ်မှုပိုင်းတွေကိုခမရလုပ်ရမယ် management တင်တဲ့နေခမရတက်ရမယ်တက်ချင်ရင်မတက်ချင်ခမရတက်ဖို့လိုတယ်အဲ့တော့ရှင်းရှင်းလေးပဲဗျာကိုတို့ကျွန်တော်တို့မလုပ်ချင်တဲ့အရာတွေကိုကျွန်တော်တို့လုပ်ဖို့အတွက်ခံနိုင်ရှိအောင်လို့ကျောင်းအောင်သင်ပေးလိုက်သလိုပဲပြီးတော့တကယ် deadline မီအောင်လုပ်တတ်ဖို့ဆိုလို့ရှိရင်လည်းကျောင်းအောင်နေပြီးတော့လုံးဝစောင့်ဝဲဖြစ်လို့ရှိရင်2 နာရီနဲ့ပြီးအောင်ဖြည့်နော်ပြီးအောင်ကျက်ရမယ်အဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ deadline မီအောင်လေ့ကျင့်ပေးလိုက်သလိုပဲအဲ့တော့ကျောင်းဘဝမှာကျွန်တော်တို့လုပ်ခဲ့တဲ့လေ့ကျင့်ခန်းတွေအကုန်လုံးခံနိုင်ရှိအောင်လုပ်ခဲ့တာတွေအကုန်လုံးဟာလက်တွေ့ဘဝမှာလုံးဝသင်ကြားပေးလိုက်တဲ့ skill တွေပဲဆိုတော့ကျောင်းကပေးလိုက်တဲ့ curriculum တွေပဲမမြင်စေချင်မဲနဲ့လက်တွေ့ဘဝမှာပြန်သုံးလို့ရတဲ့ curriculum တွေအကုန်လုံးဟာအဲ့ဒါတွေအကုန်လုံး skill တွေအကုန်လုံးဒီကျောင်းတက်ခဲ့တဲ့သူတွေမှာပို့ပြီးတော့ရနိုင်တယ်ဆိုတာတော့သိသိချင်ပါတယ်နောက်တစ်ခုကတော့ motivation ရဲ့ discipline ရဲ့ကွာခြားချက်ပါနော် motivation ဆိုတာတော့စိတ်ကထပ်တန်မှုပေါ့ဗျာ discipline ဆိုတာစီကံပေါ့အဲ့တော့လူငယ်တော်တော်များများက motivation ရမှလုပ်ချင်တယ်ဆိုပြီးဖြစ်ကြတယ်ငါလုပ်ချင်ရင်လုပ်မယ်မလုပ်ချင်ရင်မလုပ်ဘူးအဲ့လိုဖြစ်သွားတဲ့အခါမျိုးကတကယ်ကျောင်းပညာရေးငယ်ရွယ်နှုတ်နေတဲ့အချိန်မှာလူတစ်ယောက်က motivation ဖြစ်ဖို့တဲ့ဆိုလို့ရှိရင်စိတ်လွင့်ဖို့ကပိုပြီးကြာနေတော့များတယ်အဲ့လိုအချိန်မျိုးတွေမှာကျောင်းကစီကံနဲ့ discipline ချလာတာတွေကလုပ်ချင်ရင်မလုပ်ချင်ရင်မလက်ကင်းထားရတယ်ကျောင်းတက်ရတယ်ကျောင်းစာတွေပုံမှန်နားထောင်ရတယ်စာပုံမှန်ချက်ကလည်းအစမ်းစာငွေတွေပုံမှန်ဖြေရတယ်အဲ့လိုစနစ်နဲ့ပုံမှန်စီကံနဲ့ရိုက်သွင်းထားတဲ့အရာတွေအကုန်လုံးပါကျွန်တော်တို့လုပ်ချင်ရင်မလုပ်ချင်ရင်လုပ်ခဲ့ပေမဲ့အဲ့လိုမျိုးလုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အကုန်လုံးချိုးရီတက်မြောက်ခဲ့တယ်ခုနကကျွန်တော်ပြောခဲ့တဲ့ materialist တွေကအဲ့ဒါတွေနဲ့ကျွန်တော်စုဆောင်းခဲ့ရတယ်ပေါ့နော်တကယ်လို့ motivation မှထိုင်ဆောင်နေမယ်ဆိုရင်လုံးဝတက်လာမှာမဟုတ်တက်လာမှာပေါ့နောက်တစ်ဆင့်အနေနဲ့ creativity ဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါတွေကျွန်တော်တို့သိထားဖို့လိုတယ်တကယ်ပေါ့နော်ကျွန်တော်တို့ဒီစစ်တပ်မှာဆိုလို့ရှိရင်စစ်စည်းကမ်းတွေကျင့်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်တကယ်ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေပေါ့နော်ရှုံနေတလူလူနဲ့လေ့ကျင့်ခန်းတွေလောက်ခိုင်းတာပါညာအဲ့ဒါအဓိကဘာလဲဆိုလို့ရှိရင်တို့တွေဒုက္ခပေးနေတာမဟုတ်တကယ်စစ်ပွဲတွေမှာခံနိုင်ရှိအောင်လို့လေ့ကျင့်ပေးနေတာဖြစ်တယ်ပေါ့အဲ့တော့ကျောင်းဆိုတာလည်းကျွန်တော်တို့အတွက်ဆိုလို့ရှိရင်တော့တကယ်လောကဒဏ်ဆိုတဲ့စစ်ပွဲကြီးပါရင်ဆိုင်ဖို့အတွက်ကိုတကယ်ခံနိုင်ရည်လေ့ကျင့်ပေးနေတဲ့ကျောင်းကြီးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ချက်ကကျောင်းကဘာထပ်တင်ပေးလဲဆိုတော့ delay gratification ဆိုတယ်ပေါ့နော်နောက်ကြမှာပေါ့နော်အချိန်စောင့်စားမှရတဲ့အကျိုးကျေးဇူးကိုကျွန်တော်တို့ကမျှော်ကိုးတဲ့အဲ့စိတ်ကိုပါကျွန်တော်တို့သင်ပေးတယ်ပေါ့စဉ်းစားကြည့်ဗျာကျွန်တော်တို့အခုဆိုလို့ရှိရင်ဒီတစ်ခုခုဆိုလို့ရှိရင်လုံးလိုက်မယ်လောင်းကစားလိုက်မယ်ပေါ့နော်အခုလုံးမယ်နောက်တော့လောက်ဆိုရင်အဖြေထွက်ပြီတခုခုဆိုလို့ရှိရင်ကျွန်တော်ချက်ချင်းလုပ်ချက်ချင်းရတဲ့ဟာမျိုးတွေပေါ့ဒါမျိုးကျတော့ instant gratification လို့ခေါ်တယ်။ coffee တောက်လိုက်တယ်ချက်ချင်းတောက်လိုက်တယ်ချက်ချင်းကျေနပ်မှုရတယ်။မုတ်စားလိုက်တယ်ချက်ချင်းတောက်တယ်ချက်ချင်းစားတယ်ချက်ချင်းပျော်သွားတယ်။ဒါပေမဲ့စောင့်မွေးကြလို့မဟုတ်ဘူး။လုံးဝတစ်နေ့လုံးစာရီကြက်လာပြီးတော့ result ထွက်လာတဲ့အခါကျတော့မှအောင်ရင်အောင်နေနောက်လို့ရှိရင်ဂုံထွက်ရင်ထွက်တယ်ဆိုတော့အရန်ကြာတော့မှအဲ့ဒီရလက်ကိုကျွန်တော်ခံစားရတယ်။အဲ့တော့ရှင်းရှင်းလေးပြောလို့ရှိရင်များကိုတစ်နေ့လုံးရုန်းကန်ခဲ့တဲ့အရာတစ်ခုရဲ့ပျော်ရွှင်မှုကိုနောက်တော်ကြာမှရတယ်။အဲ့ဒီလိုမျိုးလေ့ကျင့်မှုကိုနှစ်တိုင်းလေ့ကျင့်ခဲ့တာတွေကဘဝမှာဆိုလို့ရှိရင် project လုပ်တာဖြစ်ဖြစ်လုပ်ငန်းလုပ်တာဖြစ်ဖြစ်တခုခုဆိုလို့ရှိရင်ရေရှည်ကိုဆွဲပြီးတော့လုပ်နိုင်ရရှိတဲ့ resilient လို့ခေါ်တဲ့ခံနိုင်တတ်တည်ကိုကျောင်းကမွေးပေးလိုက်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကျောင်းနေရပါတော့တီထွင်ဖန်ဆင်းမှုတွေတီထွင်ဖန်တီးမှုတွေ creativity တွေကိုတပ်ပစ်တဲ့နေရာလိုပဲတွေးနေမယ်စားကျွန်တော်တို့ရဲ့လောကဓာတ်ကိုခံနိုင်ရှိဖို့အတွက် resilient တွေကျင့်ပေးတဲ့နေရာတစ်ခုလို့ကျွန်တော်ပြောင်းလဲတွေးမယ်ဆိုရင်ရောကျောင်းကလက်ခံနိုင်ပွဲမရှိဘူးလားပညာရေးစနစ်ကြီးကရန်ဆိုးဝါးနေတာပဲပညာရေးစနစ်ကြီးကသုံးစားလို့မရအောင်ငါတင်ဖန်စည်းနိုင်စွမ်းမရှိတာငါမအောင်မြင်တာဒီပညာရေးစနစ်ဆိုးဝါးလို့ဆိုပြီးတော့လက်ညှိုးထိုးရတော့အရန်လွယ်တာပေါ့ဗျာဟုတ်တယ်မလားအဲ့တော့ကိုတောင်းမယူတဲ့အနေထားလည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့စဉ်းစားသင့်တယ်ပေါ့တကယ်ကျတော့ပညာရေးဆိုးဝါးတာကြောင့်ကျွန်တော်တို့မအောင်မြင်တာဆိုလို့ရှိရင်အဲ့လိုမျိုးဆိုးဝါးရလို့ကျွန်တော်တို့ထင်ထားတဲ့ပညာရေးအောက်မှာထူးချွန်ခဲ့တဲ့သူတွေခုချိန်ဒီ critical thinking ကောင်းနေစေလို့အများကြီးရှိနေသေးတယ်ဆိုတာလေကျွန်တော်မေ့ထားလို့မရဘူး
ကျွန်တော်မြန်မာနိုင်ငံမှာတော့အခုချိန်ဒီ critical thinking ကောင်းတဲ့လူတွေ skill ကောင်းတဲ့လူတွေကဘာကိုရင်မောင်းတန်းနိုင်တဲ့လူတွေအများကြီးထွက်နေတုံးပဲအဲ့ဒါတွေအကုန်လုံးကအပြင်ကျောင်းတွေကပဲတက်သွားတာမဟုတ်ဘူးเนาะဒီအစိုးရကျောင်းတွေကပဲဖြတ်တန်းသွားတဲ့သူတွေမြောက်များစွာရှိတယ်ဗျဒါဆိုရင်ကျွန်တော်တို့ဘာကိုကျွန်တော်ပြန်သုံးသပ်ကြည့်နေတယ်ပေါ့နော်ဘာကြောင့်ကျွန်တော်တို့တွေအဲ့လိုမျိုး critical thinking တွေပျောက်သွားတာလဲအဓိကကတော့ကျွန်တော်တို့မိဘကိုလည်းစဉ်းစားသင့်တယ်ကျွန်တော်တို့ခုခေတ်မှာသုံးနေတဲ့ social media တွေရဲ့ influence ကိုလည်းကျွန်တော်တို့စဉ်းစားသင့်တယ်ပေါ့နော်အဲ့တော့မိဘတွေကျွန်တော်တို့ critical thinking တွေဘယ်လိုတက်ပြတယ်ဆိုတော့ကျွန်တော်တို့စပြီးတော့ကြီးပြင်းလာတဲ့တက်ပြတယ်ပေါ့ကျွန်တော်တို့က3နှစ်သား4နှစ်သားအရွယ်မှာလည်းကျွန်တော်တို့ရဲ့စူးစမ်းတီထွင်နိုင်စွမ်းတွေစင်ကြင်နိုင်စွမ်းတွေကျွန်တော်စတယ်တခုဆိုကျွန်တော်တို့ကလိုက်ပြီးတော့ကျွန်တော်တို့ရဲ့အတွေးတွေမှာပုံနေလိုက်ဆွဲခြင်းပြီးတခုဆိုလိုက်ပြီးတော့ချိတ်ဆက်ခြင်းပြီးအဲ့ဒီခါကျတော့ကျွန်တော်နန်ရန်တွေမှာ like ဆွဲတယ်ကလေးဘွားတွေမှာတောက်လိုက်ဆွဲတယ်ဟာ like ဆွဲတဲ့ခါကျတော့ hey နန်ရန်တွေပြတ်မယ်တော့အဲ့တော့တိန်းအောင်လဲမင်းဘာရှော့လို့လည်းမသိဘူးဟာအဲ့မှာကလေးလေးကြောက်သွားရော့အမစောက်ထဲမှာဆွဲတယ်စောက်ထဲမှာဆွဲခိုင်းပြီးကျွန်တော်တို့ဘောင်ကပ်လိုက်ကျွန်တော်တို့ရဲ့တွေးခေါ်စင်ကြင်နိုင်တဲ့ critical thinking တွေကအမှန်နဲ့ပဲအသက်ခံလိုက်ရတာမဟုတ်ဘူးကျောင်းဆက်သွားတဲ့ခါကျတော့လေကျောင်းမှာကျွန်တော်တို့ကကျောင်းစာမှာတိတ်ပြီးတော့မလုံနိုင်ကိုအရန်မှာအာမတန်တာဂီတာလေးပဲထိုင်နေတယ်ဟမ်ကျောင်းစာကြတော့မလုပ်ဂီတာကြတော့တောင်ထောက်တတ်တယ်ဟုတ်လားကျောင်းစာကြတော့မလုပ်ဘူးဘောလုံးကြတော့ကန်တတ်တယ်ဟုတ်လားဂီတာမှာထူးချွန်လို့ရှိရင်လေတကယ်နာမည်ကျော်အဆူတော်ဖြစ်လာနိုင်တယ်ဆိုတာကိုမိဘတွေလက်မခံပေးဘူးဘောလုံးမှာထူးချွန်တဲ့ခါကျရင်လည်းနာမည်ကျော်ဘောလုံးသမားဖြစ်နိုင်တယ်ဆိုတာမိဘတွေလက်မခံပေးဘူးကျွန်တော်မြန်မာလူမျိုးမိဘတွေအရှိတိုင်းမိဘတွေအကုန်ပါပါတယ်အကုန်လုံးက safe ဖြစ်မဲ့လမ်းကိုပဲအကုန်လုံးရွေးနိုင်ကြတယ်ကြီးလာရင်ဆရာအောင်ဖြစ်ရင် safe ဖြစ်မဲ့မိသားစုအတွက်အဆင်ပြေမယ်အင်ဂျင်နီယာဖြစ်ရင် safe ဖြစ်မယ်အစိုးရဝန်ထမ်းယာတုတနေရာရရင် safe ဖြစ်မယ်အဲ့ဒီအတွက်ကျောင်းစာတွေပုံမှန်လုပ်ဖို့လိုတယ်ကျောင်းမှာအမှတ်ကောင်းဖို့လိုတယ်ကျန်တဲ့အရာတွေအကုန်လုံးကလုံးဝအရေးမကြီးဘူးကျန်တဲ့ဝါသနာတွေထားတာညနေ6နာရီဟွာအခုချက်ချင်းစာကြီးတစ်ပွဲမှာထိုင်မကြခင်ခိုင်းလာမယ်ည12နာရီတန်းအိတ်တော့ရုပ်ရှင်နဲ့ကြည့်ခွင့်မရဘူးဝါသနာပါလည်းဘာမှလုပ်ခွင့်မရဘူးအဲ့တော့ကျွန်တော်တို့မိဘတွေကိုယ်တိုင်ကကျွန်တော်တို့ရဲ့ creativity တွေကိုတက်ပစ်နေတာအောင်မဖြစ်နိုင်ဘူးလားကျွန်တော်တို့ကကျောင်းစနစ်ကိုပဲသွားပြီးတော့အပြစ်တင်နေတယ်နောက်တစ်ခုကကိုပြစ်တင်ရကျွန်တော်တို့ခေတ်တုန်းကတော့အဲ့ဒါတွေကသိပြီးတော့မပေါ်သေးဘူးဒီခေတ်မှာပေါ်လာတယ် social media ကျွန်တော်တို့ခေတ်ကတော့အဲ့ social media ရဲ့ influence သိပြီးတော့အရင်မရှိခဲ့ဘူးရှိလည်းမရှိဘူးလေဖုန်းတော်မှကျိုးဖုန်းတော်မှအိမ်ထဲမှာရှိရမှာမဟုတ်လားအခုခေတ်ကတော့ social media ခေတ်ဆိုတော့ကြည့်လိုက်လို့ရှိရင် TikTok တွေ Facebook တွေနောက်ပိုင်းဆိုလို့ရှိရင်ပုံအောင်ဆိုလာ reel တွေစက္ကန့်ပိုင်း video တွေနေပေါ့နော်အဲ့ဒီမှာကျွန်တော်ဗာရတယ်ဆို instant gratification လို့ခေါ်တယ်ကြည့်လိုက်တဲ့ dopamine တွေအများကြီးထွက်တယ်ပျော်ရွှင်မှုတွေထွက်တယ်ဟာအဲ့ social media မှာတွေမဲ့ကျွန်တော်တို့ကလုံးဝအချိန်တွေကုန်နေပြီးတော့တကူဆိုရင် AI မေးလိုက်ရင်သိတာပဲအပြင်းရတဲ့ထူတယ်ကိုယ့်ဘောက်ကိုစဉ်းစားကြည့်စိမရှိဘူးဘာမှမတွေးတော့ဘူးကိုယ့်ရဲ့ critical thinking ကိုဘာမှမတွေးတော့တကူဆို AI မေးလိုက်မယ်ကွာပြီးပြီဒါပဲပြီးလို့ရှိရင် social media မှာအချိန်ပေါင်းများစွာအချိန်သုံးတယ်အဲ့ဒီခါမှာကျွန်တော်တို့မအားဘူးတာပြောတယ်ကျွန်တော်တို့ရဲ့မအားလက်တဲ့အချိန်တွေကဘာတွေကုန်လဲဆိုတော့အဲ့ social media မှာအချိန်ကုန်နေမိဘတွေကတော့ social media သုံးပြီးတော့စာပြချက်ခိုင်းမှာပဲလေအဲ့တော့ကိုယ့်ရဲ့ social media သုံးတဲ့အချိန်ကိုနည်းနည်း short ပြီးတော့ကိုယ်ဝါသနာပါလာလုပ်လို့မရဘူးလား critical thinking မှနေသွားလုပ်လို့မရဘူးလားရတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကမလုပ်ဘူးဒူရန်စနစ်ကိုအပြစ်တင်နေတဲ့အတိုင်းပဲကျွန်တော်တို့ကလည်းစနစ်ကြီးမကောင်းလို့ငါတို့လည်းမကောင်းတာပြီးတော့လွယ်ကူနဲ့ကောက်ချက်ဆိုင်တယ်အဲ့ဒါမှန်ရလားကိုယ့်ကိုစဉ်းစားစေချင်တယ်ပေါ့နော်နောက်တစ်ချက်က social media ရဲ့ PR တွေပေါ့ social media တွေမှာဆိုလို့ရှိရင်တကယ်ကြတော့လူတွေကကိုတော်တာတက်တာတွေအောင်မြင်တာတွေပဲမြင်နေတင်နေတဲ့ခါကျတော့တခုဆိုကျွန်တော်တို့က risk ယူပြီးတော့ကျွန်တော်တို့ creativity တွေကျွန်တော်တို့ရဲ့အသစ်တည်ထွင်ဖန်တီးနိုင်တဲ့တွေကိုလုံးဝမလုပ်ရတော့အဲ့ဒါတွေအကုန်လုံးကလည်းကျွန်တော်တို့အတွက်အဓိကပြဿနာပဲဒါကြောင့်မို့ကျွန်တော်တို့တွေကစနစ်ကိုအပြစ်တင်မဲ့အစားပေါ့နော်ကျွန်တော်တို့ရဲ့အားလက်အချိန်လေးတွေမှာကျွန်တော်တို့ဝါသနာပါတဲ့ဟာလေးကိုတွဲလုပ်မယ်ဆိုရင်ရောကျွန်တော်တို့ရဲ့ creativity တက်မလာနိုင်တာစဉ်းစားတဲ့လို့ဒီဗီဒီယိုကြည့်တဲ့မိဘတွေအနေနဲ့လည်းပေါ့နော်သားသမီးတွေကိုအမှတ်တွေယာပြစ်ဖြစ်အောင်ပဲအမြဲတမ်းကြိုးစားမဲ့အစားအားလက်အချိန်လေးတွေမှာအချိန်လေးတစ်ခုပေးပြီးတော့သူတို့ဝါသနာပါတဲ့သူတို့ရဲ့စကားလေးတွေသူတို့ဝါသနာပါတဲ့အရာလေးတွေကိုနည်းနည်းပါးလေးစဉ်းစားပေးဖို့မလိုဘူးလားလို့ကျွန်တော်မေးခွန်းလေးထုတ်ချင်တယ်ပေါ့နော်ကဲအခု AI ခေတ်ကိုရောက်လာပြီဆိုတော့ဒီ AI ခေတ်မှာចောင်းစာတွေကအသုံးဝင်သေးလားဆိုတဲ့မေးခွန်းလေးရတယ်ကျွန်တော်စဉ်းစားစရာဖြစ်လာတယ်ပေါ့နော်တကယ်ကြတော့ကျွန်တော်တို့ AI မှာအချက်လက်တွေအကုန်လုံးရှိတယ်အရင်တော့ကတော့ကျွန်တော်တို့ကဒီဒုတိယကမ္ဘာစစ်ကြီးဘယ်လိုဖြစ်ခဲ့တဲ့ဘာညာမျိုးတွေပါကျွန်တော်တို့ကစဉ်းစားကြမလို့တော့ဘာမေးလိုက်တယ်ဆိုတော့တန်းစီထွက်လာတယ်ဘာကြောင့်ဖြစ်ခဲ့တာလဲဘယ်နှစ်ခုနှစ်မှလဲဘာညာခုနှစ်တက်ကတည်းကရစားကျွန်တော်တို့ကြက်နေကြနေဦးမယ်သူတို့ချီရလိုက်ခဏလေးအဖြေထွက်လာမှာအဲ့ဒီခါကျတော့ကျွန်တော်တို့တွေအမြဲတမ်း memorization လုပ်နေတဲ့ root learning တွေပေါ့နော်ကျွန်တော် down shot ဓာတ်ကြီးပဲအသေးမှတ်တဲ့ကိစ္စတွေအကုန်လုံးက AI ခေတ်မှာအတိုင်းပဲဆက်လုပ်နေမယ်ဆိုရင်တော့ကျွန်တော်တစ်ချိန်ကြာလို့ရှိရင်လုံးဝအလုပ်လက်မဲ့ဖြစ်သွားမှာကျွန်တော်တို့ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ AI ခေတ်မှာဆိုရင်တခုဆိုရင် Chat GPT တွေပါလေ Gemini တွေပါအကုန်လုံးမေးလို့ရပြီဆိုတော့တကယ် AI ခေတ်မှာအရေးကြီးဆုံးကကျွန်တော်တို့စာရီအာကုံဆောင်တာမဟုတ်တော့ဘူး answer မဟုတ်တော့ကျွန်တော်တို့အရင်တော့ကျတော့ answer တွေကျွန်တော်တို့ကြက်ခဲ့ရတာအခုကျတော့ AI ခေတ်မှာမေးခွန်းမေးတတ်ဖို့လိုလာပြီမေးခွန်းတွေကောင်းကောင်းနဲ့ prompt ကောင်းကောင်းနဲ့မေးတတ်ဖို့လိုလာပြီအဲ့ဒါတွေအကုန်လုံးကိုပါကျောင်းနေမှာတေချာပေါက်ချိတ်ဆက်ပြီးတင်ကြားနိုင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်
တရုတ်နိုင်ငံတို့ဘာလို့ဆို AI နဲ့ပတ်သက်ပြီးတေချာနဲ့လုပ်နေတယ် AI နဲ့ပတ်သက်ပြီးတော့သင်တန်းတွေ AI နဲ့ပတ်သက်ပြီးကျောင်းတွေမှာတေချာပြထန်းနေရပေါ့နော်အဲ့တော့တခြားဟာတွေဆိုတော်တော်များကိုဖြုတ်ပလိုက်တာတော့ရှိရပေါ့နော်ဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာလည်းအဲ့လိုမျိုးပညာရေးစနစ်ကိုထပ်ပြီးတော့မြင့်တင်ကောင်းနိုင်တယ်ပေါ့နော်တခြားနိုင်ငံတွေမှာလည်းလုပ်နေရတယ်အများကြီးရှိပေါ့ဒါပေမဲ့တခုတော့ရှိတယ် AI นี่လုံးဝ 100% မှန်တယ်လားမဟုတ် AI hallucination ဆိုတာရှိတယ်သူတို့ကအချက်လက်မားတွေမှန်တယ်လို့နဲ့သူတို့ခက်တီတီနဲ့ကျွန်တော်ရမ်းဖြီးတတ်တာအဲ့ဒါတွေအကုန်လုံးကျွန်တော်တို့လူတွေကယုတ်တိရှိရှိနဲ့ပြန်ပြီးတော့စဉ်းစားပြီးတော့ filter ပြန်လုပ်ပေးရတယ်ပေါ့နော်အဲ့တော့ AI นี่ 100% တော့ကျွန်တော်တို့တွေကိုမိကိုလို့မရသေးဘူးအဲ့ဒီအချိန်မှာလူတွေက critical thinking နဲ့ဒါမှန်နိုင်လားမှားနိုင်လားဆိုတာပြန်ပြီးတော့စစ်ထုတ်ပေးဖို့လိုသေးတယ်အဲ့တော့နောင်တစ်ခေတ်မှာပေါ့ AI နဲ့ပတ်သက်ပြီးတော့ AI ကိုကောင်းကောင်းခိုင်းတတ်တဲ့သူ AI ပြောတာတွေကောင်းကောင်းစစ်ထုတ်နိုင်တဲ့သူတွေကတော့တေချာပေါက်အလုပ်တေချာပေါက်ရမယ်ပေါ့နော်နောက်ချက်က AI ကကျွန်တော်တို့အတုခိုးလို့မရတဲ့ဟာရှိတယ်အဲ့ဒါဘာလဲဆိုရင် empathy ပေါ့ကိုချင်းစာစိဥပမာကျွန်တော်ဆရာဝန်ဆိုလို့ရှိရင် AI ဒီအဖြေပဲထုတ်ပေးနိုင်တယ်ဆရာဝန်တယောက်ရဲ့ကျင်နာမှုတွေယူကြမှုတွေဆရာဝန်တယောက်ရဲ့သူများပေါ်မှာစာနာတနာမှုတွေအဲ့လိုမျိုးတယောက်နဲ့တယောက်နှွေးထွေးမှုတွေအကုန်လုံးကျောင်းဆရာတဲ့တူတူပဲကျောင်းဆရာကစာသင်တာ AI နဲ့သင်တတ်တယ်ဒါပေမဲ့ကျောင်းဆရာတယောက်ရဲ့ဆရာတယောက်မှာဒီရှိတဲ့ကျင်နာမြစ်တာတွေအဲ့လိုမျိုးတယောက်နဲ့တယောက်ကြားမှာနားလဲပေးနိုင်စွမ်းတွေအဲ့လိုမျိုးကိစ္စတွေ AI ကလိုက်လုပ်ပေးနိုင်မှာမဟုတ်ဘူးနောက်တစ်ခုကတော့အခြေအနေတစ်ခုပေါ်မူတည်ပြီးတော့လာရောညှိထူအောင်ပြုပြင်နိုင်စွမ်းတယ်လူတွေမှာပဲရှိတယ် AI တွေကြတော့သူတို့ပေးထားတဲ့ data နဲ့ပဲသူအဖြေထုတ်မှာပဲလူတွေကြတော့ဒီ data ဆိုရင်ဒီ quiz ဆိုရင်ဒီတက်နဲ့လုံးမယ်ဒီ quiz ဆိုဒီတက်နဲ့လုံးမယ်ဆိုကျွန်တော်တို့ကအမျိုးမျိုးချိန်နိုင်တဲ့ adaptability ကျွန်တော်တို့မှာရှိတယ်သူတို့မှာလုံးဝမရှိဘူးနောက်တစ်ခုက AI ဒီပေးထားတဲ့ဒီအရာတွေပေါ်မူတည်ပြီးတော့ပဲသူကအစ်စ်ကိုထပ်ထုတ်ပေးတာသူတို့ဒီအဲ့ဒီပေးထားတဲ့အချက်တွေပေးထားချက်မရှိရင်သူတို့ဒီအဖြေမထွက်ဘူးလူတွေကြတော့လုံးဝကဘာပေါ်မှာလုံးဝမရှိသေးတဲ့အရာတွေကဘာပေါ်မှာမရှိသေးတဲ့အရာဆိုမှတော့ AI ကဘယ်လိုသိမှာလဲအဲ့ဒီအချိန်မှာလူတွေဒီအဲ့ဒီအသစ်စမ်းတွေထပ်ပြီးတော့ဖန်တီးနိုင်မှာရှိတယ် AI တွေကတော့အခုချိန်ဒီဘာမှမဟုတ်တဲ့အသစ်စမ်းတွေကိုထပ်ပြီးတော့မရှိသေးတဲ့အချက်တွေကနေမူတည်ပြီးတော့နောက်ထပ်အသစ်စမ်းတွေတော့ထပ်ပြီးတော့ဖန်တီးနိုင်မှာမရှိသေးဘူးအဲ့တော့ဘာပဲပြောအဲ့ဒီအရာတွေအကုန်လုံးကိုကျွန်တော်တို့ကသိကြပါဦးလောက်ထားနိုင်မယ်ဆိုလို့ရှိရင်တော့နောက်ချိန်မှာဘာပဲပြော AI ခေတ်မှာကျွန်တော်တို့လုံးဝပညာနဲ့ပတ်သက်ပြီးတော့လုံးဝနောက်ကျမကြံခဲ့မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကျောင်းစာလမ်းဒီတိုင်းပဲပေါ့နော် memorization ပဲအားကိုပြီးတော့အဲ့လိုအလွတ်ကျက်အသိမှတ်စနစ်မှာအမှတ်တွေကောင်းလာပဲကိုအမြဲတမ်းဂုဏ်ယူနေမယ်ဘာမှလည်း critical thinking ပညာတွေထပ်ပြီးတော့လေ့လာလိုက်စားခြင်းမရှိဘူးချိန်ကြလို့ရှိရင်စာတော့တော်မယ်ဘွဲတော့ရမယ်အလုံးလက်မဲ့ဖြစ်မှာလုံးဝသိကြပါတယ်ကျောင်းပညာရေးစနစ်ကိုဝေဖန်ပြီးဆိုလို့ရှိရင်လူငယ်တွေကြားမှာအရန်ရေပန်းစားတဲ့ဂျိုကာဘဲတစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဘီဂိတ်တို့မတ်ဆူကာဘတ်တို့လည်းကျောင်းထွက်ပြီးတော့နာမည်ကျော်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ပြီးကမ္ဘာအချမ်းသာဆုံးမီလီယံနာဘီလီယံနာတွေဖြစ်သွားကြတာပဲမဟုတ်လားပေါ့နော်အဲ့တော့တကယ်ကြာငါတို့လည်းကျောင်းထွက်လို့ရှိရင်အဲ့လိုပဲငါတို့စိတ်ကူးနဲ့အိမ်မတန်တေချာလှုပ်လိုက်လို့ရှိရင်ဘာပဲပြောငါတို့လည်းအောင်မြင်နိုင်ရဆိုပြီးတော့အကုန်လုံး motivation နဲ့ကျောင်းထွက်ဖို့တို့ကအကုန်လုံးကစိုင်းပြင်းကြတယ်ပေါ့အဲ့လိုမျိုးနဲ့ကျောင်းထွက်ကြရတယ်အများကြီးရှိတယ်ဒါပေမဲ့တကယ်ကြတော့အဲ့လောက်ထိဇလန်မရိုးရှိဘူးဗျလက်တွေ့နေမှာလိုက်ကြည့်လိုက်ကျောင်းထွက်ပြီးတော့ဘွားပြတ်တဲ့သူကပုံများတယ်ကျောင်းထွက်ပြီးတော့အောင်မြင်တဲ့သူကလက်တဆုပ်စာပဲရှိတယ်တခုတော့ရှိတာပေါ့နော်ကျောင်းထွက်ပြီးတော့ကိုဝါသနာပါတာကိုသေချာလိုက်ပြီးတော့ဒီဇိုင်းမဲ့လုပ်တဲ့သူဆိုရင်တော့အဲ့လူကအောင်မြင်ရတယ်အဲ့ဒါလေဒါနောက်ထပ်ကျောင်းတစ်ခုတက်ခြင်းပဲကျွန်တော်တို့ကဒီအစိုးရကျောင်းတွေပဲကျောင်းသတ်မှတ်တာမဟုတ်ဘူးဘဝဆိုတဲ့ကျောင်းမှာနောက်ထပ်ပညာတစ်ခုသင်ယူခြင်းရတယ်ဒါကျောင်းတက်ခြင်းပဲအဲ့သူကျောင်းတကယ်ထွက်သွားတာမဟုတ်ဘူးနောက်ထပ်ကျောင်းတစ်ခုတော့ပြောင်းသွားတာ formal school ကနေ informal school ပြောင်းရတဲ့ဘောပေါ့နော်အဲ့တော့တကယ်ကြီးကျောင်းထွက်ပြီးတော့အောင်မြင်သွားတဲ့သူတွေဘာကျောင်းမှထပ်မတက်ပဲနဲ့ပညာနေထားနေတယ်မရှိဘဲနဲ့အောင်မြင်တဲ့လူဆိုတော့တော်တော်ရှားတယ်ဗျအဲ့ဒါကြီးကိုအားကြပြီးလောက်တာတွေကိုကျွန်တော်ကဒီ big gate နဲ့ဒီ Mark Zuckerberg ရဲ့နောက်ခံ background လေးသူတို့ရဲ့ဇာတ်လမ်းလေးကိုနည်းနည်းပြောပြခြင်းတယ်ပေါ့နော်တကယ်တော့ကျွန်တော်သိထားတယ်နည်းနည်းမှားနေပေါ့နော်အဲ့တော့ big gate အကြောင်းရင်ဆုံးပြောအောင်ပေါ့နော်အဲ့တော့ big gate တို့ Mark Zuckerberg တို့မှာတူညီတဲ့အချက်ပါရှိတယ်ဆိုတော့ငကိုတွေကညံ IQ တအားကောင်းတယ်နောက်ချက်က2ယောက်လုံးမှာပေါ့နော်အဲ့ဒီ big gate နဲ့ Mark Zuckerberg နမူနာပြောလို့ပေါ့တခြားဥမာလည်းရှိသေးတယ်သူတို့အောင်မြင်ပြီးတော့ကျောင်းထွက်ပြီးအောင်မြင်တဲ့လူတွေမှာလုံးဝသူတို့တွေမှာညံတအားကောင်းတယ်တခုမှထူးချွန်ပြီးသားရှိတယ် big gate တို့ Mark Zuckerberg တို့ကတကယ် IT နည်းပညာမှာလုံးဝကျွမ်းကျင်ပြီးသားနောက်တစ်ချက်ကနောက်ကံ background ကောင်းလုံးမှသူတို့ကအခြေအနေတစ်ခုရောက်မှထွက်လိုက်ကြတာ big gate ဆိုလို့ရှိရင်သူက1968ခုနှစ်လောက်မှာဆိုရှင်ကွန်ပျူတာတွေကတက္ကသိုလ်တွေမှာပဲအစိုးရရုံးတွေမှာပဲရှိတယ်ဒါပေမဲ့ big gate တက်ခဲ့တဲ့ကျောင်းမှာအဲ့ကွန်ပျူတာရှိတယ်အဲ့ဒီကွန်ပျူတာနဲ့ big gate ကလုံးဝတကယ် program ပေါင်းများစွာကိုငယ်ရွယ်တွေကလုံးဝတောက်လျှောက်လေ့ကျင့်ခဲ့တာနိုင်1000လောက်ထိလေ့ကျင့်ပြီးသားဖြစ်တယ်ပေါ့နော်နိုင်1000ဆိုတာကျွန်တော်တို့အခုတော်တော်များကြားဖို့ရတယ်နိုင်1000နဲ့ပတ်သက်တဲ့ formula ရှိတယ်ပေါ့နော်ဘယ်ပညာရက်ကိုမဆိုကျွန်တော်တို့နိုင်1000တင်ကြားပြီးသွားပြီတင်ယူပြီးသွားပြီဆိုရင်အဲ့ဒီပညာရက်မှာတစ်ဖက်ကန်းခတ်တော်ဝါတက်တယ်ပေါ့မယုံလေ့လာကြည့်လိုက်လေပညာရက်တစ်ခုမှာနိုင်1000ကနည်းတဲ့ပမာဏပေါ့အဲ့တော့နိုင်1000တောင်ကျော်နေပြီအဲ့တော့သူကပညာလက်ထူးချွန်နေတဲ့အပြင်ကိုတဲ့သူ့ရဲ့အမေကနာမည်ကြီးတဲ့ကုမ္ပဏီနဲ့လုံးဝချိတ်ဆက်ရှိတဲ့အဲ့ဒီကနေနာမည်ကြီးတဲ့ director အဖွဲ့ဝင်တယောက်ဖြစ်တယ်အဲ့ဒီကကျတော့သူ့ရဲ့ big gate ရဲ့ microscope ကုမ္ပဏီလေးက
တကယ်ကြတော့နာမည်ကြီးကုမ္ပဏီတွေချိတ်ဆက်ဖို့တည်းဘာမှမခက်ဘူးသူ့အမေရဲ့အချိတ်ဆက်နဲ့ချိတ်ဆက်ပြီးတော့နာမည်ကျော်တတိဖြစ်သွားတာပါတဲ့အဲ့တော့မိတ်ဆွေမှာအဲ့လိုချိတ်ဆက်တွေရှိလားငကိုတွေကဒါကျွမ်းနေလားအဲ့ဒါမကျွမ်းနေပဲခက်တီနဲ့ကြောင်းထွက်မယ်ဆိုတော့ကိုယ့်ဘာကိုခံတော့ပဲနောက်တစ်ယောက်ထပ်သွားကြည့်အောင် Facebook ရဲ့မက်ဇူကာဘက်ကြီးပေါ့နော်မက်ဇူကာဘက်ကြီးကလည်းတကယ်ကျတော့ဝုန်းဝန်းနဲ့တိုင်းကနေတခါလေကြောင်းထွက်လိုက်တာမဟုတ်ဘူးကျောင်းသားဘဝမှာတည်းက Facebook ဆိုတာကိုသူတို့ကျောင်းမှာတက္ကသိုလ်မှာပေါ့နော်သူတက္ကသိုလ်မှာရှိတဲ့တငယ်ချင်းတွေပဲသုံးမှုဆိုပြီးစပြီးတော့လုပ်နေပြီးသားအဲ့ဒီကတော့ programming ဘိုင်းကိုအရန်ကျွမ်းနေပြီအဲ့ဒီကနေပြီးတော့နောက်ပိုင်းမှာသုံးစွဲလူထောင်တောင်းချီပြီးရောက်လာတဲ့အချိန်မှာ investor တစ်တွေလည်းရောက်လာတယ်လုံးဝရင်းနှီးမြှုပ်နှံမှုတစ်တွေလည်းရောက်လာပြီးတော့တန်းနဲ့ချီတဲ့ရင်းနှီးမြှုပ်နှံမှုတွေရောက်လာပြီးသူ့ဘက်ကအောင်မြင်မဲ့တေချာတဲ့အချိန်ကျမှကျောင်းထွက်ခဲ့တာကျောင်းထွက်ပြီးတော့မှ तू ကအဲ့ဒါတွေအောင်မြင်တာမဟုတ်ဘူးတေချာမှကျောင်းထွက်ခဲ့တယ်အဲ့တော့မိတ်ဆွေကဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာပေါ့နော်အဲ့ဒီလိုမျိုးလုံးဝပုံမြင်အမားရည်နဲ့ဖြစ်နေတယ်ဆိုမိကုန်းမေးစရာရှိတာမိတ်ဆွေမှာတကယ်ကျွမ်းကျင်တဲ့ပညာတစ်ခုရှိပြီလားမိဘ background ကောင်းပြီလားခင်ဗျားကိုတကယ်ရင်းနှီးမြှုပ်နှံတဲ့သူတွေကငွေတန်းပေါင်းများစွာနဲ့ခင်ဗျားကိုလုပ်ပေးမယ်ဆိုပြီးတော့တကယ်ကိုဗျာခင်ဗျားကိုလာကန်လန့်နေကြပြီလားအဲ့လိုဆိုတော့လုပ်ပေါ့ဗျာအဲ့လိုမဟုတ်ဘဲနဲ့လုပ်မယ်ဆိုရင်တော့နောက်တစ်ချိန်မှာခိုင်မာတဲ့အနေနဲ့ပုတ်ပဲနဲ့ဖျားဆောင်ထဲမှာအတူတူကျွန်တော်တို့တွေခွတ်ဆိုရတဲ့ဘဝကိုကျွန်တော်ရောက်သွားလိမ့်မယ်အဲ့ဒါလေးတော့သိပေးခြင်းတယ်ဒီလောက်နောက်ဆောင်ခဲ့ရတဲ့အခါမှာတော့ဗောနော်တော်တော်လေးတော့ပြည့်ပြည့်စုံလည်းရှိပြီလို့ကျွန်တော်ထင်တယ်ပြီးတော့ဆွေးနွေးစရာလည်းထပ်ရှိမယ်လို့ထင်တယ်ဗောနော်အဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော်အဓိကဗောနော်နှစ်ပိုင်းခွဲပြီးတော့ကျွန်တော်ဆွေးနွေးပေးထားတယ်ပထမတစ်ပိုင်းကတော့ကျွန်တော်တို့ပညာရေးစနစ်ကြီးကကျွန်တော်တို့ရဲ့ကလေးတွေရဲ့တွေးခေါ်မျှော်မြင်မှုတွေကိုစိတ်ခတ်လိုက်လို့ဗောနော်တပ်ပလိုက်လို့ဖြစ်နေသလားဗောနောက်တစ်ခုကကျတော့ကျွန်တော်တို့ကျောင်းပညာရေးကတော့လိုတော့လိုသေးရဆိုတဲ့အပိုင်းပါနော်တကယ်တော့အဲ့နှစ်ခုကမျက်မျက်တတနဲ့တေချာတွေ့ရမှာဖြစ်တယ်။ကျောင်းပညာရေးကလိုတော့လိုပါသေးတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တွေကခုနပြောလို့ပေါ့နော်။တခါတည်းအပြင်ကိုစလုံးလူမျိုးတွေရေကူးတင်လို့ရေထဲကိုဝုန်းသူပြစ်ချပြီးတော့သူကသူကူးတက်မယ်ဆိုတော့သွားလို့မရဘူး။ကျွန်တော်တို့ကလေးတွေကတော့ကိုရင်နစ်တေသွားကြလိမ့်မယ်နော်။အဲ့တော့ကျွန်တော်တို့ကရေကူးပုံကူးအခြေခံတော့သင်ပေးဖို့တော့လိုသေးတယ်။ပြီးတော့မှသူ့ဘာသူ creativity ကိုဆက်ပြီးသင်ကြပါပေါ့။တခုပဲကျွန်တော်ပြောချင်တာကတော့ဆရာပဲဖြစ်ဖြစ်ကျောင်းသားပဲဖြစ်ဖြစ်ဆရာတို့ရှင်လည်းဒီစနစ်အောက်မှာပေါ့နော် memorization ကိုသင်ရင်းနဲ့ creativity လေးတွေပါကွာနည်းနည်းပါထပ်သင်ပေးဖို့ပေါ့နော်ကိုလှုပ်လို့ရတဲ့လှုပ်ပိုင်ခွင့်လေးမှာဆိုရင်ကလေးတွေကကိုနဲ့နီးလန်းမတူတာတွေပဲတွက်မယ်ဆိုလို့ရှင်လည်းလက်ခံပေးကြဖို့0မပေးကြဘူးအမှားမခတ်ကြဘူးအဲ့ဒါလေးကျွန်တော်မှားတယ်ပေါ့နော်နောက်ချက်ကကျောင်းသားတွေဖြစ်ခဲ့မယ်ဆိုလို့ရှင်လည်းဘယ်စနစ်အောက်မှာဘယ်လိုပဲနေပေါ့နော်ဒီစနစ်အောက်မှာစနစ်ဆိုးကြီးကိုပဲလက်ညှိုးမထိုးနေပဲနဲ့ကိုယ့်ရဲ့ creativity ကိုကိုယ့်ရဲ့အားတဲ့ချိန်မှာကိုယ့်ရဲ့ social media တွေကိုတတ်နိုင်ဆုံး short ပြီးတော့ကိုယ်ဝါသနာပါလာပြီးဆက်ပြီးတော့ like စားလို့ရတယ်ဆိုတဲ့အကြောင်းလေးပဲပြောချင်တယ်မိဘတွေအနေနဲ့လည်းပေါ့နော်ကိုယ့်သားသမီးတွေဝါသနာပါလာလေးကိုလည်းလုပ်ခိုင်းတစ်ဖက်ကပညာရေးမှာလည်းနောက်မကျတော့အောင်လုပ်ခိုင်းပြီးတော့တကယ် balance ကိုက်တဲ့မိဘဆရာကျောင်းသား၃ယောက်လုံး balance ကိုက်တဲ့စနစ်နဲ့ပညာရေးစနစ်ကောင်းကောင်းမကောင်းကောင်းထူးချွန်တဲ့ကျောင်းသားတွေ creativity ကောင်းတဲ့သူတွေ critical thinking ကောင်းတဲ့သူတွေအများကြီးမွေးထုတ်ပေးနိုင်ပါစေလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်နောက်ထပ် boost your brain ရဲ့ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်နော်